မေဖေကဒီတယောက်ကိုပဲအမွေပုံပေးခဲ့တာကျွန်တော်မကျင်တတ်ပါဘူးဒါကြောင့်မို့လို့ဒီအမွေစုသူကျွန်တော်လည်းရသိမှာဆိုတရားမှဥတိုက်ချလို့ရင်ပြန်ပြီးအမှုဖြစ်တယ်မင်္ဂလာပါဇေယျအင်ချမီကနေပြီးတော့မှပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့တွေစာရွက်စာတမ်းနဲ့ပတ်သက်လို့ဒီမေးမြန်းထားတာလေးတွေနဲ့အဲ့ပြင်ကိုမှကျွန်တော်တို့ဒီအင်ချမီလောကမှာရှိနေတဲ့စာရွက်စာတမ်းအကြောင်းလေးတွေဘာတွေသတိထားရမလဲဘယ်လိုတွေဆောင်ရန်လေးတွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်မေးမြန်းဖို့အတွက်ကျွန်တော်ဒီရှင်းနေဆရာသူထက်ကျော်လင်ကိုကျွန်တော်တို့ဖိတ်ခေါ်ထားပါတယ်ခင်ဗျာမင်္ဂလာပါဆရာမင်္ဂလာပါဗျဟုတ်ကဲ့ဟုတ်ဆိုတော့အခုလိုလာရောက်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ပေါ့နော်ဒီအင်ချမ်မြေမှာဆိုလို့ရှိရင်ကျွန်တော်ဒီမြို့တွေမှာပေါ့ဒီရန်ကုန်မြို့တစ်နေထားမြို့တွေမှာဘယ်လိုမျိုးမြို့တစ်ဆိုတာထက်ဒီရန်ကုန်စီပင်နယ်မြေမှာပေါ့နော်ဘယ်လိုမြေမျိုးစားလေးတွေကပုံများလဲအဲ့ဒါလေးတစ်ချက်လောက်ဟိုပြောပြပေးပါလားဘယ်လိုမြေမျိုးစားလေးရှိလဲပေါ့ဟုတ်အရင်ဆုံးကောင်းတာကတော့ဂရမ်မီကတော့ကောင်းဆုံးပေါ့နော်ဟုတ်ဂရမ်မီမှရှုကရွေးကြတယ်နောက်ပြီးတော့ရှုရောင်းကြသေးတာဘိုးဘွားပိုင်မီဆိုပြီးတော့ရောင်းတယ်ဘိုးဘွားပိုင်ရှိမယ်ဘိုးဘွားပိုင်ဆိုရောင်းတဲ့နေရာမှာကျွန်တော်တွေကဟိုဘိုးဘွားပိုင်မီနဲ့ဘိုးဘွားပိုင်မီနဲ့သွားရောကြတယ်အော်ဘိုးဘွားပိုင်နဲ့ဘိုးဘွားပိုင်နဲ့ဘိုးဘွားပိုင်နဲ့ရောတယ်ဟုတ်ဘိုးဘွားဆိုတာကကြတော့ဒီဘိုးစင်ပေါင်ဆက်ရောင်းဝယ်စာချုပ်နဲ့ပိုင်လာခဲ့တဲ့မြေဟုတ်ကဲ့အဲ့မြေကျတော့မြေပိုင်မြေလို့လည်းခေါ်တယ်အော်အဲ့ဒါမြေပိုင်မြေနော်အဲ့ဒါကိုရောပြီးတော့သူတို့ကဘိုးစင်ပေါင်ဆက်နေထိုင်လာခဲ့တာပေါ့ဥပမာရက်စာချုပ်နဲ့နေလာခဲ့တဲ့မြေမျိုးတွေအဲ့မြေကွက်တွေကိုသွားပြီးတော့ဘိုးဘွားပိုင်မြေဟိုခုနဘိုးဘွားပိုင်မြေမြေပိုင်မြေနဲ့သွားပြီးတော့သွားရောပြီးတော့ပြောတဲ့ခါကျတော့ဟိုသူ့ရဲ့စိတ်ထဲမှာတော့ဒီဟာတွေကခိုင်မာတယ်ပေါ့နော်တအားကြီးကောင်းတယ်ဆိုပြီးရောသွားကြတယ်အထူးသဖြင့်သူတို့ဘိုးဘွားပိုင်မြေကတော့စရှင်းပြရင်တော့ဘိုးဘွားပိုင်မြေဆိုတာကျွန်တော်တို့ဟိုပေါ့ဒီသူ့ဘိုးဘွားတွေကဘလို့ပုံစံနဲ့ပိုင်ဆိုင်လာခဲ့တာသူကဇစ်မြစ်မလိုက်တော့ဘူးဥမာဒီစက်မှုစုံမြေနေရာမျိုးမှာအဲ့မျိုးမှာသူတို့ကကျူးပြီးတော့နှစ်30 40လောက်နေရာအရင်ကြာပါတယ်ဟုတ်အဲ့လိုနေလိုက်ပြီးတော့သူတို့မျိုးဆက်တွေလည်းမသိတော့တာဟုတ်ပြီးတော့ငါတို့ဖိုးဖွားလည်းနေလာခဲ့တာပဲနှစ်30လောက်ရှိဘာမှဖြစ်ဘူးငါဖေမနေလာခဲ့တာနှစ်20လောက်ရှိဘာမှဖြစ်ဘူးဆိုပြီးတော့ငါတို့မြေကတော့ခိုင်မာတယ်ဝယ်ထားကြပြီဆိုပြီးတော့သူတို့ကဘိုးဘွားပိုင်မြေဆိုပြီးတော့ခိုင်မာဆိုရောင်းကြတယ်အဲ့ဒါဝယ်မိတဲ့ခါကျတော့ဆိုနည်းနည်းမှားသွားကြရှိတယ်ဗောနော်ကျွန်တော်မင်္ဂလာအောင်ပါဆိုရင်ဟုတ်ကဲ့ဟုတ်မင်္ဂလာအောင်စက်မှုဆောင်မှ3လမ်းမနဲ့ဖြတ်သွားလိုက်ဟုတ်ဟိုမှ3လမ်းမဘေးတွေပေါ့လန်ဒန်ဆက်ုံတိုက်ကားဘေးရဆက်ုံရှိတဲ့ဘက်ချမ်းမှာသူတို့ကအရင်တော့ကတော့အဲ့ဒါစက်မှုဆောင်မြေပဲငကိုတက်စက်မှုဆောင်မြေတွေဒါပေမဲ့စီမံကိန်းမလုပ်ဖြစ်တဲ့ခါကျတော့အစိုးရလည်းဟိုသူစီမံကိန်းမကြသေးတော့သူကမလုပ်ဘူးမလုပ်ပြင်းတဲ့အိမ်မြေကအဲ့တိုင်းထားတာမှာကျူးရင်းနဲ့ရွာကြီးဖြစ်သွားအင်ချီ9000 6000လောက်ဖြစ်သွားတယ်အော်နှစ်30လောက်အဲ့လောက်ကြာသွားတယ်နေကြတာပြီးလဲပြီးတော့ပြီးခဲ့2024အစပိုင်းလောက်ကပဲအင်ချီ6000လောက်ကိုဖြတ်ခံရတာအဲ့ဒါသူတို့ကပြောကြကျမတို့ကဘိုးဘွားပိုင်မြေခိုင်းပါတယ်ပြောပြီးတော့ဒါမှဖြတ်ခံလဲတာတကားလည်းရှိတယ်ဟုတ်ကဲ့ပြီးတော့ကျွန်တော်တို့ကဘိုးဘွားပိုင်မြေပြန်ကြည့်လို့ရှိရင်သူကမြေပိုင်မြေလို့လည်းခေါ်တယ်မြေပိုင်မြေလို့ခေါ်တယ်ဟုတ်ရောင်းဝယ်စာချုပ်နဲ့သူကချုပ်ပြီးတော့ဒီအစင်ဆက်မှတ်တမ်းအနေနဲ့မြေစင်းမှာရှိတဲ့ရုပ်ွက်မျိုးတွေပေါ့အဲ့လိုမြေမျိုးရကြတော့ဂရမ်မီလိုမျိုးအာနိသင်ရှိတယ်အထမင်းတိုက်ဆောက်လည်းရတယ်ဟိုဘာစီရွားရုံဆိုအကုန်လုပ်လို့ရတယ်အကုန်လုပ်ပဲဆောက်ပြဘလို့လို့အကုန်လုပ်လို့ရတယ်တခုအားတာတာသူကဂရမ်လိုမျိုးအခွန်ပေးကြမလို့ဆိုရအောင်မြေကုန်းဒီမြေကုန်းတက်တန်းလဲတိုးစရာမလိုဟုတ်ကဲ့အသက်လုံးကိုပိုင်တယ်အဲ့တော့အဲ့မြေမျိုးကတော့အကောင်းဆုံးနဲ့ပါပေါ့သူမာလဲမာပါတယ်ဟုတ်အဲ့တော့ဒီမြေကိုဟိုသူ့ရဲ့အားနည်းချက်ကဘာရှိမလဲဆိုတော့ကျွန်တော်တို့ဒီအင်းဆိုင်မှာဆိုရင်များပါတယ်အဲ့မြေတွေကဒီကမြေပိုင်မြေတွေပေါ့ဘာအားနည်းချက်ရှိလဲဆိုတော့နေတဲ့လူတွေကငါတို့ပိုင်တာပဲဆိုပြီးတော့နေလာခဲ့တဲ့ခါကျတော့ရောင်းရင်လည်းရက်စာကျွန်တော်ရောင်းသွားကြတယ်ရောင်းသွားတော့နောက်ဆုံးဝယ်မဲ့လူကနာမည်ပြောင်းမယ်ဆိုလဲဆိုတော့ပြန်လိုက်ရအောင်သူရှေ့ရောကလူတွေပြန်လိုက်ရခါကျတော့အဲ့လူတွေကရှာမရတာတွေနောက်ပြီးတော့ခုနလိုဟိုဘယ်ရောက်မှမသိတာပြောတဲ့ကြောင့်အမိပြောင်းကဒါခတ်သွားတယ်သူရဲ့အားနည်းချက်ကတော့ဟိုမှန်ကန်ဒီမြေကဒါကောင်းတယ်မာလဲမာတယ်ဒါပေမဲ့အမိပြောင်းပြုရနေရမှာတော့နည်းနည်းခတ်သွားတော့ပြောတဲ့ကြောင့်ဒီမြေမျိုးကတော့ဟိုဝယ်မယ်ဆိုရင်တော့ဒီမြေပိုင်မြေအမိပေါက်စီကဒါမှမဟုတ်အမိပေါက်ရဲ့ဆွေမျိုးသားချင်းတို့မဟုတ်ဇနီးသားသမီးစီကထိတ်ဝယ်တာတော့အဲ့ဒါအကောင်းဆုံးပါပဲဟုတ်ကဲ့ဟုတ်တော့ကျွန်တော်ရဲ့အဲ့မြေမျိုးတော့အားပေးပါတယ်ဗျဟုတ်ဒါဆိုဘိုးဘပိုင်နဲ့ဒါဆိုလို့ရှိရင်ဟိုပါဗောနော်ဘိုးဘပိုင်နဲ့မြေပိုင်မြေကကြတော့ခုနလိုမျိုးပေါ့သတိထားစရာက
ကိုယ့်ရဲ့ဒီဇက်မြစ်ကိုပြန်ပြီးတော့မှကြည့်ရမယ်အဲ့ပတ်ဝန်းကျင်ရဲ့အနေအထားမျိုးပေါ့ဥပမာဆိုမြေပိုင်မြေဆိုလို့ရှိရင်တော့ကျွန်တော်စီပင်မှာသွားပြီးတော့မှစစ်လို့ရတယ်ဘိုးဘပိုင်လည်းဘိုးဘပိုင်ဘိုးဘဆိုတဲ့ဟာလည်းဘိုးဘနဲ့မြေပိုင်အတူတူပါမြေပိုင်အတူတူပဲเนาะသူတို့နှစ်ခုအတူတူပဲခေါ်ရဲခေါ်ဝချင်းတာနည်းနည်းကွဲသွားတာဘိုးဘဆိုတာအရင်တုန်းကကျွန်တော်တို့လေမြန်မာပြည်လက်ထက်တုန်းကတော့ဒီမူးမတ်တွေကိုယာရုရှိတဲ့နယ်သားတွေကိုဘရင်ကနေပြီးတော့စုချီးမြှင့်ထားတဲ့မြေမျိုးသားတွေပါပါတယ်အဲ့တော့မန္တလေးမှာပေါ်ပါတယ်အဲ့ဒါဟုတ်ကဲ့ဟုတ်ဒီကျွန်တော်တို့မြေပိုင်မြေဆိုတဲ့ဖြစ်လာတာကြတော့အင်္ဂလိပ်အုပ်ချုပ်တော့ကအင်္ဂလိပ်ကဒီသူတို့မြေခွက်တွေကိုစိတ်ရောင်းတယ်ဒီလူမျိုးတွေအဲ့မှာသူတို့ကအစိုးရနဲ့နေပြီးတော့ပတ်စံအစိုးရစီကပတ်စံပေးဝယ်ထားတဲ့မြေမျိုးရွှေတောင်ကြားတွေမှာလည်းတွေ့ရပါတယ်ဒီကျွန်တော်တို့ဒီရန်ကုန်ဘက်မှာကြတော့ဘိုးဘဆိုတာထက်စာရင်မြေပိုင်မြေပုံများမယ်မန္တလေးမှာဆိုလို့ရှိရင်တော့ဘိုးဘကပုံများတယ်သဘောပေါက်ပြီအဲ့တော့ကျွန်တော်တို့ကရောပြီးတော့ဘိုးဘွားပိုင်မြေနဲ့ဘိုးဘနဲ့ရောပြီးတော့ဘိုးဘွားပိုင်မြေဆိုပြီးတော့ပြောရောင်းတဲ့ခါကျတော့လူတွေကလည်းရောပြီးတော့ဟိုလေကိုလည်းဝယ်မိတယ်ဗျာကျူးတွေကိုလည်းဝယ်မိတယ်ဖြစ်သွားတာပေါ့အဲ့တော့အနေများနော်ကျွန်တော်လည်းအမြဲအဲ့ဒါကြုံရတယ်ဟိုတော်တော်များများကလည်းရောင်းပြီဆိုလို့ရှိရင်ဘိုးဘပိုင်မြေပဲပြောပြီးတော့မှငါတို့နေလာခုနဆရာပြောလို့ပါနေလာတာလည်းနှစ်ဘလောက်ရှိနေပြီဒီတိုင်းပဲနေကြတာဒါပေမဲ့ဟိုပြန်ပြီးတော့မှဆက်ကြည့်လိုက်လို့ရှိရင်ကြတော့ဒီနေရာကြီးကြောက်ဝယ်ဖို့အတွက်လည်းတိတ်ပြီးတော့မသိတော့တဲ့နေရာမျိုးတွေဝယ်မိသွားရင်လည်းဟုတ်တယ်ဗျဟိုဒုက္ခရောက်နိုင်တယ်ပေါ့နော်ဟုတ်တယ်အဲ့လိုမျိုးပေါ့ဆိုတော့ဒီမြေပိုင်မြေဆိုလို့ရှိရင်ကြတော့ခုနပြောသလိုဆရာရဲ့ဒီအခုကဟိုကျွန်တော်နားလဲရတဲ့လောက်ပေါ့ဟိုအရင်တော့ဆိုအကွက်အကျယ်ကြီးတွေအကွက်အကျယ်ကြီးတွေကနေမှတစင်းဟိုသူ့ရဲ့ဒီသားသမီးတွေကပြန်ပြီးပိုင်းရောင်းကြရင်အရက်စာချုပ်နဲ့ရောင်းနဲ့ကိုဘယ်လိုပြောမလဲနာမည်ပြန်ပြောင်းဖို့အတွက်ကမလွယ်ကြတော့ဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးပြန်ပြောင်းမယ်ဆိုလို့ရှိရင်ဘယ်လိုဟိုအဆင့်လေးလောက်ရလဲဟိုဘယ်လို step တွေလောက်ရလဲဆရာနာမည်ပြောင်းရင်တော့အရင်သူ့အမိပေါက်ရှာလို့မတွေ့ရင်အမိပေါက်ရဲ့ဇနီးရှာမတွေ့ရင်သားသမီးရှာမတွေ့ရင်မြီးဆိုပြီးတော့ပြန်လိုက်ရတယ်အဲ့လိုမျိုးတွေမရှိတော့ဘူးဆိုရင်ရောအဲ့တော့မရှိရင်တော့ကျွန်တော်တို့ဒီမြေကိုရမ်းကင်ထားပြီးတော့အသုံးပြုလို့ပဲရမှာဗျဒီလိုပဲအရက်စာချုပ်နဲ့ပဲအရက်စာချုပ်နဲ့ကင်ထားသူကတော့ဂရမ်မြေလိုတန်းကုန်တဲ့မြေမှမဟုတ်တာနေရင်တော့လည်းအမြင်နေလို့ရပါပေါ့ဒါပေမဲ့တခုရှိတာဘန်ရှိမြေပုံဘန်ချီငွေဘန်နေငွေရှိမရတာတို့ပြီးတော့ဒီဟောအခန်းပေးခန်းယူကန်ထရိုင်းနဲ့စောင့်မရတာတို့အထက်မြင့်နေစောက်လို့မရတာ6ထပ်လောက်ထိ6ထပ်8ထပ်အဲ့လိုမျိုးတော့ကောင်းဆောက်လို့မရတော့ဘူး3တက်လောက်ကတော့ရတာပဲဟုတ်အဲ့လောက်တော့ရအဆင်ပြေတော့မှာပေါ့ဟုတ်ကဲ့အဲ့တခုတော့ဖြစ်သွားတာပေါ့ဒါဆိုလို့ရှိရင်တော့ခုနပြောသလိုသူ့ရဲ့အားသာချက်ကတော့ဒီအခုနေပါဆောင်စရာမလိုတော့ဘူးဟိုပြီးတော့ဟိုမျိုးတန်းတိုးစရာမလိုဘူးမျိုးတန်းတိုးစရာမလိုနောက်ပြီးတော့သူကဒီတားစင်မြေဆက်ပိုင်ဆိုင်ခွင့်ရှိရမှာစားပါဗျဘာမှမလုပ်လဲသူကဘာမှမဖြစ်ပါဘူးမိကဒါမှစီးပွားလုံးမစီးပွားသမားလဲဆိုရင်တော့နည်းနည်းလေးအမိပေါက်ပြောင်းပြီးမှပဲဟိုမိပေါက်ရှိတဲ့အကွက်တွေဝယ်တာမှပဲပို့အဆင်ပြေမှာပို့အဆင်ပြေမှာပေါ့နော်အဲ့ဒါကြတော့ဟိုဟာအခုအဲ့ပြဿနာနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်တခုသိချင်တာကဒီအစိုးရကနေစီပင်ကပေါ့စီပင်ကနေပြီးတော့မှအဲ့လိုမျိုးဟာလေးဟိုဖြည့်ရှင်းပေးဖို့ဘယ်လိုမျိုးနီလန်းနေများရှိနိုင်မလားပေါ့ဘာကြောင့်လဲဆိုတော့အခုတော်တော်များများကလည်းကျွန်တော်တို့ဒီပတ်မြို့ဟောင်းတွေပေါ့ဒီအင်းစိန်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမင်္ဂလာတုံမယန်းကုန်းဒီလိုနေရာမျိုးတွေမှာဆိုလို့ရှိရင်ခုနလိုမိပိုင်မြေတွေကတော်တော်များတယ်တော်တော်များတယ်ဒါပေမဲ့ဟိုဝယ်ဖို့အတွက်ကြတော့ဟိုလူတွေကအဲ့လိုမျိုးဒီဘယ်လိုပြောမလဲစိုးရင်သားလေးရှိရပါတော့နာမည်ပြောင်းလို့မရကြဘူးအခုနောက်ပိုင်းကျတော့အကုန်လုံးကလည်းနာမည်ပြောင်းကျင်လာကြတယ်ဆိုတော့အဲ့လိုမျိုးကိစ္စတွေရှိနေတဲ့ခါကျတော့ဒီဟိုစီပင်ဘက်ကနေပြီးတော့မှအဲ့ဒါလေးဇာနည်းနည်းလေးလုတ်ပေးနိုင်တယ်ဆိုလို့ရှိရင်တော့သူ့ဟွာလေးကွစီပင်ကဘာလို့မလုတ်ပေးလဲဆိုတော့ဒီမြေတွေကသူပိုင်တဲ့မြေမှာမဟုတ်တာအော်ဒါစီပင်နဲ့စီပင်မပိုင်ဘူးမြေပိုင်မြေဆိုတော့ဒီမြေပိုင်ရှင်မပိုင်တာအားကြောင့်စီပင်ကသူ့ကိုမြေကုန်တန်းတိုးရပါတယ်မကောက်ဘူးလေသူမှမပိုင်တာကျွန်တော်သဘောပေါက်ပြီသူမပိုင်တဲ့မြေသွားပြီးတော့သူကဝင်လုတ်ပေးပါကြောက်လေသူ့လုတ်ပိုင်ဝင်တာမပါလို့သူကဟုတ်ဒါဆိုရင်ဟိုကတော့ဟိုသူ့စီမှာတော့စည်ရင်တော့ရှိတယ်ပေါ့သူ့စီမှာစည်ရင်ရှိဒါပေမဲ့ तू ကအဲ့ဒါကို तू အခွန်ကောက်လို့မရဘူးခုနက Grammy တို့ Permit တို့လိုမျိုး तू မပိုင်နေဘူးဖြစ်နေတာပေါ့ तू ကငှားထားတဲ့ဟာမဟုတ်ဘူး Grammy ကကြတော့ तू ကငှားထားတာ260ငှားတယ်230ငှားထားတဲ့မြေမျိုးအဲ့တော့ तू ကအိမ်ရှင်လေစီပင်နဲ့အစိုးရအိမ်ရှင်ဆိုတော့ तू ဟာ तू စီမံပိုင်ခွင့်ရှိတယ်ဒီမြေကကြတော့ तू ကရောင်းထားတဲ့ဟာကြီးအဲ့တော့ तू ကစီမံပိုင်ခွင့်မရှိဘူး तू ကရောင်းငှားထားတာမဟုတ်တော့ရောင်းထားတာဖြစ်သွားပြီနော်မြေပိုင်မြေကြတော့သဘောပေါက်ပြီသဘောပေါက်အစားတော့ကျွန်တော်ထင်တာလဲဒီလိုမျိုးပဲဟို Granny နဲ့နည်းနည်းဆင်မဲ့ထင်နေတာပေါ့နော်ဆင်တယ်ဒါပေမဲ့သူ့ပုံစံလေးတော့ကွဲပါတယ်ဗျဟုတ်ကဲ့ဟုတ်ဒါဆိုရင်လေးဆရာဟိုတခုပေါ့တော်တော်များများလည်းအခုအချိန်မှာခုနလိုမျိုးဟိုဒီမြေတွေကိုဝယ်မယ်ဆိုလို့ရှိရင်ကြတော့သူတို့ဟို
ကျွန်တော်အခုကျွန်တော်ကြုံရတဲ့ဟာလေးဆိုရင်ဘယ်လိုလဲဆိုတော့နာမည်ခုနလိုနာမည်ပြန်ပြောင်းချင်ကြရဆရာခိုင်မာအောင်လုပ်ချင်ကြတယ်ဆိုတော့အဲ့လိုမျိုးဟာကြတော့ဘယ်လိုမျိုးဟိုဟာလုပ်လို့ရမလဲဒီမိပိုင်မီတွေကိုကျွန်တော်ဝယ်မယ်ဆိုလို့ရှိရင်နာမည်ပြောင်းရင်တော့ကျွန်တော်တရားရုံးကနေပြီးတော့တရားရုံး90 degree နဲ့ပြောင်းလို့ရတယ်နောက်တနည်းပေါ့နော်ဟုတ်ကဲ့ဟုတ်တရားရုံး90 degree နဲ့ပြောင်းပြီးတော့ကျွန်တော်တရားမှာစာချုပ်စာတမ်းချုပ်ဆိုပေးစီလို့မှုဆိုပြီးတော့တရားစွဲပြီးတော့အမှုနိုင်မှာပဲသူကတော့လေဟုတ်ကဲ့ဘက်ကလူတော့မလာဖြစ်တဲ့ကြောင့်အမှုနိုင်လို့ရှိရင်တော့နောက်ကျန်တဲ့ဇာယီမှုဖွင့်ပြီးတော့ဒါတော့အမိပြောင်းလို့ရတယ်ကရန်ကရုံးလို့ပြန်ပြောင်းလို့ရတယ်ဒါပေမဲ့တခုအားနေတာကတော့ तू ကအရင်တော့နာမည်တွေကကြတော့လေဟိုနိုင်ငံခြားနာမည်နိုင်ငံခြားနာမည်ကျွန်တော်တော့မခေါ်တော့ဘူးဗျာဦးဘယ်လိုအဲ့လိုနာမည်လဲဆိုတော့ဟုတ်ကဲ့ဟုတ်သွားပြောင်းရင်လေဒီတွေကမရှိတော့ကြာနေပြီလေအဲ့တော့ကျွန်တော်တို့မရှိတော့တဲ့လူကိုတရားစွဲတယ်ဆိုတရားရုံးကလည်းဟိုတရားရုံးက90 degree ချပြီးတော့လည်းခက်ခဲတယ်လို့စီပင်ကကြောက်လဲဒီလူကမရှိတော့ကြာနေဘယ်လိုလုပ်ပြီးတော့ကျွန်တော်တို့ရောင်းသွားဖြစ်မလဲဆိုပြီးတော့ပြန်ပြီးတော့တွေးကြရလေးရှိလိုက်ပဲကြတော့နည်းနည်းတော့ခက်တယ်ဗျအဲ့ဘိုင်းမရဘူးတော့မို့ရတယ်ခက်ခဲတဲ့ဟာတော့ရှိပါတယ်ဗျဒါဆိုရင်အခုဝယ်မယ်ဆိုလို့ရှိရင်အခုကအဆက်စာချုပ်တင်နေပဲကျွန်တော်ဝယ်ရတယ်ပေါ့ဟုတ်တယ်ဗျဆက်စာချုပ်နဲ့ပဲဝယ်ရတယ်ဆိုတော့ဟိုများသောအားဖြင့်ကြတော့စိုးရင်ကြတာကဘယ်လိုလဲဆိုလို့ရှိရင်ဒီနေရာကဟိုတယောက်ကဝယ်သွားတယ်ပြီးတော့နောက်တစ်ယောက်ပြန်ရောင်းတယ်တယောက်ကဝယ်နောက်တစ်ယောက်ပြန်ရောင်းသွားတယ်သို့တော်ညာလဲဟိုဂျားထဲမှာဟိုလူတယောက်က3ယောက်လောက်ကိုသူရောင်းသွားတယ်ပေါ့ရောင်းပြီးတော့မှဒီနောက်ဝယ်ထားတဲ့ကျန်တဲ့ဟို3ယောက်ထဲက1ယောက်ကနေပြီးတော့မှကိုက channel ပိုင်းတခြားခက်လိုက်တဲ့အချိန်ညမှာကျန်တဲ့2ယောက်ကနေပြီးတော့မှတွေ့သွားတာတို့အဲ့လိုမျိုးလာကန့်ကွက်တာတို့ဘာလို့ဖြစ်မှာကိုသူကစိုးရင်ကြရပေါ့နော်ဆိုတော့အဲ့လိုမျိုးဟာမျိုးကိုကျွန်တော်တို့ဘယ်လိုကာကွယ်လို့ရမလဲပေါ့ကာကွယ်ဖို့ကတော့မြေကိုဝယ်လို့ရှိရင်တော့မြေဝယ်လက်ရောက်ယူတာအကောင်းဆုံးပဲဗျဟုတ်ကဲ့ဟုတ်လက်ရောက်ယူပြီးတော့ကိုခြံခတ်တာဖြစ်ဖြစ်ကိုကမြေကိုယူထားပါဆိုတဲ့အထောက်ထားတစ်ခုပြရတာအကောင်းဆုံးပဲရောက်ွက်ရုံမှာသွားပြီးတော့အဲ့လိုမြေကိုဒီမှာဒီအရင်ပိုင်ရှင်ကသူပါကျွန်တော်ဘယ်နဲ့ဝယ်လိုက်ပါဆိုပြီးတော့သွားပြီးတော့စင်းသွားသွင်းထားတာကြောက်လဲခုနဟိုကိုခြံခတ်တဲ့နေရာမှာရက်ွက်လူကြီးတွေပါတိထားဖြစ်တဲ့ကြောင့်တောင်းဆိုရင်တော့ဒီပတ်ဝန်းကျင်အတိပေးရမယ်အနေထားလေးပေါ့ဟိုကောင်းပါတယ်ဗျဟုတ်အဲ့လိုပဲဝယ်လို့ပဲရမှာဗျကျန်တာကတော့ဟိုနာမည်ပေါက်ပြောင်းနိုင်တဲ့မြေမျိုးစားဟိုနော်မြေပိုင်းမြေရှာဝင်တော့အကောင်းဆုံးပါဒါမှမဟုတ်ပဲနေရာတားကြိုက်တယ်စီးပွားရေးလုပ်မယ်ဆိုရင်တော့မြေပိုင်းမြေဟိုနေရာကောင်းလေးပဲဒါမျိုးရှာသိမ်းပါတယ်ဗျသူကအခွန်လဲဟိုမြေခွန်တန်းတိုးစားမလို့တော့ကြောင့်ပြီးတော့ဒီတိုင်းဝယ်ပြီးရတယ်တမ်းလုံးလို့ရတဲ့မြေမျိုးစားဆိုတော့ဟိုစီးပွားရေးလုပ်မဲ့လူကတော့ပိုအဆင်ပြေမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဗျ။ပြေမယ်နော်။အဲ့ဆိုရင်ကျွန်တော်တို့လေဒီမြေပိုင်မြေပေါ်မှာအခုအဆောက်အဦတွေပဲစောင့်မယ်ဆိုလို့ရှိရင်ကြတော့စီပင်ကိုအကြောင်းကြားဖို့စီပင်ကအကြောင်းကြားမှာဗျ။စီပင်တော့အကြောင်းကြား။ဒါပေမဲ့ကျွန်တော်အခုလိုမျိုးဘုတ်တွေပါတွေသူကအစိမ့်မုတ်ထောင်စရာမလိုပါဘူးသူကတော့လူနေဖို့တော့ကတော့ခုနကစီပင်နဲ့နည်းနည်းညှိပြီးတော့ဟောလုပ်လိုက်ရပါတယ်ဗျ။အော်တဘောပေါက်ပြီဆရာ။3တက်ခွဲလောက်ထိတော့ဆောက်လို့ရပါတယ်ဗျ။အဲ့ဆိုလို့ရှိရင်တော့အသိပေးအကြောင်းကြားအသိပေးအကြောင်းကြားပြီးတော့ဟုတ်ကဲ့။ခုနကအစိမ့်ဘုတ်တွေပါထောင်ကြရတော့အစိမ့်ဘုတ်ထောင်တော့စီးပွားရေးလုပ်ငန်းတော့ပေါ့နော်။ဟုတ်6ထပ်တို့8ထပ်တို့ရှားဒီကွန်ဒိုတို့တကယ်အထက်မြင့်နေကြရင်တော့ဟိုဖြစ်မနေစိမ့်မှုလိုပါတယ်ဗျဟုတ်ကျွန်တော်နားလဲပါပြီဆိုတော့ခုနကဟိုဒီမြေပိုင်မြေတွေကလည်းဒီရွှေတောင်ကြားတို့ဘာတို့ဘက်မှာဆိုလို့ရှိရင်တော့များသောအားဖြင့်ကြတော့သူတို့ကကြတော့ဟိုငွေရှိတဲ့လူတွေဆိုတော့နာမည်တွေပြောင်းလာကြတာများတယ်နာမည်ပြောင်းတာများတယ်ဗျဒီဘက်ချမ်းကြတော့အဲ့လိုမျိုးနာမည်မပြောင်းကြတော့ဒီဘက်မှာဖြစ်နေတဲ့ပြဿနာလေးတွေရတာအဲ့လေးတွေရှိနေပါဘူးဆိုင်းချောင်းဘက်မှာလည်းတစ်ခါရှိတယ်ဗျမြေပိုင်မြေတွေနာမည်ပြောင်းကြတယ်သူတို့လည်းအဲ့ဆိုင်းချောင်းဘက်ကကြတော့သူတို့တိုက်ခန်းနေဘယ်လိုစောက်ကြလဲဆရာအဲ့မြေပိုင်မြေတွေဆိုစမ်းချောင်းကတော့ဟိုတိုက်ခန်းဟို6ထပ်အရင်တိုက်ခန်းတယ်အရင်တိုက်ခန်း BC ပဲမရှိပါဘူးအရင်တော့ကတော့အခုလိုခက်မစားသေးတော့ရိုးရန်အစိမ့်ပုံးနဲ့ဆောက်တာရှိတယ်နောက်အစိမ့်ပုံးဆိုတာတိုက်ခန်းဆောက်လုပ်ခွင့်ပေါ့အဲ့ဒါလေးနဲ့ဆောက်လုပ်ခွင့်တင်ပြီးဆောက်ရတာရှိတယ်ချိုးကြတော့ဒဏ်ကြီးတိုင်းနဲ့ဆောက်တာရှိတာပေါ့အဲ့လိုပဲသွားလိုက်ကြတယ်သူတို့ကအဲ့ဒါလေတခုတက်ပြီးတော့မှအဲ့လိုတိုက်ခန်းနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်ဒီဘက်ဒီမယန်းကုန်းအင်းစိန်ဘက်ဒီမှာပေါ့ခုနကပြောသလိုမျိုးထက်မြင့်တော့ဆောက်လို့မရကြဘူးပြောတယ်ဒါပေမဲ့တော်တော်များများကအခုဟိုအိမ်နေပါတွေကလည်းအဲ့လိုမျိုးရောင်းမထွက်တာရှိတာပေါ့ရောင်းမထွက်တာဆိုတော့ခုနလိုစာရစာတမ်းကိစ္စတွေနဲ့ပြီးတော့ဒီဘက် channel ကျတော့လမ်းကြိုလမ်းကြားတွေမှာဖြစ်သွားတဲ့ကိစ္စတွေနဲ့ကျတော့ဟို contract တွေ add လိုက်ကြတာများတယ်ပေါ့နော်အဲ့ဒါကျတော့နားလည်မှုနဲ့ပဲသွားတာဟုတ်တယ် contract ကဟိုလေသူတို့မြေကရက်စာချင်းတော့ဒဏ်ကြီးပုံစံနဲ့ပဲသွားမှာပေါ့ဟုတ်ဟိုဒီကတော့စီပင်ကိုအတိမပေးဘဲနဲ့သူကမြေဆောက်လိုက်တယ်မစီပင်သူတရားဆွဲတယ်သူကနေပြီးတော့ဥပမာတရားကိုဒဏ်ကြီးပေးပြီးတော့မှုရုပ်သိမ်းလိုက်တာပေါ့နော်ကြေးလိုက်တာပေါ့အဲ့လိုမျိုးသွားတာများပါတယ်ဗျအဲ့လိုခန်းနေကြတော့ဝယ်တာ safe ဖြစ်လား
ဆေးတော့ဖြစ်ပါတယ်ဗျဒီကသူနဲ့တရားနဲ့အလုပ်ကိစ္စပြတ်သွားပြီဖြစ်တဲ့ကြောင့်တရားကဒဏ်ငွေရလို့ရှိရင်အဆင်ပြေသွားပြီဆိုပြီးတော့မှုကြေးပေးလိုက်တာဖြစ်တဲ့ကြောင့်ဒါမျိုးတော့အဆင်ပြေပါတယ်ဟောကျွန်တော်တခုကြားဘူးတာကြတော့လေဒီဒန်ကြီးဆောင်တဲ့တိုက်ခန်းနေရှိရပေါ့ဒန်ကြီးဆောင်တဲ့တိုက်ခန်းကြတော့သူကအဲ့လိုနှစ်စဉ်စီပင်အဲ့လိုမျိုးဒန်ကြီးပေးရတယ်လို့ကျွန်တော်ကြားဘူးတယ်အဲ့ဒါဟုတ်လားဆရာအရင်ကတော့ပေးရတယ်အခုနောက်ပိုင်းတော့စီပင်ကလာကောက်တဲ့ခါကျရင်တော့တိုးပြီးလာကောက်တာရှိရလာစဉ်ကိုလေဟုတ်ကဲ့ဟုတ်အဲ့တော့ဟိုအချုပ်တိုက်ခန်းနေကြတော့ဒီမျိုးတဲ့ခါတော့တရားရုံးသွားရတယ်တရားရုံးသွားပြီးတော့တရားရုံးမှာဒဏ်ငွေဆောင်ပြီးမှစီပင်အဲ့ဖြတ်ပိုင်းပြန်ပြီးအဲ့လိုမျိုးသွားရတာအရင်တော့ရှိတယ်အခုနောက်ပိုင်းတော့ကျွန်တော်လည်းမကြုံဘူးတော်တော်ရှားသွားပြီဗျစီပင်ကမှတော့သူလာကောက်သွားများတယ်ဗျဟိုစီပင်လားအဲ့လိုမျိုးတန်ကြီးဟာတွေဆိုလို့ရှိရင်ကြတော့ခုနလိုမျိုးဟိုဟာစီပင်ကလာကောက်တယ်ဆိုလို့ရှိရင်တိုက်ခန်းနေသူတွေကပေးရတာလားဒါမှမဟုတ်လို့ရှိရင်အဲ့ဒီမြေရှင်ကပေးရတာလားဆရာအခန်းနေသူပေးရတာဗျအခန်းနေသူပေးရတာအဲ့ဆိုလို့ရှိရင်တော့ဟိုဘယ်ချိန်ဘယ်လိုလာကောက်မလဲဟုတ်တယ်မသိရဘူးဘယ်ချိန်ဘယ်လိုလာကောက်မလဲဒါပေမဲ့ကျွန်တော်ကအဓိကတော့ဟိုတိုက်ခန်းတဲ့ဒဏ်ကြီးပဲဖြစ်ဖြစ်ပေါ့ဟိုဘယ်လိုတိုက်ခန်းဖြစ်ဖြစ်ပေါ့ကိုကဟိုတိုက်ခန်းဖြစ်စေမြေပဲဖြစ်စေကိုဘယ်လိုအသုံးချမလဲပေါ့မူတည်ပြီးတော့ဝယ်သင့်တယ်ဗျဥပမာအဖြစ်ကျွန်တော်တို့စမ်းချောင်းလိုနေရာမျိုးပါဗျာတိုက်ခန်းတစ်ခန်းရတယ်ဒါပေမဲ့အဲ့တိုက်ကဒဏ်ကြီးတိုက်ပဲထားလိုက်ဟုတ်ကဲ့ဟုတ်ဒါကိုကျွန်တော်တို့ကဝယ်ခြင်းနဲ့ဆိုရင်ကိုကငှားစားလို့ရတယ်ဗျအဲ့နေရာကောင်းတယ်ကိုနေမှလည်းမဟုတ်ဘူးငှားဖို့အတွက်ကတော့အခြားရိုးမြေထက်ဆိုင်ဈေးသက်တာအဲ့လိုခန်းတွေကိုပို့ပြီးဦးစားပေးနေတော့ကျွန်တော်ထင်တယ်ကိုဘယ်လိုသုံးမလဲပေါ့နော်တိုက်ခန်းဖြစ်စီမြေဖြစ်စီအဲ့လိုတော့ကျွန်တော်အကြံပေးခြင်းတယ်ဗျဟုတ်ကဲ့ဟုတ်ရှိကကြတော့ခိုင်မာမှဆိုတော့ဥမာဟိုခိုင်မာလာကြီးပဲဆိုတော့ရရင်တော့ကောင်းတာပေါ့ဟိုအကောင်းဆုံးပေါ့လေဒါပေမဲ့ဒီကျွန်တော်တို့နိုင်ငံမှာမြေတွေကထပ်တိုးလာမှုဒါမိုင်းကုန်ပဲလေတရားပဲရှိတယ်ခိုင်မာတွေအကုန်ဝယ်သွားရင်ကျွန်တော်တို့ကြုံတွေ့ရမှာကဒီသူတို့မကြိုက်တဲ့ဟာတွေပဲကျမ်းမှာဆိုတော့မကြိုက်တာမှကိုဘယ်လိုမျိုးသုံးပြီးတော့ဟိုကိုဘယ်လိုအသုံးချမလဲဆိုတော့မူတည်ပြီးတော့ပဲဒါမျိုးပဲအလုပ်ရင်တော့နည်းနည်းဟိုရွေးချယ်ရတော့ပိုလွယ်ကူသွားမယ်အခြားအလုပ်လုပ်ရတဲ့အပိုင်းလည်းအဆင်ပြေသွားမယ်ဗျအဲ့တော့ကျွန်တော်မြင်ပါတယ်โอเคအဲ့ဆိုရင်တော့ဒီကတော့ဒီဘူဘပိုင်မြေရဲ့ဒီအာသာချက်အားနေချက်လေးနဲ့ဒီကြုံတွေ့နေရတဲ့ဟိုဟာကြုံတွေ့နေရတဲ့ဒီဟိုဟာလေးပေါ့နော်ပြဿနာလေးတွေတစ်ချက်ပြောဆိုအခုထပ်ပြီးတော့၃ခုပေါ့ကျန်တဲ့ဟိုကစလစ်ရှိမယ်ပါမစ်ရှိမယ်ဂရန်ရှိမယ်ပေါ့နော်ဆိုတော့စလစ်မြေအကြောင်းလေးနည်းနည်းလေးဟိုဟာပြောပြပေးပါလားဆရာစလစ်မြေကဘယ်လိုလဲစလစ်ကတော့ကျွန်တော်တို့ဒီပါလေကျူးတွေဖယ်ခိုင်းတာတွေရှိမယ်မြေကွက်မီးလောင်သွားတဲ့ဟာတွေမီးလောင်တဲ့ရက်ကွက်တွေကိုရက်ကွက်ပြန်အစားပေးတယ်အဲ့လိုအစားချပေးနေမှာစလစ်လေးထုတ်ပေးတယ်ကျူးတွေဖယ်ရင်လည်းစလစ်လေးပေးတယ်နောက်ပြီးတော့မဲတွေပဲပေါက်ရင်လည်းသူစလစ်တွေရတယ်မဲတွေပဲပေါက်နေစအဲ့လိုမျိုးပေးတဲ့စလစ်တွေပေါ့အဲ့စလစ်တွေကဘာလောက်ကလဲဆိုတော့သူတို့ကအဲ့စလစ်ပြားကိုရရနဲ့အကွက်နံပါတ်ကနံပါတ်ဘလောက်ဘယ်ရက်ကွက်မှာရသူကဥပဒူဆိုပြီးသူကရေးပြီးတော့ပေးလိုက်တယ်ဟုတ်ကဲ့ဟုတ်အဲ့စလစ်ပြားလေးကိုယူပြီးတော့ကျွန်တော်တို့ကစီးပွားရေးမြန်မာစီးပွားရေးဘက်မှာငွေသွားသွင်းရတယ်မြေဘူးသွားသွင်းတဲ့ခါကျရင်အရင်တော့8000လား1000အဲ့လောက်ရှိမှာပေါ့နော်ဟိုခေတ်တော့ဟုတ်အရင်ခေတ်ကသွားသွင်းပြီးတော့ငွေသွင်းပြီးရတယ်သူကဒီကျွန်တော်တို့အခုတည်တဲ့ပါမစ်လို့ခေါ်တာပြန်ထုတ်ပေးတယ်စလစ်ကနေပါမစ်ထုတ်ပေးတယ်ဟုတ်ပါမစ်ကနေမှ3လနဲ့အိမ်ဆောက်ပါဆိုပြီးတော့ပြန်ဆောက်ခိုင်းလိုက်တယ်အဲ့မှာအိမ်ဆောက်လုပ်ခွင့်ဆိုပြီးတော့စာရွက်နဲ့သူရဲ့ထပ်ပုံလေးထုတ်ပေးလိုက်တယ်ပြီးတော့ဆောက်လုပ်ပြီးသွားရင်သူကခုနဌာနကိုပြန်ကြောင်းကြကဌာနကနေပြီးနေထိုင်ခွင့်ဆိုပြီးနောက်2ရက်ထပ်ထုတ်ပေးတယ်ထပ်ထုတ်ပြီးတော့အိဆာဘက်စုံပြီးဖြစ်တဲ့ကြောင့်သူကလူလဲနေပြီဆိုရင်ပါမစ်ကနေပြီးတော့ဂရန်ပြောင်းလို့ရမယ်ဟုတ်ပြီအဲ့တော့စလစ်ပါမစ်ဂရန်ဆိုပြီးတော့ဟိုအတန်း3နှံသွားတဲ့ပေါ့ဟုတ်ကဲ့ဟုတ်ဆိုတော့ဟိုဟာလေအဲ့စလစ်ကကြတော့အခုဟိုဟာလဲခုနလိုမျိုးပေါ့သူကနေပြီးတော့မှစလစ်ရပြီဆိုလို့ရှိရင်ပါမစ်ကိုတော့ပြောင်းရတဲ့အနေထားလေးပေါ့ဆိုတော့အကယ်၍အဲ့လိုမျိုးမပြောင်းသားကြတဲ့လူတွေလည်းရှိတယ်ပေါ့နော်ရှိတယ်ဆိုတော့ကျွန်တော်တို့အဲ့ဟာကိုဒီဝယ်မယ်ဆိုလို့ရှိရင်အယောင်အဲ့သူကအယောင်ဝယ်လုပ်လို့ရလားရပါတယ်ဗျပြောရလို့ရှိရင်ဝယ်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးတွေစစ်ဆေးလို့ရလဲဘယ်လိုမျိုးတွေခိုင်မာအောင်လုပ်လို့ရမလဲဆရာဟုတ်ဆိုတော့ဒီကစလစ်ကတော့ဟိုရှုကငွေသွားမသွင်းကြဘူးဟောဒီမှာမြေစင်းမှာငါနာမည်ပေါက်တာပဲငါနာမည်ပေါက်မြေခွက်လေးရပြီဆိုပြီးတော့သွားမလုပ်ကြပဲနဲ့ဒီတိုင်းကင်ထားကြတယ်စလစ်ရှင်ရပြီဆိုကင်ထားကြတယ်အဲ့တော့ဘာပြဿနာဖြစ်လဲဆိုတော့သူစလစ်ကနာမည်ပြောင်းမယ်ဆိုရင်စလစ်မူလပိုင်ရှင်အားပဲပါမစ်ပြောင်းလို့ရတာဘာပြောင်းလို့ရတယ်အဲ့မလုပ်တဲ့ခါကျတော့ကျွန်တော်ဝယ်တဲ့လူတွေကျတော့ဒီစလစ်ပြားကိုပဲကင်ပြီးဝယ်ရတာလူနေတော့ရမယ်အစာအုပ်ဆောက်လို့ရမယ်
ဒါပေမဲ့ဘာနာမပြောင်းလို့မရအောင် ဘာမှလည်းလို့မရ စလစ်ပြောဆိုတော့သူ့ဟာနဲ့သူဈေးတန်းလည်းရှိကြပါတယ်အချို့ရက်ကွက်တွေမှာရက်ကွက်3 4 5ခုလောက်အကုန်လုံးအဲ့စလစ်ဒလန်းနဲ့နေကြတာအများကြီးတွေ့ဘူးပါတယ်ဗျအဲ့တော့ဟိုအားစရာအားနဲ့ကတော့ခုနဈေးကတော့ပါမစ်တို့ပါတော့ဆိုတော့တတ်တာမယ်နောက်ပြီးတော့ဟိုလူနေလို့ရမယ်သူရဲ့အားသာချက်ကနောက်ပြီးတော့တခါတော့ဟိုပေါ့ဟိုဘယ်လိုပြောမလဲဆိုင်တွေဘာလဲဖွင့်လို့ရပါတယ်သူရဲ့အားနဲ့ချက်ကတော့သူအတုဓာပေါ်ပါတယ်အတုဓာပေါ်တယ်အတုဓာလောက်ကြတယ်ဘယ်ကစာဝတ်တွေမှမသိဗျာတော်တော်ဆူဆူပါပါနေလောက်ကြတော့အဲ့နဲ့ရောင်းတော့ဝင်တော့လဲတခြားစစ်ဆေးရမှာဗျစစ်ဆေးရနေရာမှာတော့ဒီစစ်ဆေးရတော့ခက်တယ်ဗျခက်တယ်ဆိုတာလေ90ကျော်1990ကျော်လောက်တုန်းကထုတ်ပေးတာဖြစ်တော့အခုမြေစင်းသွားဆင်လဲအဲ့ခက်ကလူမြေစင်းကမရှိတော့မရှိကြတော့ရှိတော့ကျွန်တော်တန်းလေးမှတစ်ခါကြုံမှုတယ်ဟုတ်ကဲ့ဟုတ်တန်းလေးမှကြုံမှုတော့အဲ့မြေက1990တော့ထုတ်ပေးတာသူစာဘက်ကအစ်တိုင်းမနေ့တနေ့ထုတ်ထားသလိုမဖြစ်နိုင်ဘူးလို့1990ကထုတ်ထားတဲ့စာဘက်ကဒါမျိုးမသိဘူးလို့အဲ့မြေစင်းသွားမေးတော့လေမြေစင်းကအမိဘောက်ကတော့ရှိတယ်ဆရာတဲ့ဒါပေမဲ့ဒီစာဘက်ကျွန်တော်တို့မသိဘူးနော်တဲ့ကျွန်တော်ထုတ်ပေးထားလားမထုတ်ပေးလားကျွန်တော်လည်းအဲ့ခေတ်တော့ဒီမှာမရှိဆိုတော့မရှိဟိုကျွန်တော်တွေကမြေဝဲနေရာမှာစာဝတ်စာတမ်းစစ်ဆေးရဲ့နေရာမှာတော့စာဝတ်စာတမ်းအတုစစ်ခွဲတဲ့ဌာနဆိုတာညီမယူကမရှိတဲ့ခါကျတော့တော်တော်လေးကိုအဲ့သတိထားမှရမှာသတိထားမှရမှာဗျတခုပြဿနာဖြစ်လို့ရှိရင်လည်းခုနဘယ်ဌာနကအတုစစ်ဘယ်လိုခွဲပေးလဲဆိုတာလဲသူတရားဝင်လည်းမရှိဘူးဟိုဒါမျိုးအတုတွေပေါ်နေတာကိုလည်းခုနလိုသွားစစ်ပြီးရင်ဆွဲသိမ်းတာတို့ရေးယူတာကိုလည်းမလုပ်ကြတဲ့ခါကျတော့ဒီပြက်မြဲဖြစ်နေတာပေါ့နော်ပြီးပါအဲ့တော့အဲ့ဒါကြောင့်မလို့ခိုင်မာတဲ့ဂရမ်မီတို့မြေပိုင်းမီတို့ပဲလူတွေကပို့ပြီးတော့ပို့ကြရတာဒါကြောင့်လည်းပါဗျာအဓိကတော့ဒီဘိုင်းတွေကိုကောင်းကောင်းလေးအေးယူလိုက်လို့အေးယူနိုင်လို့ရှိရင်တော့ဟိုမြေလဲဝယ်ရပြီးပါအဆင်ပြေသွားမှာခင်ဗျဆိုတော့ခုနလိုဘောစလစ်ကကြဟိုသူ့မှာဒီနံပါတ်နဲ့နာမည်နဲ့ပဲဟုတ်နံပါတ်နဲ့နာမည်နဲ့ရယ်နံပါတ်ရယ်ရက်ကွက်ရယ်မြို့နယ်ရယ်နာမည်ရယ်ဟုတ်အမှတ်စင်ရယ်အမှတ်စင်နောက်ပြီးတော့သူထုတ်ပေးတဲ့အရာရှိလက်မှတ်လေးရယ်အိုးရင်တစ်စိတ်တုံးတယ်တော့ပဲပါတယ်ဗျအဝါရောင်ဟွာလေးကျွန်တော်ဟွာလေးမှထည့်ပေးတာအဲ့ဒါလေးပြလိုက်ဟုတ်ကဲ့ဟုတ်ဆိုတော့အဲ့လိုမျိုးအနေထားမျိုးလေးကိုပဲဟိုပေးတဲ့ဟာဆိုတော့ခုနလိုမျိုးဟိုဆရာသားဟိုကျွန်တော်ဒီရုံးမှာသွားစစ်လိုက်တယ်ပေါ့ဒါအဲ့ဥယျာဉ်ချပေးရဖြစ်လိမ့်မယ်ဥယျာဉ်ချပေးတာဟုတ်တယ်ဆိုတော့ဥယျာဉ်ရုံးမှာသွားကြည့်တဲ့ခါကျရင်တော့ဒီနံပါတ်နဲ့ဒီလူနာမည်နဲ့ဒီကတော့မှန်တယ်ဆိုဒါပေမဲ့ခုနလိုမျိုးကြည့်လို့ရမယ်စာရွက်စာတမ်းကတော့အစစ်အာမခံလူဘယ်သူမှအာမခံလို့မရဟိုမှန်တာတော့မှန်တယ်ဒါပေမဲ့မာနေတယ်ပါတကယ်မှန်တယ်ဗျာဒါပေမဲ့လည်းခုနကလိုဟိုဒီစာရွက်ကဌာနထုတ်ပေးရလားမဟုတ်လားဆိုတော့သူတို့လည်းဟိုအာမခံတယ်ဟုတ်ကဲ့ဟိုအဲ့ဒါဆိုလို့ရှိရင်တော့ဒီစလစ်မြေကိုဆိုရင်တော့တော်တော်လေးသတိထားပြီးတော့မှဝယ်မရမယ်ပေါ့အဲ့လိုမျိုးစလစ်မြေတော့သတိထားပါကောစလစ်မြေတဲ့ဆိုင်ကတော့ကျွန်တော်ရွာမြေဘူးသဘောကျပါတယ်ဗျဟုတ်ကဲ့ရွာမြေသာဝယ်လိုက်ပါရွာမြေကတော့ဘာသာစကားမှမရှိတဲ့ခါကျဘာမှတွေ့လို့မရဘူးသူကရှင်းတယ်အဲ့တော့ရိုးရိုးအရစာချုပ်တွေပဲရှိမယ်ဘယ်သူပိုင်တယ်ဘယ်သူပိုင်တယ်ဆိုဘယ်သူနဲ့ဘယ်သူရောက်ကလူကြီးမေးလို့ရှိရင်ကောင်းကောင်းသိရတယ်အခါကျရင်ဝယ်ပြီးတခါတည်းခြံခတ်ပြီးကိုယ်ကတင်ထားလိုက်လို့ရှိရင်အပေါ်တော့အဆင်ပြေသေးတယ်သူကတော့ရွာမြေပေါ့ဒီကစလစ်တာနည်းနည်းအာုံနောက်နေတာစလစ်နဲ့ရွာမြေနဲ့ကြတော့အဲ့နာအခုကလည်းနည်းနည်းဆက်တယ်နော်နည်းနည်းဆက်တယ်ဟုတ်တယ်ဒီကသူအာနိတင်ညာအတူတူပဲစလစ်လည်းအိမ်ဆောက်လို့ရတယ်နေလို့ရတယ်အဆောက်ဘာစီးပွားလို့ရရွာမြေလည်းအတူတူပဲအကုန်လုပ်လို့ရတယ်စကားမဆက်ပါဆရာအဲ့ရွာမြေမှာကြာရင်တော့ကျွန်တော်အဲ့လိုအထက်မြင့်နေပါဘယ်လောက်ထိဆောက်လို့ရလဲ3ခွဲထိဆောက်လို့ရတယ်ရွာမြေလည်း3ခွဲပဲနော်ဆောက်လို့ရပါတယ်ဗျသူ့မှာကြတော့ခုနလိုမျိုးဟိုတရဝင်းချတာပေးတဲ့ဟိုဟာမျိုးတွေကမရှိဘူးသူမြေစင်းမှာရွာဆိုတဲ့နယ်နိမိတ်ပဲပြတယ်ဒီအကွက်မှတ်တွေမရှိသေးဘူးအကွက်မှတ်တွေမရှိဒီအကွက်ကဘယ်လောက်ကျယ်ဘယ်လောက်ဟိုဟာဖြစ်တယ်ဆိုတာတော့လူတွေအဲ့ဒါသူမြေစင်းမှာတော့လေဟိုចောင်းနေရာတို့ဘာတို့မီးတက်နေရာတို့ဒီလောက်တော့သူတို့ရေးထားကြတယ်ဒါနဲ့အတိကျတော့20 60 40 ဘယ်သူပိုင်တော့မရေးထားဘူးသူဘယ်နေရာနဲ့ဘယ်နေရာထိရွာနယ်နိမိတ်ဆိုပြီးအဲ့မှာရေးထားတာအဲ့လိုပဲသတ်မှတ်ထားရှိမယ်နော်โอเคရွာမြေကတော့နောက်ပိုင်းဂရန်စီမံချက်နဲ့ဂရန်ကြားလို့ရှိရင်တော့အကောင်နဲ့တခြားအကွက်ရက်ပြီးတော့မြေကွက်မှတ်ပေါ်လာရင်တော့ဂရန်ဖြစ်နိုင်သေးတယ်ရွာကနေပြီးတော့မှကျွန်တော်တို့ဒီဘက်မြို့ရက်ကွက်အနေနဲ့ပေါ့နော်အခုကရက်ကွက်ဆိုလို့ရှိရင်တော့ခုနလိုမျိုးဟာတွေကရှိလာပြီပေါ့ဒီအမတ်အကွက်အမတ်တွေဘာညာတွေကရှိလာပြီဆိုတော့ရွာကနေပြီးတော့မှအဲ့လိုရက်ကွက်တွေပါပြောင်းသွားနိုင်ကြရောရှိလားရွာကနေပြီးတော့ရက်ကွက်ကသူကသမရနေပြီးတော့သမရအမိန့်နဲ့လောက်ရတာဆိုတော့
အော်အဲ့ဒါသမရမိတ်နဲ့လောက်ပါ ဆိုတော့အရင်တော့အရင်2015သမရတုန်းကတော့သူကစီမံချက်နဲ့ရွာတိုင်းကိုစံပြရောက်ကချပေးတယ်ပြီးတော့ grant ထုတ်ပေးရတော့ရှိခဲ့တယ် အော် အခုနောက်ပိုင်းတော့ဘယ်လိုလုပ်မလဲမသိ အဲ့လိုဟိုဟာအဲ့လို grant ထုတ်ပေးတဲ့ခါကျတော့ तू လက်ရှိပိုင်နေတဲ့အကျယ်အဝန်းတိုင်းကိုပဲ ဟုတ်ကဲ့သူ ပြန်ထုတ်ပေးတာပေါ့ 60 20 60ပေါ့40 60 40 60ပေါ့အဲ60 60ပေါ့ရှိပါတယ်အချို့မြောက်ကလာမှာဆိုလို့ရှိရင်ကျွန်တော်ကြုံမှုတာ10ပေ60တောင်သူ grant လေးချပေးတယ် အော်70 60 အဲ့ဒါမှတွေ့ဘူးလေဟို20 60မပြည့်တာဘူးက30 50 30 40အဲ့ဒါမျိုးလေးလည်းချပေးသူကအိမ်ရှိတဲ့လောက်လေးတော့သူတို့ဟိုအစင်ပြောင်းညှိပြီးတော့လုတ်တဲ့အပိုင်းကိုတွေ့ရပါတယ်ဗျ အဲ့တော့သူအစတွေကဟိုရွာမြေဆိုလို့ချင်းခွန်နေပါလေစောင်းစရာမလိုပါဘာမလုပ်ဘဲနဲ့ grant ပြောင်းလိုက်တော့မှခွန်နေပါစောင်းနေရတဲ့ကိစ္စတွေတော့ရှိသွားမှာ အစိုးရလည်းသူက grant ပြောင်းမှခွန်ရမှာဟုတ်အဲ့တော့ grant ပြောင်းမိလိုက်တဲ့တော့ပေါ့ အော်အေးပါဒါလည်း ခွန်မရသေးလေ အခုဟာတော့လှုပ်ရှားရတဲ့အနေထားဖြစ်သွားတာပေါ့ဆိုတော့ခုနလိုမျိုးပေါ့ဒီစလစ်ကနေပြီးတော့မှစလစ်ကလည်းအခုနလိုအတူစစ်တွေကလည်းအနေများတယ်သူ့ရဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့ဟိုတကယ်နေလာခဲ့ဟာတွေကိုလူတွေကိုတခြားစုံစမ်းမေးမြန်းပြီးတော့မှဝယ်တော့မှပဲပို့ပြီးတော့မှအဆင်ပြေနိုင်မယ်ပေါ့ဟိုဟာဖြစ်တယ်ဆိုလို့ရှိရင်လည်းစလစ်ဝယ်ပြီးစီအလိုက်ပစ်ထားတယ်ဆိုလို့ရှိရင်ပြဿနာရှိနိုင်လား ဒီကတော့စလစ်တို့ပါမစ်တို့ဆိုတာကြတော့လူနေဖို့ချပေးတာလား လူနေဖို့ချတာပြီ လူမနေပြဿနာရှိတာပေါ့လူမနေဘူးဆိုရင်သူကဟိုကိုယ်နာမည်ပေါက်ဆိုကိစ္စမရှိကိုယ်နာမည်ပေါက်ပဲနဲ့ဒီလိုမျိုးကိုလည်းမနေဘူးအဲ့တိုင်းပြစ်ထားလို့တော့ရှင်တရားဝင်ကျူးတာတော့ဆိုတော့အဲ့ဆိုတော့နည်းနည်းလေးတော့ဟိုပြဿနာရှိရဗျဒီကလူနေဖို့ချပေးထားတဲ့နေရာမှာလူမနေရတော့ကျန်သူကသူစီကန်းချက်တယ်မှာလူမနေပြန်သိမ်းမှဆိုတာပါပြီးသားဆိုတော့ အော်သူကအဲ့လိုမျိုးပါပြီးတာပါလာပြီ ပါပါတယ်ဗျ အဲ့ဆိုအစိုးရကိုယ်တိုင်မှာပြန်သိမ်းလို့ရတာပေါ့ ရပါတယ်ဗျဒီကလူနေဖို့ချပေးတာလူမနေပဲနဲ့ဟိုဒီတမြေခွက်လက်ကြီးထားတာကြောင့်လေအစိုးရပြန်သိမ်းမှဆိုရင်လည်းပြန်သိမ်းနိုင်တယ်တရားကိုကျူးလို့ရှိရင်လည်းဟိုနည်းနည်းရှင်းရလင်းရပိုင်းကတော်စကားပြောပါတယ်အဲ့ဒါကြတော့စလစ်ရဲ့အားနေချက်ကတော့အကျယ်ဝန်းဘယ်လောက်တော့မပါဘူး အော်သူ့မှာအဲ့ဒါမပါ ပါ ဘူး တော့ဘေးနာညီခွက်ကကိုမျိုးကျူးတာဖြစ်ဖြစ်ကြော်တာဖြစ်ဆိုရင်ကိုကဘာမှရှင်းလို့မရအဲ့လေကူးဆိုင်ပေးရမှာဗျအကျယ်ဝန်းပါတော့ကြောင့်သူဘလို့မှသူ့မြေဘယ်လောက်ကျဲတယ်ဆိုတာ ရှိရဘလူး ဘာမှ ဖြစ် ပြော လဲ လို့ ဆို မ တော့မ ရ သိရအောင် ဟုတ်ကဲ့ ဆိုတော့ကိုယ်တိုင်ရင်မရောက်ထားသေးဘူးဆိုလို့ရှိရင်ကိုရှမ်းနိုင်တဲ့အနေအထားမှာတော့ရှိရ အဲ့ မယ် တော့မြေဝင်တော့လက်ရောက်ရဖို့အရေးကြီးဆုံးပါပဲဗျနောက်ပြီးတော့ဟိုကလေစလစ်ကိုဘလို့ရောင်းရသေးလဲဆိုတော့ကျူးကတ်တွေဗျကျူးကတ်တွေရှိတယ် ဟုတ်ကဲ့ ဟိုမှာပါတယ်ကျူးကတ်တွေကိုသူတို့ဘလို့ရောင်းလဲဆိုတော့ဟိုစလစ်ပြားဆိုရောင်းကြတယ်တကယ်တော့အဲ့ဒါကလိုင်တန်ယာတို့အရင်ကျူးတွေရှိတယ်လေလိုင်တန်ယာဟို လမ်းမတိုင်း လမ်းမကျူးရတယ်အဲ့လူတွေကိုအစိုးရဖယ်ခိုင်းတော့ဖယ်ပေးမယ်မင်းတို့တိုက်တခန်းရမယ်ဆိုပြီးတော့မြေတခွန်းရမယ်ဆိုပြီးသဘောတူချင်တယ်လက်မှတ်ထိုးလိုက်တယ်အချိန်မင်းဖယ်ဖို့ကျူးကတ်လေးပေးတယ် ဟုတ် အဲ့ဒါခုနကျွန်တော်မင်္ဂလာဆောင်စမှုဆောင်အဲ့လိုပေးထားတယ်သူတို့ ဟုတ်ကဲ့ဟုတ် ပြီးတော့သူတို့ကအိတ်ကက်တွေရတော့သူတို့ကတခြားလူရောင်းပလိုက်တယ်ဒါကိုစလစ်ပြားဆိုရောင်းပလိုက်တယ်ဝယ်လို့ဘူးမသိပါဘူးစလစ်ဆိုဝယ်လိုက်တယ်ဝယ်ပြီးတော့သူနေတာဖြစ်တစ်ခုလောက်တာပေါ့အစိုးရဖယ်ခိုင်းတဲ့ခါကျတော့ဒီမှာကျမတို့စလစ်ကင်ထားတယ်ဆိုတော့တကယ်ချပေးရင်တော့မှဒီကပ်ပြားမှာပါတဲ့လူပဲပေးမှာလေသူ့မပေးဘူးလေအဲ့ပြဿနာအများကြီးတက်တော့အဲ့လိုကတ်တွေဝယ်လို့ရှိရင်ကိုကတော့ပတ်စံရှိလို့မြေဝယ်လိုက်ပါရဲ့ကိုဝယ်တဲ့မြေရဲ့ပုံစံကြတော့ကိုကကျူးကက်ကြီးသွားပါမိတဲ့ခါကျတော့ကိုကမြေလဲဝယ်သေးတယ်တိတ်ခါလဲကြားတယ်ဖြစ်တာပေါ့ အေးပါအေးပါ ဒီကျူးကြော်သဘောနဲ့ကိုက ကျူးဖြစ်သွားတဲ့အနေအထားဖြစ်သွားတာ ပြီးတော့အဲ့အလေးလေ view site ပါဗျဒီကသူကဒီကျူးကက်ကိုလက်စလစ်လို့ပြောရအောင်တယ်အချွတ်စလစ်ကြမိတ်တူတွေဟိုတော်တော်လေးဆိုးဆိုးဝါဟာတွေပေါ့အဲ့အမျိုးကိုလည်းရောင်းကြရရှိတယ် အဲ့ဆိုဆရာဟိုအခုစလစ်ကဘယ်နေရာမှာအများဆုံးတွေ့ရလဲဘယ်မြို့နယ်မှာအများဆုံးရှိလဲ တောင်တကုံမှာလည်းရှိပါတယ်ဗျတောင်တကုံမှာရယ် တောင်တကုံ နောက်ပြီးတော့မင်္ဂလာဘက်မှာလည်းပေါ်ပါတယ်ဗျနောက် မင်္ဂလာတုံးဘက် ပြီးတော့ စိတ်ကမ်းပတ်ချင်မှာ ဟိုစိတ်ကမ်းဘက်မှာလည်းရှိတယ်ဆိုတော့ခုနကကျွန်တော်ဟိုဆရာပြောရတဲ့မှာပေါ့နော် ဟုတ် ဒီမီးလောင်တဲ့ ဟုတ် နေရာတွေကနေပြီးတော့လူတွေကိုပြောင်းပေးလိုက်တယ်ပေါ့ ဟုတ် ဆိုတော့ဟိုဒါကတော့ဟိုဆက်မိလို့ပါဥပမာဆိုကျွန်တော်ဟိုတစ်ခေါက်တော့ဆိုကျွန်တော်ဒီ line မှာ အဲ့မှာမီးလောင် အကြီးကျယ်လောင်သွားရှိတယ် အဲ့ရွှေပြည်သားပြောင်းလိုက်တယ် သူတို့ရွှေပြည်သာပြောင်းတဲ့လူရှိတယ်တောင်တကုံဘက်ချမ်းရောက်သွားတဲ့လူရှိတယ် ဟုတ်တယ် ဆိုတော့ကျွန်တော်တခုသိချင်တာအဲ့ဒီနေ အဲ့ ရာ မှာ က လည်းစလစ်တွေရှိတယ် ဗျာ အဲ့မှာလည်းစလစ်တွေရှိ အဲ့မှာလည်းစစ်တွေရှိတယ် စလစ်တွေရှိ အကယ်၍သာကျွန်တော်တခုသိချင်တာကအဲ့ဒီမီးလောင်သွားတဲ့ဒါလည်းအင်ချင်မီနဲ့ဆက်လို့ပေါ့နော်မီးလောင်သွားတဲ့နေရာကအဲ့နေရာကိုသူတို့ပြန်မရနိုင်ဘူးလားသူတို့ဘာလို့ဟိုဘက်ချမ်းကိုဟ
ဟိုရောက်သွားတာလဲပေါ့နော်အဲ့လိုတော့သူတို့ကဟိုပြန်လဲထူထောင်ဖို့အတွက်နည်းနည်းချိန်ကားလိုသေးတာကို ဟုတ်ကဲ့ဟုတ် မြေကမီးလောင်ဝမ်းအဆောက်ဆောက်လို့ရသေးလားမြေရဲ့ဟိုပါပေါ့မြေမာကြောမှုတွေပါကြည့်ပြီးတော့မှ ဟုတ်ကဲ့ဟုတ် သူကအဲ့ဒါကိုဟိုပြန်နေသေးမနေသေးပြန်ကြည့်ရသေးတာဟုတ် ဟုတ်ကဲ့ဟုတ် ငလင်းလောက်သွားတယ်ဗျာလူတွေခဏဖယ်ပြီးမနေလို့ရမရတေချာလားပြန်တိုင်းတာအဲ့တဘောပါပဲသူတို့က အော်ပြီးရင်တော့အဲ့ဒီနေရာပြန်လာလို့မရတော့ ပြီးတော့မရတော့ပဲသူတို့ဖယ်လိုက်တာပေါ့ဒီနေရာမီးလောင်လို့ရှင်ဒီမထက်နေထိုင်လို့အဆင်မပြေတော့ဘူးလို့ပဲယူဆလာတော့မပြောတတ်ဘူးပေါ့ အော်အဲ့ဒါဆိုလို့ရှိရင်ဟိုဟာ ပြန်တော့မရတတ်ကြဘူးသူတို့ အော်အဲ့ဒါဆိုလို့ရှိရင် तू က location ကတော့နေရဟာကတော့ပြောင်းသွားဥမာဆိုရင်ဆရာကျွန်တော်တို့ဟိုခုနလို line ဆိုတဲ့နေရာမျိုးကနေရာ location ရပြောမှဆိုရင်မြို့နယ်နဲ့ location ရဆိုတော်တော်ကောင်းတယ်ပေါ့နော်ကောင်းတယ်ဆိုတာအဲ့လိုမျိုးဟိုမြို့ထဲသွားလာနီးတယ်ဘာညာပေါ့ တခုရှိတာဗျအဲ့လောင်ဝမ်းနေရာကြတော့ရက်ွက်မြေလောင်တာလားဂရမ်မြေလောင်တာလားပေါ့မူတည်မယ် ဟုတ်ကဲ့ဟုတ်ဟုတ် ဆွေရက်ွက်တော့အဲ့လိုမျိုးရောက်တော့ဗျာညနေနေကြတာဗျာဟိုခုနပြောမြေခွက်နဲ့အတိအကျမရှိဘူးမြေအမှတ်လည်းတိကျမရှိဘူးဒီနေချင်းနေကြတဲ့နေရာအဲ့လိုနေရာလောင်ရင်တော့ခုနပြန်ပေးရင်တော့အဲ့လိုနေရာပြန်မပေးတော့သူကအခြားဘက်ကိုချပေးတဲ့ပုံစံမျိုးပေါ့ ဟုတ်ကဲ့ဟုတ် ဟုတ် โอเคခုနလို gram မြေလောင်းဥမာဆိုင်ဟိုပြောကောင်းမဆိုကောင်းပေါ့ဒါပေမဲ့တစ်ခုရှိရအခုကျွန်တော်တို့ဒီမြောက်တကုံကရက်ကွက်တစ်ခုပေါ့ ဟုတ် gram မြေတွေကြီးပဲ ဟုတ် အဲ့ဒါတလန်းလုံးအဲ့လိုမျိုးဖြစ်သွားတယ်ပေါ့ ဟုတ် ဖြစ်သွားတယ်ဆိုလို့ရှိရင်အဲ့ဒီနေရာမှာပဲသူတို့တွေပြန်ရနိုင်မ မ လား ရရပါတယ်ဗျ ဟော gram မြေကတော့ပြန်ပေးတယ် ခုန ပေါ့ မြေကတော့ကြည့်ရတာကျွန်တော်ရက်ကွက်တမှာဟိုလေနည်းနည်းလူတွေဂရမ်မြေမဟုတ်ပါမဟုတ်အဲ့လို ဟိုလိုကျူးတဲ့ဟာအဲ့လိုပုံစံမျိုးဖြစ်သွားမှာပေါ့ နေထိုင်ကြတဲ့ပုံစံဖြစ်မယ်ထင်တယ် อ๋อโอ ဒါ เค ကြောင့်မို့သူတို့ပြန်ချပေးတာ อ๋อโอเคအဲ့ဆိုလို့ရှိရင်အဲ့ဒီခုနလိုမီးလောင်သွားတဲ့နေရာတွေကကြတော့ဒါအစိုးရပြန်ပိုင်သွားတဲ့အနေအထားဖြစ်သွားပြီပေါ့ ဒါပေါ့အစိုးရတော့ပိုင်ပါတယ်သူကငကိုတွေကဒီဂရန်ဆိုတာကတော့ဟိုဘယ်လိုအစိုးရ သူပဲပိုင် ပို တယ် င်တာဟုတ် အကယ်ဂရမ်မဟုတ်ဘဲနဲ့မြေပိုင်မီနေရာမှာအဲ့လိုဖြစ်သွားတယ်ဆိုရင် ဒီပိုင်မီကတော့အစိုးရမပိုင်တော့ကိုယ့်ကိုပြန်ဆောက်ပြန်အသုံးပြုလို့ရပါတယ်ဗျ ပြန်လုပ်လို့ရနော်อ๋อโอเคโอเคဘာကြောင့်လဲဆိုတော့ကျွန်တော်ကအခုတစ်ခုစဉ်းစားကြည့်တာပေါ့โอเคဟိုဒါကလည်းဟိုရုပ်ရှင်တွေကြည့်တာများလို့ပါโอเคဒါဟိုပါပေါ့မီးလောင်တာလည်းအကြောင်းမျိုးကြောင့်လည်းလောင်နိုင်တယ်လေအကြောင်းမျိုးကြောင့်လောင်နိုင်တယ်ဘာကြောင့်ဒီလိုမျိုးဟိုကမေးရလဲဆိုတော့တချို့ဟိုတစ်ခါကြလို့ရှိရင်ကျွန်တော်ဒီ location ကြီးကအရန်ကောင်းနေတယ်ရုပ်ရှင်တွေမှာဆိုအဲ့လိုဟိုစီးပွားရေးသမားတွေကအဲ့လိုကွန်ဒိုကြီးတွေစောက်ချင်တာတို့အော်ညောင်ဆိုဒီဟာကိုသူတို့အရင်ဆုံးဖဲ့ခိုင်းတာဖဲ့လို့မရလို့သူတို့ဒီလိုရှုမီလေးလောက်လိုက်တယ်ပေါ့အဲ့လိုနေရာမှာပြီးတော့မှသူတို့ပြန်ပြီးတော့မှဟိုပြန်ဟိုလောက်တယ်ဆိုအဲ့လိုမျိုးပုံစံမျိုးတွေဟိုတွေ့ရုပ်ရှင်တွေထဲမှာတွေ့နေရလို့ဒီအပြင်မှာရောအဲ့လိုမျိုးတကယ်ဟိုပြန်မပေးတာလားဒါမှမဟုတ်လို့ရှိရင်အဲ့လိုဟိုပြန်ပေးတာလားပေါ့အဲ့ဒါလေးတစ်ချက်သိချင်လို့မေးကြည့်ကြည့်တာပါ ပြန်ပြီးတော့ခုနစကားပါပဲသူတို့ဒီကျူးနေတဲ့လူတွေဖယ်ခိုင်းမှုကြမီလောင်ဝမ်းဟုတ်ပြီဒီမှာမင်းတို့ဖယ်လိုက်ကြတော့မနေနဲ့ဆိုပြီးတော့အခြားနေမှာသူတို့နံပါတ်ပေါက်လေးချပေးတဲ့သဘောပါ အဲ့ဒါကြတော့ခုနလိုမျိုးဟိုရက်ကွက်ကိုတော့အသက်တွေပေးလိုက်တယ်ပေါ့ဥပမာဆိုခုနလိုမျိုးဟိုပါပေါ့ဘယ်လိုပြောမလဲဒီတောင်တကုံဘက်တွေရောက်မယ်တောင်တကုံဘက်စိတ်ကမ်းဘက်ရွှေပြည်သားဘက်ရောက်သွားအဲ့ဒါကြတော့ရက်ကွက်sorry အဲ့ဒါကြတော့ရက်ကွက်အသစ်ဖန်တီးပေးလိုက်တာလားဒါမှမဟုတ်လို့ရှင်ရှိနေပြီးသား ဟိုအသစ်ဖန်တီးပေးလိုက်တာ ဟောအသစ်ဖန်တီးပေးလိုက်တာနော် ရှိပြီဆိုတော့တန်နေမှာပေါ့တန်နေရက်ခွက်လေးပုံစံတစ်ခါလုပ်ပေးလိုက်တာပေါ့ အဲ့ဆိုရင်နည်းနည်းလေးဟိုလေကွက်တွေဘက်ချန်တွေကို ဟုတ်တယ် အကွက်ပြန်ချပြီးတော့မှသူတို့ပြန်နေဖို့အတွက်ကိုပြန်လှုပ်ထားပေးတဲ့အနေထားမျိုးပေါ့ ဟုတ်ကဲ့တဘောပါဗျ ။အော်အဲ့ဆိုရင်တော့ချက်ချင်းလူကြီးကြောင့်လည်းမပြောင်းနေချင်ကြလောက်ထင်နော် ပြောင်းလေးရက်ခွက်တစ်ခုမျိုးတစ်ခုဖြစ်ဖို့ဆိုတာနှစ်20 30လောက်အနည်းဆုံးကြာ ။ကြာဆိုတော့လေ ဒါဆိုတော့သူကပြောင်းကြပဲမဲ့လဲအိမ်မမရှိတာမရှိရှိရယူခဲ့တဲ့ဘောဖြစ်သွားပါ ။ဟောအဲ့ဆိုရင်တော့ဒါဆက်လက်နဲ့ပတ်သက်လို့ဒီလိုမျိုးတွေရှိလာနိုင်တယ်ပေါ့နော် ဟုတ်ကဲ့ ။ဆိုတော့အခုပြောရတဲ့ဟာကြတော့ဒီဆက်လက်နဲ့ဆက်လက်ကဘယ်လိုလေးရှိတယ်ဘယ်လိုကြောင့်ဆက်လက်လေးဖြစ်လာတယ်အားသာချက်အနေချက်လေးပေါ့နော်။ဆိုတော့အခုကျွန်တော်ဒီခေတ်ကျရင်ပါမစ်အကြောင်းလေး ပါမယ်ဟုတ် သိချင်တယ်ဆရာဟောပါမစ်ကကြတော့ဘယ်လိုမျိုးပါမစ်တွေရှိလဲဟိုသူ့ရဲ့အားသာချက်အားနည်းချက်တွေပြီးသွားလို့ရှိရင်ဒီစာရွက်စာတမ်းကိုဟိုစစ်ဆေးဖို့အတွက်ပေါ့နော်ဘယ်လိုလေးစစ်ဆေးသင့်လဲဘယ်လိုဝယ်ရမလဲပေါ့ စီပင်ပါမယ်ရှိတယ်2013နောက်ပိုင်းနေပေါ့ ဟုတ်ကဲ့ဟုတ် 2013ရှေ့ပိုင်း2012 10တို့ဒါနဲ့90ကျော်တွေကဒါအိုးရင်ပါမယ်တွေပေါ့ ဝင်ပါမယ် နောက်ပြီးတော့ဒီနှစ်ခုပါပါမယ်ကတော့များသားပြင်ကတော့အဲ့တော့အဲ့ဒါဝယ်လို့ရှိရင်ကျွန်တော်တို့ကအရင်ဆုံးပေါ့ဟိုစီပင်မှာနာမည်ပေါက်စစ်လိုက်နာမည်ပေါက်ရှိတယ်ဟုတ်ရှင်အိုးရင်မှာသွားပြီးတော့စာရောကန်ပြီးတော့အိုးရင်မှာသွားပြီးတော့ရုံးလက်ခံရှိပြီ just ကြည့်ပေါ့နော် ဟုတ်ကဲ့ဟုတ် အဲ့ကြည့်ပြီးတော့စီပင်မှာလည်းနံပါတ်မှန်တယ်အိုးရင်မှာရုံးလက်ခံရှိရဆိုရင်တော့ကျွန်တော်တို့ဒီပါမစ်ကိုရောင်းဝယ်စာချုပ်ချုပ်ပြီးဝယ်လို့ရတယ်
တခုသတိထားမှာကြတော့ပါမစ်ကကြတော့သူကရှိုးတွေကဒီလေဌာနဆိုင်ရာနေပြန်ပြီးတော့ဟိုဘယ်လိုပြောမလဲပြန်ထွက်လာမျိုးရှိတယ်ဗျအဲ့တော့ဖြတ်လိုက်နော်ပြန်ထွက်လာမျိုးရှိတယ်ဘေးနားမှာအပေါက်လေးနဲ့ပါတယ်အပေါက်ဖောက်ထားတယ်ကျွန်တော်ဟိုထဲမှာပါတယ်ဘေးနားအပေါက်နဲ့အဲ့မျိုးဆိုရင်တော့သူကနေသတိထားပါဒီပါမစ်ကရုံးတရုံးဌာနတစ်ခုတွေရောက်ပြီးသွားရင်အဲ့ထွက်လာပြီးတော့ပြန်ဟွာလောက်တာပါမစ်ကโอเคအဲ့မျိုးကြောက်ရတယ်နောက်တစ်ချက်ကျတော့ဦးစီးလက်မှတ်တဲ့စကန်ဖတ်တာပဲရှိတယ်အဲ့မှာဟိုတောင်းတာပါတယ်ဦးစီးလက်မှတ်တဲ့စကန်ဖတ်တာရှိတယ်စကန်ဖတ်ပြီးတော့နှင်ပြိုင်းနဲ့စကန်ဖတ်ပြီးတော့ပြန်ရောင်းလာပါမစ်လည်းတော်တော်ကိုလေဟိုဒီအတူတော်တော်များတယ်အချို့ကြတော့လေဟိုစီပင်ရောက်ပြီးသွားရင်စီမံနံပါတ်ပေါက်ရှိအိုးမှမရှိအဲ့မှာပါမစ်တယ်ဘလို့ဖြစ်နိုင်မှာလဲအိုးမှရှိမှစီပင်ရောက်တာလေသူကဟုတ်ကဲ့ဟုတ်သူကစီပင်ပါမစ်လို့ပြောတယ်စီပင်ပါမစ်ဆိုပြီးအိုးမှမရှိတယ်ဒါဆိုမှန်တယ်ဗျာပါမစ်ကစီပင်ထုတ်ပေးတာဖြစ်လို့တဲ့ကြောင့်စီပင်မှာနံပါတ်ပေါက်ရှိတယ်မှန်တယ်အဲ့ဆိုအဲ့ပါမစ်စာပဲဒီစီပင်မှာရှိလို့ရှိရမယ်အဲ့တော့သွားကြည့်တဲ့ခါကျတော့လေစီမံမရှိနေစီမံစာပဲမရှိရှိတာဘာရှိလဲနာမည်စင်းမရှိတယ်ဦးမောင်လှနာမည်စင်းမရှိတယ်အဲ့တော့ပါမစ်ထုတ်တဲ့တထောင်ကြည့်လိုက်လဲ2014 2015ဘယ်လိုမှရှာမရအောင်14-15ဆိုရင်တော့ဒီခုနကပြောသလိုဟိုစီပင်ပါမစ်ဖြစ်သွားပြီစီပင်ဖြစ်သွားပြီတော့စီပင်ပါမစ်ဆိုလို့ရှိရင်စီပင်မှာတော့စာရွက်စာတမ်းရှိရမယ်နာမည်လည်းရှိရမယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုလို့ရှိရင်တော့တတိထားရတော့မယ်တတိထားမယ်ဆိုတော့ဟိုအချင်းချင်းပြန်ပြောမှဆိုလို့ရှိရင်ဆရာဟိုပါမစ်က2မျိုးရှိမယ်အိုးရင်ပါမစ်စီပင်ပါမစ်2013ပေါ့နော်13မတိုင်ခင်ထိကအကုန်လုံးအိုးရင်ပါမစ်အဲ့ဒါဆိုရင်ကျွန်တော်အဲ့ပါမစ်အဟောင်းလို့ခေါ်တာပေါ့ဟိုပါမစ်အသစ်ဆိုတာကြတော့ဒီ2013နောက်ပိုင်းထပ်ထွက်တဲ့ကိစ္စအဲ့ဒါကြတော့ဒီစီပင်ကပေးတဲ့ဟာဆိုတော့အဲ့စီပင်ကပေးတဲ့ဟာကြတော့ကျွန်တော်တင်တာတော့အဲ့လိုမျိုးဟိုဘယ်နေရာမှာပုံများတယ်အခုအဲ့လိုမြို့အသစ်တွေကပို့ပြီးတော့မှရမယ်ထင်တယ်နော်ဟုတ်တယ်မြို့သစ်တွေများတယ်ဟုတ်တယ်ခွက်တိချပေးတဲ့နေရာများတယ်ဒါကမင်္ဂလာမှာလည်းရှိတယ်အဲ့လိုပါတယ်မင်္ဂလာမှာလည်းရှိတယ်တခါတွေ့ပြီဟုတ်ကဲ့တောင်တကုံမှာလည်းရှိတယ်တောင်20ရက်ကွက်တော့ဘာလို့အဲ့လိုတွေ့ဘူးလေကျွန်တော်စီပင်ထုတ်တဲ့ဟာတွေဟုတ်ကဲ့ဟုတ်စီပင် logo နဲ့ပါလေဟုတ်ကဲ့ဟုတ်ဆိုတော့အဲ့ဟာမှာလည်းအဲ့လိုမျိုးဓာတ်ပုံကဟိုလူမိသားစုပုံတွေပါဟုတ်တယ်မိသားစုပုံနဲ့ဗျအဲ့လိုမျိုးပဲနော်ပါမစ်ကတော့ तू ကဟိုလေဂရန်ရှောက်ဖို့တော့ပေါ့ဒီမှာ तू ကလူနေဖို့ဆိုပေးလိုက်တာပဲဒီမှာမြေခွက်ချပေးလိုက်ပြီးငွေလဲသွင်းပြီးဆိုရင်ပြီးတော့နေကြတော့ဆိုပြီး3လအတွင်းအိမ်ဆောက်ခိုင်းလိုက်တာ3လအတွင်းဆောက်ပြီးနေလိုက်ပြီးရင်အိမ်ဆောက်ပြီးရတဲ့ဂရန်ရှောက်လိုက်ရပဲလူတွေကဂရန်ရှောက်တဲ့အပိုင်းကိုဂရန်မရှောက်ပဲနဲ့အတိုင်းကင်လာကြတာဟုတ်အဲ့တော့ပါမစ်မြေနဲ့ခုနစလစ်မြေတို့မှာလည်းပြောသလို तू ကနေထိုင်ခွင့်ပေးထားတဲ့မြေတာနေထိုင်ခွင့်မပေးထားကြဘာလို့လို့မရဘူးအဲ့တော့ခုနလို area လည်းပါတာမဟုတ်သူတို့က area ပါလဲခက်မှန်ပဲပါတာပါမစ်မှာလဲပါမစ်မှာလဲ area မှာပါခက်မှန်ပဲဟုတ်ကဲ့ခက်မှန်ပြီးအကျယ်20 60ဒါပဲခက်မှန်မတိကြဘူးမတိကြဘူးဂရန်ကိုတိကြမဟုတ်သူကအားတော့ပါတယ်40 60ခက်မှန်ပဲအဲ့ကြတော့တခုပြဿနာဖြစ်လို့ဒီမြေအတိုင်းအတာနဲ့ပတ်သက်ပြီးတော့စကားပြောကြရတယ်ဒါဆိုအဆင်မပြေတော့ဘယ်သူကမှန်လဲမသိတော့ဒါကြောင့်ပါမစ်ကိုဝယ်ပြီးရင်လည်းကိုရေရှည်စီးပွားရေးလုပ်ငန်းတွေအသုံးပြုခြင်းနဲ့နေခြင်းနဲ့ဆိုတော့ဂရန်လောက်တာပဲပို့အဆင်ပြေမယ်အရင်တော့ကတော့ပါမစ်ကိုဂရန်လျှောက်လို့ရှိရင်ဆက်စာချုပ်တွေနဲ့မိပြောင်းလို့ရတယ်အခုကကျတော့ပိုင်ရှင်ကိုယ်တိုင်ပြောင်းမှဆိုတော့နည်းနည်းကြားတဲ့ပိုင်းတွေရှိတယ်ပိုင်ရှင်မရှိတဲ့ဟာတွေဖြစ်နေတယ်များတယ်အဲ့ပိုင်းတွေလည်းရှိတော့ဟိုရှေ့လျှောက်တော့ဖွင့်ပေးမှလားဘာလားတော့တင်းတော့ကြားတော့ဟိုအဲ့ဒါတစ်ချက်စောင့်ကြည့်ပြီးတော့မှပဲပါမစ်ကိုအမိဘကိုဂရန်ပြောင်းလို့ရရင်တော့ဟိုကိုအမိဘတော့ပြတ်မြုပ်ကပြောင်းထားသင့်ရလို့ကျွန်တော်အကြံပေးပါတယ်ဗျဟုတ်ဆိုတော့ဟိုပါပေါ့ပါမစ်ကလည်းခုနလိုမျိုးအိုးရင်ပါမစ်ဆိုလို့ရှိရင်ကျွန်တော်ဒီဟိုကျွန်တော်များသောအားဖြင့်ကျွန်တော်လောက်တာကြောင့် grand batch နဲ့ကျွန်တော်ဒီမြောက်ဒဂုံဘတ်ဆို grand နေပုံများရဆရာဟုတ်အဲ့တော့ permit အကြောင်းနဲ့ပတ်သက်ပြီးနည်းနည်းလေးသိချင်တာကခုနလိုမျိုးပေါ့ဟိုအိုးအိမ် permit ကအခုဆိုလို့ရှိရင်လည်း तू ကစီပင်ကိုလည်းရောက်သွားပြီပေါ့နော်ဆိုတော့ခုနလိုမျိုးပေါ့ဟိုဟာစီပင်ရောက်တာလားမရောက်တာလားပြီးသွားလို့ရှိရင်ဟိုဘယ်လိုပြောမလဲစီပင်မရောက်သေးတဲ့ permit ဆိုရင်ကဘယ်လိုအနေထားမျိုးရှိလဲအဲ့လိုမျိုးဟာလေးတစ်ချက်လောက်ရှင်းပြပေးပါအောင်ဆရာဟုတ်စီပင်မြောက်သေးတယ်ဆိုတာသူတို့ဌာနကနေပြီးတော့ဒီဌာနတစ်ခုနဲ့တစ်ခုအကူပြောင်းဒီဘာလုပ်တဲ့လုပ်ငန်းလုပ်တဲ့နေရာမှာကြမ်းကြာရင်မရောက်တာလည်းဖြစ်နိုင်တယ်အကြောင်းမျိုးကြောင့်ပေါ့လေမရောက်တာဆိုဒါပေမဲ့ဒီစီပင်မရောက်လဲအိုးအိမ်မှာရှိလို့ရှိရင်ဘာလုပ်လို့ရပါတယ်ဗျဝယ်လို့ရပါတယ်အိုးအိမ်မှာရှိတယ်ဒီစာရွက်ကမှန်တယ်
သူတို့ထုတ်ပေးထားခုနှစ်တွေဦးစီးလက်မှတ်တွေအဆင်ပြေလို့ရှိရင်တော့ဟိုရုံးကရုံးလက်ခံတိုက်ကြည့်လို့အဆင်ပြေလို့ရှိရင်ဒါဆိုတော့ဝယ်လို့ရပါတယ်ခုနစီပင်ရောက်ချင်းမရောက်ချင်းဆိုတာကတော့ဟိုထူးထူးခြားခြားတော့လည်းဖြစ်နေကိစ္စတော့မဟုတ်ပါဘူးဟိုဘာမှကွာသွားမလို့ဆိုဂရန်လျှောက်လို့ရှိရင်တော့ဟိုနှေးတာမြန်တာကွာသွားတာပေါ့စီပင်ရောက်ချင်းပါမယ်ကြတော့တခါတည်း6လလောက်ကြာလို့ရှိရင်စီပင်မြောက်သေးတာကြတော့အိုးရုံကိုသွားပြီးတော့စီပင်မှာစင်းမရှိတဲ့အတွက်ကြောင့်ရုံးလက်ခံမရှိတဲ့အတွက်ကြောင့်စင်းပြန်ပေးဒီစင်းကဟုတ်လားမဟုတ်လားဆိုပြီးတော့ဌာနချင်းမေးတဲ့အပိုင်းတွေကြာသွားတော့အဲ့ဆိုခုနကလိုစီပင်မရောက်သေးတဲ့ပါမစ်ကကျွန်တော်တို့ဟိုအဲ့လိုမျိုးဟာကိုကျွန်တော်ဝယ်ထားလိုက်မိပြီဆရာကျွန်တော်အဲ့ဒါစီပင်ကိုရအောင်တော့ပြန်လုပ်လို့ရလားစီပင်ရောက်လို့ချင်းဂရန်လျှောက်မှရမယ်စီပင်ရောက်သွားပြီဆိုရင်တော့ဂရန်လျှောက်မှရအောင်စီပင်ရောက်ချင်းဂရန်လျှောက်လိုက်စီပင်ရောက်ချင်းဂရန်လျှောက်စီပင်ကနေပြီးတော့ဝင်ကိုလှမ်းအကြောင်းကြားတယ်အဲ့စာပေးစာရုံနဲ့အကြောင်းကြားပြီးတော့ဒီဟိုကရှိရဲ့အကြောင်းကြားလဲဒီကောင်စီပင်မှာရောက်သွားတာပဲโอเคဟိုပြီးတော့တခုကပါမစ်မှာကျတော့အဲ့လိုစာရွက်တွေဘယ်နှရွက်ရှိလဲဆရာအဲ့တော့ဘယ်ဟာလေးတွေဘယ်လိုစစ်စစ်တင်မိသားစုပုံတစ်ပုံရှိမယ်တော့တစ်ပုံရှိမယ်ဟုတ်ကဲ့ဟုတ်နောက်ပြီးတော့အဲ့ဒီလူရဲ့ကိုရေးအချင်းတစ်ပုံရှိမယ်ကိုရေးချင်းရှိမယ်နောက်ပြီးတော့ဟိုနောက်တစ်ရွက်ကကြတော့အိမ်ရဆောက်လုံးနေထိုင်ကုန်ဆိုပြီးတစ်ရွက်ရှိမယ်ဟုတ်ကဲ့မိသားစုမိကိုစင်းဆိုပြီးတော့နောက်တစ်ခုရှိမယ်အဲ့ဆို၄ရွက်ပေါ့၄ရွက်ရှိမယ်ကျွန်တော်တို့များသားဖြင့်ကြီးလို့ရှိရင်ဒီဟိုပါပေါ့ဟိုကျွန်တော်တို့ကျွန်တော်စစ်ဆေးတဲ့ပုံစံပါနော်ဟုတ်ကဲ့ဟုတ်ကျွန်တော်စစ်ရင်တော့ဓာတ်ပုံကိုဒီစာရွက်နဲ့ဓာတ်ပုံနဲ့စာရွက်နဲ့ဂျိတ်လေးနဲ့ကတ်ထားတာဗျာအခြားလူပုံသူယူကတ်လည်းရရပဲလေဟုတ်ကဲ့ဟုတ်အဲ့တော့ကျွန်တော်ကြည့်ရနေရမှာတော့ဓာတ်ပုံနောက်ကျောအဲသူဒီပြောင်းရှိလာတဲ့လူရဲ့ကိုရဆိုရင်ရှိတယ်ဟုတ်ကဲ့အဲကိုရဆိုရင်မှာသူရဲ့အလောက်ကန်ကျွန်တော်ကြည့်လိုက်တယ်အလောက်ကန်ပညာရေးဝန်ထမ်းဆိုလို့ရှိရင်သူဓာတ်ပုံနောက်ကျောမှာပညာရေး logo လေးပါတတ်တယ်โอเคဆိုတော့ဒီအထည်လေးလုပ်ငန်းဆိုရင်သူဓာတ်ပုံနောက်ကျောမှာအထည်လေးလုပ်ငန်း logo လေးတော့ပါတယ်ဟောအဲ့ဆိုဓာတ်ပုံအနောက်မှာတော့အဲ့လိုမျိုးကတော့အဲ့တော့ဒီ logo လေးပါတတ်တယ်ပေါ့ဒီဓာတ်ပုံနဲ့ဒီ server နဲ့ကိုချိတ်ဆက်မိမမိသိချင်လို့ရှိရင်တော့ခုနဓာတ်ပုံနဲ့ဒီဟာနဲ့သူအလောက်ကန်နေတော့လမ်းကြည့်လို့တော့အချမ်းမြင်တော့ရတယ်အချမ်းမြင်တော့ရမယ်ဟုတ်ကဲ့အဲ့လိုအချမ်းမြင်သိရင်လည်းဟိုမြင်တဲ့တန်းစင်ပြီးတော့ဓာတ်ကြီးလိုက်တိတ်တော့မူမှန်ဆိုလို့ရှိရင်ကိုယ့်အကိုဖယ်လိုက်လို့ရှိရင်လည်းစီပင်စစ်ကအုံးစစ်ကမကုံတော့ဘူးပေါ့ကိုကအဲ့လိုအခြေခံလေးနဲ့တော့ထောက်ကြည့်ရအောင်များပါတယ်ဗျရှိုးကြလက်မှတ်တွေပေါ့လက်မှတ်တွေကနည်းနည်းတူပါပြီးထိုးထားတယ်တွေ့ရတယ်အဲ့မျိုးလေးကြည့်လို့ရှိရင်အဆင်မပြေဘူးရှိုးကြတော့စာရွက်ကိုကြည့်တယ်ပြောတယ်ရှိုးကြတစ်စိတ်တုံးထုထားတဲ့ပုံစံကြည့်ရပြောတယ်အဲ့နည်းနည်းကိုကျွန်တော်လည်းမိုးဆိုးဆိုင်နေဆိုလို့ပေါ့လေဒီလုပ်ငန်းလုံရင်းနဲ့ပဲဟိုဒါရင်းနဲ့ရင်ပါလာခါကျတော့မြင်လာတဲ့ချင်းမကောင်းဘူးထင်တယ်စင်ပြေတယ်ဒီလောက်ပဲကိုလည်းဟိုကိုလည်းတွေးတော့ပြီးတော့ပဲသွားတာများတယ်ဗျဟုတ်ကဲ့ဟုတ်အဲ့တော့နောက်ဆုံးကိုကလည်းโอเคတဲ့ကိုကြည့်ရတော့ဘာမှတန်တဲ့ဖြစ်စမရှိတော့သူတို့အိုးရုံတော့စစ်ခိုင်းလိုက်တယ်အခုတော့စစ်လိုက်ကြဆိုပြီးတော့ဟုတ်တော့ကြည့်ပြီးတော့ဟိုသူတို့စစ်ခိုင်းတာများပါတယ်ဗျဟိုကကိုယ်တိုင်အဲ့လိုမျိုးအိုးရင်ရုံမှာတော့စစ်လို့ရလားရပါတယ်ကျွန်တော်အဲ့လိုပဲညှို့ပါတယ်ဗျကျွန်တော်မရှိရလည်းရှိတော့သူတို့နဲ့ပဲညှို့လိုက်တယ်ကျွန်တော်ဟုတ်ကဲ့ဟုတ်သူတို့ပဲစစ်ခိုင်းလိုက်တယ်ဆိုတော့ဟိုခုနလိုမျိုးပေါ့ဟိုအိုးရင်မှာရှိတယ်စီပင်ရောက်မရောက်သိကျင်နေဆိုရင်တော့စီပင်ရုံတစ်ခေါက်ထပ်သွားရမှာအဲ့လိုလားစီပင်ရုံကတော့စီပင်ရုံမှာလည်းစင်းရှိမရှိတော့တစ်ခေါက်စစ်ရမှာဗျဟုတ်ကဲ့သွားနိုင်တော့ပိုကောင်းပါတယ်တချို့မသွားနိုင်တော့ဖုန်းနဲ့ message နဲ့စာတူလေးနဲ့ပဲအကြောင်းကြားပြီးစစ်တာရှိပါတယ်ဟုတ်ကိုယ်တိုင်သွားနိုင်တော့ပိုကောင်းတာပေါ့သွားနိုင်ပိုကောင်းပါတယ်ဗျလိုမျိုးပေါ့ဟုတ်ပြီဆိုတော့ဟိုကလေကျွန်တော်တို့အခုကလည်းပါမစ်ကလည်းပုံမှန်အပြင်ဆိုလို့ရှိရင်ဟို40 60အခုဆိုရင်ကျွန်တော်တို့ဒီတောင်တူကုန်းဘက်မှာဆိုရင်40 60ဒီရှိတယ်လို့မျိုး20 60ပေးရလည်းရှိတယ်ဟုတ်အဲ့တော့မှတဝက်တွေပြန်ပြီးတော့မှခွဲရောင်းနေကြတဲ့ဟာရှိရပါတော့အဲ့လိုခွဲရောင်းပြီဆိုလို့ရှိရင်တို့ကဒီကျွန်တော် grammar ဆိုရင်မိတ်တူချန်လို့ခေါ်တာပေါ့ပါမစ်မှာကျတော့တို့တွေကဟိုနှစ်ရက်စီယူကြတယ်ပြောရစရာအဲ့ဒါဟိုဘယ်လိုရှိလဲအဲ့ဒါကြောင့်ဟိုအဆင်ပြေတော့လားဘယ်လိုအဲ့နားလည်မှုနဲ့ဗျာကြာလဲအရှိကကြတော့လေ40 60ကို10ပေနေကြတယ်တောင်းတကုန်းပါပဲဟုတ်ကဲ့ဟုတ်10ပေကြတော့ဒီကွက်4ကွက်ဖြစ်သွားတယ်ဟုတ်ကဲ့ပါမစ်ကလည်းရှိရ4ဆောင်တယောက်ထားရတယ်ကြာသူထားနေတဲ့သူပေါ့တယောက်အခါဟိုခါတာနေတယ်ပါတော့ပုံမှာဂရန်ဝဲတော့ပုံမှာနော်ဂရန်ဝဲကမိတ်တူချမ်းမွေးညာမရှိဟုတ်စာအုပ်ကလည်းရဖြည့်လိုက်ဟာအဲ့လိုလုပ်လို့ရအဲ့လိုကြုံပြီးရဟိုနောက်73ရှေ့တုန်းကဟုတ်ကဲ့ဟုတ်ဂရန်စာအုပ်တယ်အခုစာအုပ်စိမ်းမဟုတ်စာအုပ်စိမ်းမဟုတ်စာအုပ်တယ်သူကတိတ်လေးပြန်ဖြိုးတယ်တိတ်လေးခွာတယ်ခွဲလိုက်တယ်အဲ့လိုခွဲကြတယ်အဲ့လိုနော်မိတ်တူချမ်းမွေးညာမရှိတော့
မိလူချမ်းမှုချမ်း က မရှိ ရာမှာ ဘူး ခွဲတယ်တခါကြုံမှုတယ်ဗျကိုတော့မြန်လို့ဟဲ့အဲ့လိုမရဘူးလို့ဆိုတော့မဟုတ်ဆရာဒါဒီမှာဒလေးရအဲ့လိုပဲကျွန်တော်တွေကိုတယောက်တည်း6လကန်နေပါအောင်တော့လို့တဲ့ဘုံမလောက်ကြပါတဲ့ခွဲတယ်အဲ့လိုလည်းရှိပါဗျာကြုံမှုပါ ရောအဲ့လည်းဟုတ်ပါတယ်ဘာလို့ရောင်းတခြားဟိုကလုံးမယ် ကျွတ်ကြတော့လေအဲ့ဖက်မှာသူတို့ပြောပုံရဆိုရင်တော့ဒီစာအုပ်ကိုကင်တဲ့လူကတော့ပေါင်ကြတာပြဿနာကိုကင်မလဲကြတော့ပေါင်ထားရတယ်ပြီးမရွေးနိုင်တော့ဟိုလူကသူကင်မနေကြတော့နေပြီးဘာမှလဲဆိုတော့ပေါင်ထားရဆိုတော့လိုက်ရွေးရတယ်ပြဿနာတက်တာတွေဒါများကြတော့သူတို့ကိုနိုင်ကိုခုတ်ပြီးရှုပ်တယ်ကွာဆိုပြီးခွဲကြတာများတယ် ပြီးပါပြီ ဘုံမှာတစ်ခါကြုံရတယ်ကျွန်တော် ဟုတ်အဲ့ဒီပြဿနာကလည်းရှိရနော်သူတို့ဒီပေါင်တဲ့ကိစ္စတွေကြောင့်အဲ့ဒါကြောင့်မလို့ဒီပေါ်သူဒါလည်းသူ့ရဲ့နဲ့သူ့ဆက်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ခုနလိုမျိုးပေါ့ဒါကတော့ဟိုပေါ့တယောက်တစ်ရွက်ယူကြတယ်ပေါ့ဆရာတယောက်တစ်ရွက်ယူရဆိုလို့ရှိရင်အဲ့ဒီမြေကအဲ့တိုင်းမဆက်သွားနေရတော့မှာပေါ့ဘာကြောင့်လဲဆိုတော့ဟိုပေါ့ဘယ်လိုပြောမလဲပါမစ်ကနေ grand ပြန်ရှောက်ဖို့အတွက်ဆိုလို့ရှိရင်လေ စာရွက်အစုံလို့တယ် ဒီဇိုင်းအစုံလို့တယ် နောက်ပြီးတော့ grand ချောင်းရင်လည်း10ပေရမ grand မရအောင် စေပြ grand မရအောင် မရတဲ့ခါကျတော့တယောက်မှပိုင်တာ10ပေတယ်ရှောက်ပြီးရင်လည်းဘာမှမထူးဆိုတော့ဥမာလို့တော့ရတာပေါ့40 60ကိုလူ၄ယောက်နာမည်နဲ့ရှောက်လိုက်ပေါ့ဗာမကန် grand ပြောင်းတယ် လူလေးရမယ် လုံးပိုင်ပေါ့အဲ့လိုဆိုတော့ရပါတယ်အဲ့လိုဆိုတော့တယောက်ကတော့ဘယ်သူမူရင်းကင်မလဲဆိုပြဿနာတော့ထပ်ကြုံအောင်ပါပဲလေ အဲ့ပြီးရင်လည်းရောင်းတဲ့ခါကျရင်လည်းပြန်တိုင်ထပ်ပန်ဘူး လူသဘောမတူကြည့်လူသဘောမတူနေဆိုတော့ကိုပိုင်နဲ့10ပေကိုရောင်းရတော့မှဒီလူ3ကသဘောတူရအောင်မယ်ဆိုပြီးတော့ပြဿနာကလည်းရှိသေးတာဟုတ် အဲ့လိုဖြစ်သွားခဲ့ပြီဆိုလို့ရှိရင်ဒါတစ်သက်လုံးဒီလိုပဲဆက်သွားတော့မယ်လို့ထင်တာ ဒီတိုင်းပဲသွားမှာဗျတချို့လည်းဒီဝင်းသွားနေရအများကြီးပါပဲ ပိုင်ဆိုင်မှုကဒါနဲ့ပြီးရင်ခုနလိုမျိုးဆက်စာချုပ်လေးတွေပဲထပ်တိုးလာမယ်အဲ့လိုမျိုးပုံစံမျိုးပဲဖြစ်သွားတာပေါ့ဟောတခုကလေဆရာကျွန်တော်ဟိုသိရတဲ့လောက်ကပါမစ်ကအဲ့လိုအယောင်းဝယ်ဟိုအဲ့စာရွက်ထဲမှာတွေကအယောင်းဝယ်ပြန်လဲပြုလုပ်ခွင့်မရှိဆိုပြီးရှိတာ ပေါင်နံပေးကန်းစွန့်လို့ချင်းမလုပ်ရလို့ပါတယ်လေ မလုပ်ရလို့ပါတယ် သူကရောင်းလို့မှမရသေးတာဒါနေခွင့်ပေးထားတဲ့ပါမယ်နေခွင့်ပေးထားတာ နေခွင့်မပေးတာသေး အဲ့ ရ တော့ပြဿနာတက်ရင်ကျွန်တော်ပြောတာကဥမာအခုမြင်မယ်ဗျာအခုပါမစ်တစ်ခွက်ဝယ်လိုက်လို့နောက်တစ်ယောက်ကပိုင်ရှင်တစ်ယောက်ပေါ်လာတယ်တရားမှအမှုဖြစ်ဘယ်သူရှုံးလဲ မနေတဲ့လူရှုံးမှာပေါ့ နှစ်ဖက်လုံးရှုံးတယ် အော်နှစ်ဖက်လုံးရှုံးလား ရောင်းလို့မရတဲ့မြေသွားရောင်းတာကိုရောင်းလို့မရတဲ့မြေသွားဝယ်မိရအောင် โอเค နှစ်ဖက်လုံးရှုံးတယ် အဲ့ဆိုလို့ရှိရင်အဲ့မြေကကြတော့အဲ့လိုမျိုးအမှုဖြစ်ပြီဆိုတာနဲ့စီပန်းပြန်သိမ်းရလား သိန်းတဲ့အပိုင်းတော့အဲ့လောက်ထိလဲဒီအစိုးရကအဲ့လောက်ထိလဲမရက်ဆက်ဘူးအမှုဖြစ်ခွင့်တော့ပေးတယ်သွားကြတယ်ဒါကတော့ရှုံးတာနှစ်ဖက်လုံးရှုံးတယ် ဟောဆိုတော့အဲ့ကိစ္စဘယ်လိုပြန်ဖြစ်သွားလဲနောက်ဆုံး နေထိုင်ခွင့်ပေးရနေမှာအကူကကပြောသလိုမျိုးလက်ရောက်ယူထားရလူကအသာပဲနေရလူကအသာပဲနေထိုင်ခွင့်ပေးရမှာနေသေးဘာမှဖြစ်ဘူး အရေးသူကိုယ်တိုင်နေရမဟုတ်ဘဲနဲ့အငားတင်လာတယ်ဆို ရ ရင် ဘာမှဖြစ် အဲ့လည်းဘာဖြစ်သူနဲ့အငားနဲ့ချုပ်ထားတဲ့စာချုပ်တော့ပြန်ပြရတာပေါ့အဲ့လိုမျိုးပုံစံမျိုးပေါ့ ပြန်ပြလိုက်အဲ့တော့သူကရောင်းချပေါင်နံပေးကန်စွန့်လို့ချင်းမပြရတော့ပါတော့ဘာဖြစ်လို့ကျွန်တော်တို့ရောင်းဝယ်လုပ်ပြီးတော့ဘာဖြစ်လို့အဲ့ရောင်းဝယ်စာချုပ်တွေနဲ့စီပန်လက်ခံလဲမေးကြရှိလာပါမိပြောရင်သူကရောင်းဝယ်စာချုပ်နဲ့ ရောင်းဝယ်စာချုပ်ဆက်စာချုပ်နဲ့ စီပန်ဘာလက်ခံလဲဆိုတော့သူကရောင်းချပေါင်နံပေးကန်စွန့်လို့ချင်းမပြရပါတာအမိပြောင်းခွင့်မရှိတာမပါဘူးလေ အော်ဟုတ်ပြီ စီပန်ကနေပြီးတော့ပြောင်းခွင့်ပေးတာစီပန်မှလည်းအဲ့တော့ရောင်းဝယ်လုပ်လို့နာမည်ပြောင်းတာမဟုတ်ဘူးစီပန်ကလည်းရောင်းဝယ်ဆိုရောင်းကုန်ဝယ်ကုန်လာတော့မှာ ဟုတ်ကဲ့ဟုတ် ဒီမြတ်ရောင်းလို့မရအမိဖြစ်တဲ့ကြောင့်အမိပြောင်းလို့ရတာရဲ့ဆိုပြီးတော့ဆက်ဆက်စာချုပ်နဲ့အမိပြောင်းပေးလိုက်တာ အမိဘကိုယ်တိုင်မဟုတ်ပေမဲ့လည်းဆက်စာချုပ်ကင်နိုင်ဆိုပြောင်းလို့ရတယ် ဟုတ်တယ် အခုကြတော့မှ အခုကြတော့မှအမိဘောက်ကိုယ်တိုင်ကရမယ်ဆိုပြီးတော့လုပ်လိုက်တဲ့ခါကျတော့ဟိုတောင်းတန်းဒီအမိဘောက်ရှာမရတဲ့ဗာမစ်တွေကတော့ဘာမှလုံးမရဖြစ်သွားတာပေါ့ အဲ့ဆိုတော့အဲ့ပါမဲ့အတိုင်းပဲနေထိုင်လို့ပဲ ဒီခိုင်းလည်းပဲရမယ်သူစီမင်းထဲမှာထုတ်တာတရားဝင်နိုင်ဒီဂရီနဲ့တရားစွဲပြီးတော့တရားဝင်ဒီဂရီခရံကတုံးလိုမျိုးပြောင်းရင်လည်းရတယ်တဲ့ဗာမစ်ကိုတရားဝင်ဘလို့အမှုနဲ့တော်ဆွဲမှာကျွန်တော်တို့ကရောင်းဝယ်လို့မရတဲ့မျိုးကျွန်တော်တို့ကဘာမှုနဲ့တော်ဆွဲမှာတော့အဲ့လို ရောင်းလို့လည်းမရဘူးပေါင်လို့လည်းမရဘူးပေးကတ်လို့လည်းမရတယ် ကျွန်တော်တို့ကဒီမှာဝယ်လိုက်ပါဆိုဒီပါမစ်ပြရတာတရားဝင်ကဝယ်လို့မရဆိုပြီးတော့ဘယ်လိုပါဖြစ်မှာတော့အဲ့တော့လောဆရာတော့ဒီပြဿနာကတော့ဟိုကျွန်တော်တို့လောစောင့်ကြည့်ရပြဿနာပေါ့နော်ဘယ်လိုဥတွေထုတ်မလဲဘယ်လိုပြထားမလဲဆိုတာကြည့်ရပြဿနာလို့မြင်ပါတယ်ဗျ အခုဟိုပိတ်လိုက်တဲ့အကြောင်းရင်းကြတော့ဘာကြောင့်ပိတ်လိုက်တာလဲဆရာအဲ့ဒါလေး အဲ့ဒါလည်းကျွန်တော်လည်းမသိဘူးအကြောင်းရင်းလည်းအကြောင်းမရှိပဲအဲ့လိုသူတို့ပဲသိမယ်ဗျစာထုတ်ထားတဲ့ပုံရဆိုရင်တော့ခုနပြောစီကန်းကြက်လိုက်တာပေါ့နော်ဒီပါမစ်ကိုဟိုမိဘောက်ကိုယ်တိုင်ပဲပြောင်းလို့ရမယ်ကြမ်းမိဘောက်မဟုတ်လို့ရှိရင်မိဘောက်ရဲ့သားသမီးစက္ကန့်သူပြောင်းလို့ရမယ်မဟုတ်လို့ရှိရင်တရားဝင်ဒီကနေ့ဆိုတော့
စီကန်တက်ကြက်တယ်ဆိုတာလေရောင်းကုန်ဝယ်ကုန်ကိစ္စလည်းနစ်ပါမယ်ထင်တယ်ကျွန်တော်လည်းအဲ့ဒါလိုယူဆပါတယ် အဲ့ဒါကြောင့်ပဲကျွန်တော်လည်းထင်တယ်ဘာကြောင့်လဲဆိုတော့ permit တွေက permit တွေရောင်းတယ်ဗျာတကုံရောင်းကြတယ်ပြီးရင်အခုံလည်းမရဘူးရောင်းကုန်လည်းမရဘူးဆိုတော့နည်းနည်းကြက်လိုက်တဲ့ဘောလို့မြင်နေဗျာ အခုနောက်ပိုင်းလေကျွန်တော်တို့ဒီအရှိတကုံဘက်မှာပေါ့အရှိတကုံတောင်တကုံစိတ်ကန်းတွေမှာဟလိုတမုန်းနဲမြေကွက်တွေပေါ့တိန်တစ်ထောင်အောက်ပဲဖြစ်အပေါ်နာလေးပဲဖြစ်ပေါ့နော်1500ဝန်းကျင်လောက်ဆိုရင်အခုချိန်မှာအကုန်လုံးကဒီ permit တွေနဲ့ပဲအယောင်းဝယ်လုပ်နေကြတာပေါ့ဆိုတော့အဲ့ဟာရောကြတော့တကယ်တမ်းပြောမှဆိုရင်တော့တရားမဝင်တဲ့ပုံစံမျိုးဖြစ်သွားမလားဒါမှမဟုတ်လို့ရှိရင်ခုနလိုမျိုးပဲကားအယောင်းဝယ်လုပ်သလိုဆက်စာချုပ်လေးနဲ့ပဲအယောင်းဝယ်လုပ်ကြတာကတရားဝင်ဖြစ်လာပေါ့ တရားမဝင်လားဝင်လားဆိုတော့လေအကုန်လုံးကလည်းဒါလုံနေကြဆိုတော့ ရွေးချယ်စရာလည်းမရှိဘူးတရားတွေပဲရှိရဆိုတော့ ပြဿနာဖြစ်ရင်တော့ခုနပြောရောင်းလို့ဝယ်လို့မရတဲ့မြေဖြစ်နေတာကိုသူနေထိုင်ခွင့်ပဲပေးထားတာ အဲ့ဆိုရင်တော့ခုနလိုမျိုးပေါ့ permit ကဥမာဆရာရဲ့ကျွန်တော်အခုဆိုလို့ရှိရင်ဒီခုနပြောသလိုဆိုရင်ဟိုမှာခုနပြောရင်မြို့နယ်တွေပေါ့နော်အဲ့မြို့နယ်တွေမှာအဲ့ဈေးနေထားနေဆိုလို့ရှိရင်တော့လဲခွက်တွေပဲရှိနေသေးတယ်တချို့ပါဆိုလို့ရှိရင်ဆိုတော့ကိုကအဲ့မှာတရားရောက်ကသွားပြီးတော့မှကျူးနေပြီဆိုလို့ရှိရင်ကျူးပြီးတော့မှ तू ကလည်းစားရလေ တစ်ခုပါမယ် သူမှတစ်ခုပါမယ်ပေါ့သူနေလိုက်ပြီပေါ့အဲ့ဆိုလို့ရှိရင်တကယ်တမ်းဝယ်ထားတဲ့လူတွေကရှုံးနိုင်ချေပုံများတာပေါ့ ဟိုဥပဒေမှာတော့အစောဆုံးဝယ်သူကတော့လက်ရောက်ပိုင်ဆိုင်ခွင့်ရှိရပေါ့နော်အဲ့တော့ပြောထားတယ်အစောဆုံးပိုင်တဲ့လူကမြေပိုင်တဲ့လူကရခွင့်ရှိတာပေါ့ဒါပေမဲ့မြေပိုင်မှနော်မြေပိုင်မြေယူထားမှမြေအသုံးချထားမှ ချင်စီခက်အိမ်ဆောက်ထားမှ နေထားမှအစောဆုံးပိုင်တဲ့လူကတော့ မနေဘူးအိမ်မဲဆောက်ထားဆိုလည်းမရ စတူဒင့်ရှင်လို့ရှိရင်အဲ့လိုတော့ရှိတယ် ဟုတ်အဲ့တော့အငင်းဘွားတဲ့တသနာတွေတော်တော်ကြုံရပါတယ်နောက်ပြီးတော့အဲ့လိုမှုဆိုရင်ဒါကြာတတ်ပါတယ်ကအဆင်မပြေဘူး တရားမှုဖြစ်သွားတော့ ဖြစ်သွားတယ်ဟုတ်တယ်တော်တော်ကြာပါတယ် တော်တော်ကြာနိုင်တယ်နော်အခုလက်ရှိကျွန်တော်နောက်ဆုံးမနေ့ကပဲဟိုဟာတစ်ခုရှိတယ်သူတို့ကပါမစ်မြေကိုဒီအရှိတကုံမှာလူနေတဲ့ရက်ွက်ရောက်နေပြီ ဟုတ် အိမ်လဲဆောက်ထားပြီးသားအဲ့လေသူတို့ကဝယ်လိုက်တယ်ဝယ်တော့သူတို့ပါမစ်မူရင်းစီကဝယ်တာပါမစ်မူရင်းစီကမဟုတ်ဟိုအဲ့ဒီအချိန်တော့ဖွင့်လာသေးတယ်ပါမစ်ကနေပြီးတော့မှအဆက်ဆက်စာချုပ်နဲ့ဂရန်ပြောင်းလို့ရတယ်ဆိုတော့အဲ့ဒီကာလမှာသူတို့ဝယ်လိုက်တဲ့အချိန်မှာအဲ့ရောင်းတဲ့သူကနာမည်ပြောင်းနေတာဂရန်ပြောင်းနေတာပြောဂရန်ပြောင်းနေတော့သူ့ရဲ့ရှိနေခုဝယ်တဲ့သူရဲ့ရှိနေရတော့ဘယ်လိုကြံပြီးလဲဆိုတော့သူတို့အဲ့ဒီဂရန်ပြောင်းတဲ့โอเคစာကိုရက်ခိုင်းလိုက်တယ်ပေါ့နော်ရက်ခိုင်းပြီးတော့မှသူတို့ဝယ်ပြီးတော့မှသူတို့ပြန်ပြောင်းနေဆိုရင်အခွန်ဆောင်စရာမလိုတော့ဘူးဟိုအစင်ပူပြေပဲမယ်ပေါ့နော်အဲ့လိုမျိုးလုပ်ပြီးတော့သူတို့ကအခုအဲ့လိုမျိုးဟိုမဆောင်မပြောင်းလိုက်မိဘူးဆရာဝယ်ပြီးတော့ဟိုဘက်ကတော့ရက်ခိုင်းလိုက်တယ်ဆိုတော့မပြောင်းလိုက်မိတော့အခုချိန်ကျတော့သူတို့ပြောင်းလို့မရတော့ဘူးဒါပေမဲ့တခုသိချင်တာသူတို့အခုဟိုအဲ့လိုမျိုးပါမစ်မှန်သွားစစ်တာတို့ဆိုလို့ရှိရင်ကြတော့အဲ့အမှုခုနလိုပြောင်းထားတဲ့ကိစ္စပေါ်နေမလား စီဗီမှာပေါ်ပါတယ်ဗျ စီဗီမှာတော့ ပြောင်းထားတယ်ပေါ်တာပေါ့နော်သူမိဘပြောင်းထားတယ်ပြီးတော့ပြန်ပိတ်ထားတယ်အဲ့အကြောင်းတော့ပေါ်တာပေါ့ ဟုတ်အော်အဲ့လိုမျိုးတော့ပေါ်မယ် ဂရန်သွားလျှောက်တာကြတော့ဟိုအိုးနေမဆိုင်တော့စီဗီနဲ့မဆိုင်တော့လား စီဗီနဲ့ပဲဆိုင်တာဆိုတော့အဲ့ရတော့အဲ့မချက်ကတော့ပါနေမှာပေါ့ မချက်ကတော့ပါနေမယ် အဲ့လိုမျိုးအဲ့ဒါမဲ့အယောင်းဝယ်လောက်တာဟာကိစ္စအဲ့လိုမျိုးစာဖတ်ခံရနိုင်ချေရှိလားမရှိလားအဲ့လိုမရှိနော် ဒီမြေမှာနေမယ်မြေကိုအသုံးချမှာဆိုရင်တော့ဘာမှမဖြစ်ဘူးနေထိုင်ခွင့်မှာပဲပြန်သုံးချလို့ရပါ သူတို့ပြန်ပြောင်းမယ်ဆိုရင်ပြောင်းလို့ရမှာ ဆိုလို့ရှိရင်ပြန်ဖွင့်လို့ရှိရင်သူကဟိုသူ့ရောင်းဝါလူကိုခေါ်ပြီးတော့ဒီစင်းကိုဒါကျွန်မမလျှောက်တော့ပါဘူးဂရန်မလျှောက်ပါဘူးဆိုပြန်ပိတ်ပြီး သူတို့အခုတော့ပိတ်ထားတယ်ပြောရဲ ပိတ်ထန်ရပြီလေသူပိတ်ထန်ကိုအစ်စ်ပြန်လျှောက်လိုက်မှာပေါ့အဲ့လိုလုပ်လို့ရပါတယ် ဟိုသူဘက်ကတော့မပိတ်ထားပဲနဲ့ အဲ့ချိန်မှာဂရန်ပြောင်းလိုက်ပြီးတာကိုသူကလည်းခုနပါမဲကိုကန်ပြီးလွယ်ရောင်းနေတာဒီလိုပြဿနာဖြစ်လာတဲ့ခါကျတော့ပြန်ရောင်းနေတဲ့ခါကျတော့ဟိုသူကပါမစ်တဲ့ဂရန်ပဲပို့ကြိုက်လာကြတဲ့ပုံစံရှိတာဟုတ်တယ်ပါမစ်တဲ့ဂရန်ပို့ကြိုက် အဲ့တော့ပြန်ပြောင်းမယ်ဆိုတော့ပြန်ပြောင်းများပြူများနဲ့နည်းနည်းကြန့်ကြာသွားတာပေါ့အဲ့တော့ဖွင့်လာလို့ရှိရင်တော့လည်းပြန်လုပ်လိုက်ရပါတယ်ဗျ ပြီးနောက်တစ်ခုကဆရာဟိုကလေဟိုတလောကလည်းကျွန်တော်ဗီဒီယိုလေးတစ်ခုတင်တော့ဒီပါမစ်ကိစ္စနဲ့ပတ်သက်လို့ပေါ့နော်အဲ့လိုမျိုးဟိုတင်တော့တော်တော်များများလဲဖုန်းဆက်မေးလာတယ်ဟိုအတုတွေပေါ့အတုတွေဟိုဝယ်မိသွားတဲ့လူတွေပေါ့ဟုတ်ဆိုတော့သူတို့တွေဟိုတစ်ခေါက်ကလည်းဆရာကိုကျွန်တော်တယောက်လွှဲပေးလိုက်သေးတယ်ပေါ့နော်အဲ့သူဆိုလို့ရှိရင်လည်းအဲ့လိုအတုပုံစံမျိုးဖြစ်နေတာပေါ့ဆိုတော့အဲ့လိုမျိုးဝယ်ထားတဲ့လူတွေဆိုလို့ရှိရင်သူတို့ကဘာဆက်လို့ရမလဲကျွန်တော်တော့သူတို့ဘယ်လိုအကြံပေးရမလဲကျွန်တော်လည်းအဲ့လိုမျိုးမသိတော့လေဟိုအမလည်း तू ကဘာမှကစီမပါမယ်ဟုတ်အဲ့တော့စီမသူလည်းသွားကြည့်ပြီကျွန်တော်တော့စစ်ကြည့်တယ်စစ်ကြည့်တော့စီမမြေကမှတ်သားထားတာမရှိ ဟုတ်ကဲ့မြေခွက်လက်ကြီး
အဲ့ရက်ွက်ဘေးကပတ်လက်မြေလို့ပါတော့ပုံစံမျိုးပေါ့နော်မြေလွတ်တယ်အဲ့မှာမှသူကထုတ်ပေးထားတဲ့ပုံစံထုတ်ပေးထားတာလားဘယ်ဟာလဲတော့မပြောတော့ဘူးကျွန်တော်လည်းအမှဘာပြဿနာရှိလဲဆိုတော့စီပင်မှာသူလည်းရောက်တော့စီပင်ကလူကိုယ်တိုင်ကအဲ့အတူပါတော့ထုံမပြောပြဿနာ အော်အဲ့လိုမှမပြောဘူး တူပါမပြောဘူးနာမည်စင်းမရှိပါဘူးဆိုတော့ကျွန်တော်တို့ကလည်းခုနလိုမဟာကြီးကမှားနေပါလွဲနေပါကြောက်လဲသူတို့တော့တောင်းမယူတာကိုရယ်ကျွန်တော်လည်းဘယ်လိုဘာဖြစ်မှာတော့ကျွန်တော်တို့ရှင်းနေဆိုတာကလည်းဟိုအသိပညာပဲရှိရလေဘာပါဝါအာနာမမရှိတဲ့ကိစ္စကိုကျွန်တော်တို့ကဘယ်လိုမှခွာလို့လုံးမမရအဲ့တော့ဟိုနောက်ဆုံးတော့ပါပေါ့နော်ဂရန်လျှောက်လို့ရရင်တော့ဂရန်လျှောက်ကြည့်လိုက်ဖို့ပဲဒါပဲအကြံပေးပါတယ်ဗျဟိုသူ့မြေကွက်မှာလည်းခုနပြောသလိုအခြားလူနာမည်ပေါက်လာလည်းမဟုတ်ဘူးနာမည်မှတ်ထားမှရှိတဲ့ခါကျတော့ဂရန်ဖွင့်လို့ရှိရင်တော့လေလျှောက်ကြည့်လိုက်ပေါ့နော်အဲ့လိုပဲအကြံပေးလို့ပဲရမှာဗျအခြားအတူပြင်ရောင်းလို့တော့မရတော့ဘူးပေါ့မလွယ်တော့ဘူးသူသွားစစ်တဲ့လူကတော့အရင်သူနေမယ်ဆိုရင်ရောနေလို့ရတယ်နေမယ်ဆိုရင်တော့နေလို့ရလာလို့သိန်းတာတွေဖဲခိုင်းတာတွေပါပြဿနာပါမေးလို့နာမည်မှတ်ထားမရှိဘူးမြေကွက်ကနာမည်အလုပ်ကြီးဟောအဲ့လိုမျိုးဆိုဘာမှလုပ်လို့မရတော့ဘူးပေါ့မလုပ်မရနော်အတူဝယ်မိရဲ့လူကြရင်လည်းအတူမှန်သိလို့ရှိရင်တော့ကိုယ်လိန်ရောင်းရတဲ့လူကိုညဟိုတရားပြန်ဆွဲပြီးတော့ပဲဟိုတရားမနေနာမှုတောင်းပြီးတော့ပြန်လုပ်လို့ရမှာဗျအခုကဘယ်လိုလဲဆိုတော့နောက်တစ်ယောက်ကလည်းအဲ့လိုဟိုအခုကြုံရတဲ့နေရာမှာပေါ့နော်နောက်တစ်ယောက်လည်းရှိတယ်နောက်တစ်ယောက်ကဘယ်လိုလဲဆိုလို့ရှိရင်ကြတော့သူကအကျိုးဆောင်ကသူ့ကိုလိန်သွားတာပေါ့လိန်သွားတယ်သူ့ကိုဟိုလိုမျိုးဟိုပါမစ်ကိုဟိုတယောက်ကိုရောင်းလာပြီးသားဟာနောက်တစ်ယောက်ကိုသူလာထပ်ရောင်းသွားတယ်ဆိုတော့အဲ့လိုမျိုးဟာမျိုးကြတော့ तू ကလည်းဟိုခုနလိုပိုင်ရှင်တယောက်ကတွေ့သွားပိုင်ရှင်တယောက်တွေ့သွားတော့ तू ကတော့ဒုတိယဝယ်တဲ့လူဖြစ်သွားတာပေါ့ခုနပထမဝယ်တဲ့လူကတော့ခုနလိုနေတဲ့အနေအထားမျိုးလေးဖြစ်သွားတာပေါ့ဆိုတော့ तू ကအဲ့ချိန်ရလို့ချင်းအဲ့တယောက်ကခုနအကျိုးဆောင်ကိုရှာလို့မတွေ့တာပဲဖြစ်ဖြစ် तू လိန်ရောင်သွားတဲ့သူရှာလို့မတွေ့ခဲ့ဘူးဆိုရင်စုံးပြီပေါ့အဲ့လိုလားဒီကလိန်ရောင်သွားတဲ့လူပဲရှာရမှာဗျလိန်ရောင်သွားတဲ့လူရောင်းပြီးတော့သူစီကနင့်နာကြီးနဲ့ဒါမှမဟုတ်လိန်လည်မှုနဲ့တရားစွဲမှရမယ်အဲ့လဲကြာမှာတင်မမှုဖြစ်သွားတာဟို420ရာဇဝမှုပေါ့လေရာဇဝမှုနဲ့ဆွဲပြီးတော့နင့်နာကြီးရလုံးမှုဘယ်လောက်ရလုံးမှုနဲ့ပြန်ဆွဲပေါ့အဲ့တရားနှစ်မှုတော့ဆွဲပေါ့ငါလိုတကယ်တော့ပြေးကြများပါတယ်ဒါမှမဟုတ်ဘယ်လိုပြောရမလဲကိုတိရှာမလုပ်ခဲ့တဲ့ကိုရဲ့အားနေချက်ဖြစ်သွားတာပေါ့တစ်ချက်ပြန်ကြည့်ရမယ်အဲ့ဆိုတော့တေချာတခုကတော့စုံးပြီလို့သာမှတ်လိုက်ပါမြေဝယ်လို့ရှိရင်တော့အရေးကြီးတာဟိုကလေအကျိုးဆောင်ပွဲသားကောင်းရှာပြပထမတစ်ချက်ကကျွန်တော်တို့ရှင်းနေရှိရဆိုတာနောက်ပိုင်းကိစ္စဟုတ်ကဲ့ဟုတ်ဒါဆိုတော့ကဟိုဒီဟိုအချို့လိန်နဲ့စားစရာအတူတွေကကြာတော်တော်ကိုပြင်းလောက်ထားရှိတယ်ဟုတ်ကဲ့ဟုတ်အဲ့တော့သွားစင်လဲတို့လောနဲ့ဒါမျိုးသူတို့ကလည်းမှားနေပဲလွဲနေပဲမပြောရဘူးရအဲ့တော့ဒီကိုကအာမခံချက်ရှိတဲ့အကျိုးဆောင်ကောင်းနဲ့ပဲအလုပ်လုပ်ပြီးတော့သွားတာပိုကောင်းမယ်ကျွန်တော်အဲ့လိုကပဲသူမှတွေ့ရပါအခုမှလှုပ်ရှားလုပ်တဲ့ဟွာတွေအခုမှဒီလိုင်စင်မရှိပါဘူးအဲ့လိုမျိုးကြတော့အဆင်မပြေဘူးဗျဟုတ်ကဲ့ဟုတ်တခြားနာဒီခိုင်မာတဲ့အကျိုးဆောင်မျိုးနဲ့ဒါမျိုးလုပ်တာပဲကျွန်တော်အားပေးပါတယ်ဗျအကျိုးဆောင်တဲ့တေချာလေးအကျိုးဆောင်တေချာရွေးရေးကြည့်ပါဗျတေချာရွေးပြီးသွားလို့ရှိရင်ဆန်းတေချာစစ်ဆေးအဲ့လိုမျိုးပုံစံမျိုးပေါ့နော်အေးနော်အဲ့ပါမစ်ကိစ္စတွေကလည်းနော်နည်းနည်းလေးဟိုလွယ်မယောင်နဲ့နည်းနည်းလေးရှုပ်တယ်နော်ရှုပ်တယ်မြေကိစ္စကတော့ခုနလိုဟိုကျွန်တော်လည်းဦးဒီလေးလာတော့မှာပဲငါတက်ပြီးဟေးဆိုတဲ့တနေ့အဲ့ဒါတော့ခံရတဲ့နေပဲအများလေးလာနေရသူတို့တွေကဟိုအများတန်းကိုစဉ်းစားနေရဥပမာဗျာကျွန်တော်တို့အခုဝယ်ထားတဲ့အခုကြံခဲ့တဲ့မြေဆိုတာကကြတော့ဟိုကျွန်တော်တို့အရင်တော့ကလေလူတွေကကောင်းမေးလှပေးဆိုတဲ့အကွက်တွေအကုန်ယူပြီးသွားပြီအဲ့ခက်ကမကြိုက်တဲ့ကြံတဲ့မြေကွက်တွေဒါတွေပဲကြံတော့တာကျွန်တော်တို့မှာအဲ့ဒီမကြိုက်တဲ့တွေကပြန်ရွေးပြီးတော့ပြန်ဝယ်နေရပုံစံဖြစ်နေတာဟုတ်ကဲ့ဟုတ်ဘယ်ဟာအဲ့တော့ဟိုဘလို့အားနေတဲ့ဟာတွေထဲမှာအားနေတာအ ਨੇ ဆုံးမြေကွက်လေးရှာဝယ်မှဆိုတဲ့ပုံစံဖြစ်နေတာဗျအရှုမြေကွက်တွေကြတော့နေရာကောင်းရထားတယ်စားစရာကောင်းတာကမရောင်းတော့ကင်ထားတယ်ကျွန်တော်မိတ်ဆွေတရားဝယ်ထားတယ်2020ကဝယ်ထားတယ်အခု2021ကဝယ်တာ20မဟုတ်အခုပြန်ကြည့်တော့သူဝယ်တော့3300အရှိတကုံပါပဲအခု
အခုဟာလောက်ဖြစ်နေပြီ3000 3500လောက်ဖြစ်နေပြီသူမရောင်းတော့ဘူးလေသူနေရာကောင်းရထားအဲ့လိုမျိုးပေါ့ကျွန်တော်တရားကိုသူများမကြိုက်တာရွေးဝယ်နေရဖြစ်တဲ့ကြောင့်ပို့ပြီးတော့အနေလဲများသလိုပို့ပြီးတော့စီးစက်လုပ်ဖို့လဲပို့ရေးကြီးတယ်ဗျပို့ရေးကြီးနော်ဟုတ်ကဲ့ပါမယ်အတူကကြောက်စရာဘယ်လိုလုပ်လို့ရလဲပါမယ်အတူကတော့အဓိကတော့သူကဟိုပေါ့ဦးစီးလက်မှတ်တွေကိုသူ့ပါထိုးတာတစ်စိတ်တုံးကလည်းသူတို့မှရှိမှာပေါ့တစ်စိတ်တုံးတွေလုပ်တယ်ဓာတ်ပုံတွေလည်းသူတို့ဟောင်းနှွမ်းအောင်လုပ်လိုက်တယ်ပြီးရင်ဘေးနားလေးမှာအပေါက်လေးပါတယ်ပေါက်ဆိုတာရုံးရောက်ပြီးသားပါမစ်တွေပေါ့အဲ့ဒါတွေသူတနည်းနည်းနဲ့သူတို့ယူလာရရှိတယ်အဲဆိုရင်တော့ဟိုဒီအတူလုပ်တဲ့ကိစ္စတွေအတူတွေများပြားလာတဲ့ကိစ္စတွေကြတော့ကျွန်တော်တို့အဲ့ဒါတော့လောလောဆယ်တော့ထိန်းချုပ်လို့ကတော့ဟိုမရသေးဘူးဒါပေမဲ့ကျွန်တော်တို့ဒီဝယ်တဲ့ခါကျရင်တော့သေးသေးချာချာလေးစစ်စားကိုဝယ်မှာစစ်ရောက်ကမှရမှာဗျကြီးမားရမယ်ပေါ့ဒီအရှိတကုံမှာအဲ့လိုမျိုးပြန်သိမ်းလိုက်တဲ့ဟိုပါမစ်တွေရှိရဆိုအဲ့ဒါဟုတ်လားပြန်သိမ်းတယ်ဆိုတော့လေသူကအဓိကကနာဂိတ်ဖြစ်တော့လေနာဂိတ်ဖြစ်တော့အဲ့မှာစိုက်ပျိုးနေထိုင်ဖို့ဆိုပြီးတော့စိုက်ပျိုးရေးလုပ်ဖို့ဆိုပြီးတော့အရာဝတီတိုင်းလယ်သမားတွေကိုဒီမြေပါမစ်ချထားပြီးသားမြေတွေကိုသူကပြန်သိမ်းပြီးတော့လယ်မြေပြန်ဖြစ်သွားတယ်အထူးစိုက်ပျိုးရေးဇုံဆိုပြီးတော့အဲ့လိုမျိုးပြန်ဖြစ်သွားအဲ့လိုပြန်သိမ်းတယ်ဟုတ်ပြန်သိမ်းတော့အဲ့လူတွေကလာပြီးတော့စိုက်ပျိုးလုပ်ကြည့်ကြသေးတယ်အဆင်မပြေလုပ်ကြည့်ရတော့မြေကစိုက်လို့မရအောင်စိုက်လို့မရအောင်ကြောင်းပြောတဲ့ခါကျတော့ပြန်ပြီးတော့ပြန်ချပေးတယ်တချို့ကျတော့လည်းပြန်ချပေးတဲ့မြေခွဲတွေရှိတယ်တချို့ကျတော့ပြန်မချပေးသေးပဲနဲ့ရှိနေရှိတယ်အဲ့ဒါကြတော့ခုနစစ်တဲ့နေအိုးကြီးမှာစစ်တဲ့နေမှာတခြားမေးပါဒီကွက်သူတို့တိမ်သွားတဲ့ခါတည်းပါလားချို့ကလည်းပါတယ်ပြောတယ်အဲ့ဒါတော့ဝယ်လို့ရတယ်မပါဘူးအဲ့လိုပြောတယ်အဲ့လိုမျိုးပါတဲ့အောက်ကကိုဝယ်လိုက်ပြီဆိုရင်တော့အဆုံးပြီပေါ့မဆုံးလေသူပြန်သိမ်းတာမို့လားအခုလည်းမသိဘူးစီးပွားရေးစိုက်ပျိုးလို့မရလို့သူကအတန်းလန့်ဖြစ်နေတာပေါ့ဆုံးတော့မဆုံးသေးဘူးမဲ့နာဟိုနေရင်လည်းကြီးလန်းတာနေရပုံစံဖြစ်နေတာပေါ့နော်ငါကတော့နောက်ဆက်နေတော့ကဒီဟာကိုအထူးစိုက်ပျိုးရေးဇုံဖြစ်ကြီးညာထားတဲ့ဇုံွယ်ကြီးအဲ့ဒါဝင်နေတာဘယ်တော့မှပြန်သိမ်းမလဲအဲ့ဒါမျိုးတော့ကြီးလန်းတာနေရလိမ့်မယ်လောလောဆယ်မသိမ်းသေးရင်နောက်ကြလာရင်သိမ်းရင်လည်းဘယ်လိုလုပ်မှာလဲသိမ်းလို့ရဒါပေမဲ့ခုနလိုမျိုးပေါ့သူတို့သိမ်းသွားတယ်ဆိုတဲ့ဟာကလည်းဒီဟာကိုပြန်ပေးဖို့အတွက်ဆိုပြီးတော့သိမ်းသွားတယ်လယ်မင်းအထူးစိုက်ပျိုးရေးဇုံလုပ်ဖို့အတွက်ဆိုသိမ်းသွားတယ်အဲ့တော့အသိမ်းခံနိုင်ရတဲ့လူတွေကကြတော့သူတို့အစားပြန်ပေးတာရှိလားအစားပြန်ပေးဖို့ကကြတော့သူနေတဲ့ပုံမှာမူတည်ရဲ့ဗျသူကလေအစားပြန်ပေးတယ်ဆိုတော့ကိုဒီမြေမှာဒီလူနေထိုင်ခွင့်ပြုထားတဲ့မြေမှာနေပြီးတော့အဲ့မျိုးအုံဆွဲနေရင်တော့သူကပြန်ပေးတယ်အခုလည်းကွက်လက်ကြီးဝယ်ထားတယ်သူလည်းကွက်လက်ကြီးသိမ်းတယ်ဆိုရင်တော့ဘာသာပြန်မပေးဘူးသူကအစားပြန်ပေးတယ်ဆိုတာငကိုတွေကအစိုးရပြောထားပြီးသားအဲ့မြေခွက်တွေကိုထူးစိုက်ပျိုးရေးဆောင်မြေဖြစ်ပြောင်းလဲမယ်မင်းတို့ဒီငွေသွင်းထားတဲ့ငွေတန်ဖိုးတွေပါမစ်အပ်ပြီးပြန်လာယူလို့ပြန်ပြောပြီးသားငွေပြန်ပေးပြီးပါပြီသူတို့ငွေပြန်ပေးပြီးသားသူပါမစ်ပြန်ပေးမင်းတို့ငွေပြန်ပေးမယ်အဲ့လိုအစားမပေးပဲငွေပြန်ပေးလိုက်တယ်အဲ့ကဖြစ်တဲ့ကြောင့်အရှုပ်တွေကကြောင့်ငွေမယူဘဲနဲ့သွားလည်းမပေးဘူးအဲ့ဒါကင်ထားတာအဲ့ဒါမှကျွန်တော်တို့ကသွားပြီးတော့ရောင်းဝယ်မိပါတော့သူနောက်ဆုံးပြန်ရောလို့ရှိရင်တော့မှသူငွေသွင်းတဲ့ငွေပဲရောမှာပေါ့အေးပေါ့အဲ့တော့8000လက်ရှိပေါက်ဈေးနဲ့တော့ဘယ်သူကရောမှာနော်ဒါဆိုလို့ရှိရင်တော့ဒါကတော့ဟိုပါပေါ့ပါမစ်အကြောင်းလေးပေါ့ဆရာပါမစ်နဲ့ပတ်သက်လို့ဘယ်လိုပါဖြည့်ဆက်ပေးခြင်းသေးလဲပါမစ်ကတော့အဲ့လောက်ခုနလိုစီပင်မှာသွားပြီးတော့စစ်မယ်အိုးအိမ်မှာလည်းရုံးလက်ခံရှိပြီးစစ်မယ်မှန်ကန်လို့ရှိရင်တော့သတင်းစာကြီးညာ9ရက်လောက်ဘယ်သူကောက်ကမလဲပေါ့နော်အဲ့ကြီးညာပြီးတော့မှရောင်းဝယ်စာချုပ်ဝယ်လို့သင့်မယ်ပြီးရင်မြေတိုင်းမယ်မြေတိုင်းပြီးရင်ခြံခတ်မယ်မြေတိုင်းခြံခတ်ဦးနေလို့ခြံခတ်မယ်နောက်ပြီးတော့ဘေးနာရောက်ကအုပ်ချုပ်ရေးမှုရုံးဖြစ်တခုမှသွားပြီးတော့အကြောင်းကြားတာအကြောင်းကြားအတိပေးဆိုရင်တော့အဆင်ပြေပါတယ်ဗျကျွန်တော်တို့သူလည်းဝယ်ရအဲ့လောက်ကြီးခဲနေတာတော့မဟုတ်ဘူးဒါမဲ့ဒီပါမစ်ဆိုတဲ့စာရွက်ကြားထဲမှာပဲအားလုံးကတော်ရှုပ်ထွေးနေတာပေါ့ရှုပ်ထွေးဝယ်ရအဲ့လောက်မခက်ပါဘူးရှုပ်နေတာတော့တော်ရှုပ်တာလေးတော့ရှိတယ်ရှုပ်တာတော့လူတွေပေါ့ကွယ်လူတွေရှုပ်နေကြဆိုတော့မြေကတော့သူနီးသူခါနဲ့သူသွားတာပဲပါမစ်ကခုနသိချင်တာ grand ဆိုလို့ရှိရင်ခုနလိုမျိုးနှစ်30နှစ်60နှစ်90ရှိတယ်ပါမစ်ကကြတော့အဲ့လိုမျိုးရှိလားပါမစ်ကတရမ်းမပါဘူးတရမ်းမပါပါမစ်ထူးခြားချက်ကတော့ဒါပေမဲ့တကယ်ဆိုရင် तू ကပါမစ်မှာလေဘယ်နှစ်အတွင် grand shot ဆိုပြီးတော့ရေးထားတယ်ရေးထားပါတယ်ဗျအဲ့ဒါကိုအထက်ကိုကွက်လက်ထားပေးထားတယ်ဩ
โอเค အဲ့ဒိတ်ကိုဖြည့်ထားလို့ရှိရင်တော့ကျွန်တော်တို့ဟိုလုပ်လို့ရအောင်ပေါ့ဖြစ်မနေရှောက်အောင်ပါပေါ့အဲ့တော့ဖြစ်မနေရှောက်ဆိုတဲ့ပုံစံတော့မဟုတ်ဘူး အကယ်၍ကိုကအဲ့လိုသူပေးတဲ့ဒိတ်ကိုမှကြော်ပြီးတော့မှတော်လို့တယ်ဆိုအဲ့လိုတန်ကြီးပဲပေးရတယ် ပေးရပါအပြန်အေးယူရင်ခံရမှာပေါ့အခုကအဲ့ဒိတ်ကိုဟာတာဖြစ်တဲ့ကြောင့်သူတို့ကမရှောက်လို့ရတာပဲဆိုပြီးတော့ရှောက်ပွဲနေကြတဲ့သဘောဖြစ်နေတယ် อ๋อအဲ့လိုနော် ဟုတ်ကဲ့ grant ခုနလိုမျိုးဟိုဟာပေါ့ဒီ permit ကနေ grant ပြောင်းတယ်ဆိုလို့ရှိရင်ဘယ်လိုအချက်လက်လေးတွေဘာတွေလုပ်ရမလဲအခုနေဘာတွေဆောင်ဖို့လိုမလားပြီးသွားလို့ရှိရင်ဘယ်လိုပြောမလဲဘယ်လောက်ကြာနိုင်လဲပေါ့အဲ့ဒါလေးဟုတ် အရင်တော့ပေါ့နော် ဟုတ်ကဲ့ဟုတ် အခုကတော့ဟိုလူနံပါတ်ပြောပါဆိုတော့အရင်တော့ဒီပါမစ်ကိုပြောင်းလို့ရှိရင်တော့ပါမစ်မူရင်းရဲ့ပြောင်းသူရဲ့မှတ်ပုံနဲ့မိတူတကောင်စင်းမိတူပါမစ်အမိဘွားရဲ့မှတ်ပုံနဲ့မိတူတကောင်စင်းမိတူဒါလေးယူသွားပြောပြီးတော့ granted ရှောက်လာတင်ပြီးတော့သူဝယ်ထားတဲ့ဆက်စာချုပ်တွေနဲ့တွဲပြီးတော့တင်လိုက်အောင်ပါပဲအဲ့တော့တတ်မှတ်တဲ့6လ3လောက်ဆိုတော့ granted ရပါတယ်ဗျအဲ့တော့အခုံလဲဆောင်တာမလို့ပေါ့သူကနာမည်ပြောင်းလာဆိုတော့ဟိုအခုံလဲလွတ်တာဖြစ်တဲ့ကြောင့်6လ3လောက်ဆိုရတယ်အရင်တော့ကတော့အခုကလည်းအမိပေါက်ဆိုရင်တော့6လ3လောက်ကြာတယ်ဒါပေမဲ့အမိမပေါက်ပဲနဲ့သူသားသမီးတွေဆိုရင်လည်းပိုကြာသွားတာပေါ့3လလောက်တော့ထပ်တူပဲကြာသွားတာ အမွေစက္ကန့်ပြန်လောက်ရ ဘု တော့ စက္ကန့်ပြန်လောက်ကတော့ကျန်းကျင်ပါပါနဲ့ဒါမျိုးတွေပေါ့သွားတော့နည်းနည်းပူကြွားခိုက်တယ် အဲ့ဒါကုန်ကြစည်ကတော့ခုနလိုအခွန်ဆောင်တာတော့မရှိပေမဲ့ဒီရုံတွင်ပိုင်းမှာ ဟို ဟို မှာ ဟာ သွားတာနည်းနည်းပေါ့ရှိပါတယ်ဗျ လည်းပါတော့ရှိမယ်ပေါ့နော်အပြန်ဟိုစေကနန်း10သိန်းဝင်းကျင်လောက်တော့မသွားဘူးထင်တယ် သူတရားဝင်ဆောင်ကတော့ဟိုတရားဝင်3ကတော့အဲ့လောက်မှမဟုတ်တာသူကအဓိကတော့သွားလာစီလေးရယ်နည်းနည်းဖောင်မိုးပါညာနဲ့ဆိုတော့တိန်ကနန်း3သိန်းဝန်းကျင်လောက်ပါအဲ့လောက် 3သိန်းဝင်းကျင်လောက်ပဲသွားမှာပေါ့ ဟိုတော့ဟိုတော့ကနော်အခုတော့မဟုတ် ဟိုတုန်းကဟိုရှောက်တော့ဆိုခုနကဆရာပြောလို့ဆိုလို့ရှိရင်အခုလက်ရှိရှောက်တဲ့လူရဲ့မတ်ပုံတင်မိတ်တူမူရင်းပြီးရင်ဒီပါမစ်အမိပေါက်ရဲ့မတ်ပုံတင်မိတ်တူမူရင်းအကယ်၍အဲ့ပါမစ်အမိပေါက်ရဲ့မတ်ပုံတင်မိတ်တူမူရင်းမရဘူးဆိုရင်ရော မရသူကအိုးရင်ရုံမှာလှမ်းတောင်းတယ်လေစီမရ ဟုတ်ကဲ့ အဲ့တော့ရှိရင်အိုးရင်ကသူဟို အဲ့လိုမိတ်တူပဲရမှာပေါ့မူရင်းတော့ပဲရမယ် မူရသူတို့စီမှာလေမူရအမိပေါက်စီမှာလေ ဟောအမိပေါက်စီမှာ အဲ့လေမူရဟုတ်ပါမမိပေါက်စီမှာလေမူရ အဲ့လေအဲ့အမိပေါက်ကျွန်တော်ရှာလို့မတွေ့တော့ အိုးရင်ရုံမှာရှိရလေမိတူက အော်အဲ့ဆိုမိတ်တူနဲ့ပဲ လှမ်းတောင်းလို့ရတယ်လေဒီမှာသူ့ဘာမပါဘူးမိတူမပါဘူးတကောင်စင်းမပါဘူးမရှိရင်ပို့သွားတယ်တခါပို့ပေးလိုက်တာပေါ့ အဲ့ဆိုရင်တော့မိတ်တူနဲ့ပဲဆက်လုပ်ရှာလို့ရတာပေါ့အဲ့လိုမျိုး ပါတယ် ဟောโอเคအဲ့ဆိုရင်ဟိုဂရန်ကပါမစ်ကနေဂရန်ကိုပြောင်းတာကခုနလို6လတစ်နှစ်ဝန်းကျင်လောက်တော့ကြာမယ် ဟုတ် အခုဆောင်ကြတော့မလိုဘူး မလို့ ဒီကုန်ကြစီရုံးတွင်းပိုင်းကုန်ကြစီစားရဆိုင်ရန်ဖို့သွားလာဖို့ဒါပဲကုန်မယ် ဒီလောက်ပါပဲ အဲ့လောက်ပဲရှိမယ်နော်ဟောပါဗာလဲဂရန်ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအထက်မြင့်ကကြတော့ခုနပြောလို့6ထက်ကနေပြီးတော့မှ ဆက်မြေးကျပုံမူတည်တယ် ဟောဟုတ်ပြီ ကိုမြရှစ်ထက်ဆောက်လို့ရမယ်မြေကျလို့ရှစ်ထက်ဆောက်လို့ရမယ်ဆယ်ထက်ဆောက်လို့ရမယ်မြေကျလို့ညဆယ်ထက်ဆောက်လို့ရအောင်ပေါ့အဲ့တော့ဒီလိုစီပင်အင်ဂျင်နီယာပိုင်းတော့ပူသိမယ်ဗျာသူက20 60ဆိုများသောအားဖြင့်ကတော့6ထက်လောက်ဆောက်ကြနော်20 6ထက်ပဲဟုတ်တယ် 40 ဒါပေမဲ့ကျွန်တော်ဟိုဟာကြတော့ကျွန်တော်ကြတော့ဘယ်လိုမျိုးဟိုအစထင်လိုက်လဲဆိုတော့ဗောနော်ဒီလမ်းမကြီးတွေပေါ့ကျွန်တော်ဒီဘယ်လိုပြောမလဲလမ်းကျယ်တဲ့အနေအထားမျိုးပေါ့နော်အဲ့လိုအနေအထားမျိုးဆိုလို့ရှိရင်အဲ့လို10ထက်12ထက်ရတယ်လို့ကျွန်တော်တော့အဲ့လိုထင်ထားတာပေါ့ လမ်းလဲကျယ်မှာပေါ့တော့မြေလဲကျယ်အောင်မယ်လေအခုပေ20မှာဟိုရှစ်ထက်တိုက်10ထက်တိုက်ဆောက်လို့ဆင်းမပေးတာအဲ့ဒါရဘလို့ခံနိုင်ရှိမှာဝိတ်ကို ဟုတ် အဲ့တော့ तू က40 60လို့ပါတော့မှာပဲမြေကျင်အထက်မြင့်တယ်လို့ရမှာပေါ့ဒီလိုပဲသွားပါလေဗျကျန်တဲ့လမ်းကျယ်တဲ့အပိုင်းကျတော့လမ်းကျင်ကျယ်တယ်လို့ပေါ့ဟိုအရှို့လေဟိုအထက်မြင့်နေစဉ်ရွှေတောင်ကျတော့မှလမ်းသိမ့်မှမကျယ်တာဒီ तू အဆောက်အဦတွေကလည်းအမြင့်ပဲရှိရလေ အဲ့ဆိုရင်တော့ဒါသူ့ရဲ့ဟိုဟာနဲ့မူတီတာပေါ့မေးကျယ်ဝ မြေ န်း ကျင်တဲ့မူတည်တယ်ဗျ မေးကျယ်ဝန်းလမ်းကျယ်ဝန်းပေါ့အဲ့လိုမျိုးပုံစံမျိုးဖြစ်မှာပေါ့ဆရာဟိုဟာရောအဲ့ဒီကျွန်တော်ဒီဂရန်မှာဆိုရင်ခုနပြောလို့ဂရန်ကတုံးကနေပြီးတော့ဂရုံးဖြစ်သွားပြီပေါ့ဆရာ ဟုတ် ဂရုံးဖြစ်သွားပြီဆိုလို့ရှိရင်ဒီဘက်ကိုကျွန်တော်တို့ဒီပြန်ပြီးတစ်ဖက်သက်တရားဆွဲပြန်လို့တဲ့ကိစ္စမျိုးကဘယ်လောက်ကြာနိုင်လဲဘယ်လောက်ကုန်ကြာနိုင်လဲ တက်တရားဆွဲတာကစာချုပ်စာတမ်းချုပ်ဆိုပေးစီလို့တမှုဆွဲရမယ်နောက်ပြီးတော့အဲ့တရားဝင်ကအနိုင်ဒီအမိန်ကိုအကောင့်နဲ့ပေါ်ဖို့အတွက်ဇာရီမှုဆိုတာရှိတယ်အဲ့ဒါကိုဖွင့်မယ် ဟုတ်ကဲ့ ဒီ ဟုတ် ကောင်တော့သူ6လလောက်ဆိုပြီးပါတယ်ဗျ 6လဝန်းကျင် 6လပြီးရင်လည်းပြီးတော့သူကတရားဝင်ကနေပြီးတော့ဘီလီတရားသူခန့်တယ် ဟုတ်ကဲ့ ဘာလို့လဲဆိုတော့ရောင်းသူရဲ့ကိုစားရောင်းမိပုံကူဖို့ဒီရောင်းဝယ်စာချုပ်မှာလက်မှတ်ထိုးဖို့ဆိုခန့်လိုက်တယ်အဲ့တရားသူကြီးနဲ့တွားပြီးတော့ဆိုတော့ရောင်းမိပုံကူတာရဲ့အခွန်ဆောင်မှတ်ပုံနဲ့စာချုပ်ချုပ်ဆိုတာဆိုတော့ဘာလို့တော့တွားလိုက်မလဲဗျ
တစ်နှစ်ခွဲလောက်တော့အဲ့လောက်တော့ကြာမှာဗျ အပီစီ ဟုတ်ကံကတုံးတို့ခေါ်တဲ့ဟာတွေပေါ့နော်ရက်ခေါ်ကံကတုံးဆိုရင်တော့အဲ့လောက်တော့ကြာတယ် အဲ့ဟာကဟိုပါပေါ့အခွန်ဆောင်စရာကြတော့ပုံမှန်တိုင်းပဲအခွန် ပုံမှန်တက်ပါဗျ9.5%ခန့်ပါပဲ အဲ့လိုမျိုးဆိုလို့ရှိရင်ကြတော့ခုရောင်းခွန်ကကြတော့ဘယ်လိုဖြစ်သွားနိုင်မလဲဆရာ ရောင်းကုန်ကတော့ तू ကဟောမရှိတာ तू ကဒီတရားဝင်နဲ့ဆိုတရားဝင်နဲ့ပြန်ရှင်းရပုံစံပေါ့ ဝဲလူခုနလိုနာမည်ပြောင်းတဲ့သူကပဲရောင်းခွန်တွေပါဆောင်ရတာလားအဲ့လိုလား ရောင်းကုန်တော့ तू ကတရားဝင်နဲ့ဆိုရောင်းကုန်မလိုက်ဘူးရတယ် အော်โอเค ရောင်းကုန်ကကျွန်တော်တို့ဒီအမှုစဆွဲတဲ့တရားဝင်မှာအခွန်တင်ပြီးတော့ဟောလုပ်ရလေခွန်တင်ပြီးတရားဆွဲတာဆိုတော့ အဲ့ဆိုရင်ကျွန်တော်တို့ဒီဟိုကိုကွားနဲ့ကိုဝဲခွန်တစ်ခုလောက်ပဲကိုဆောင်ရတဲ့အနေအထားမျိုးလေးရှိတာပေါ့နော် ဟုတ်ကဲ့ အခုနလိုဒါတော့ဂရုံးကိစ္စပေါ့အမွေစက္ကန့်လောက်တဲ့ဟာဆိုလို့ရှိရင်ရောဘယ်လောက်ကြာနိုင်လဲဘယ်လောက် အမွေစက္ကန့်ကြတော့သူ့ရဲ့ဒီအမိပေါက်ရဲ့တည်စင်းတွေမှတ်ပုံတင်တွေတကောင်စင်းတွေဂရန်တွေစုံနေလို့ရှိရင်တော့မွေစက္ကန့်ဟာ3လလောက်နဲ့ရပါတယ် 3လလောက်နဲ့ရ 3လနဲ့ရပါတယ်3လပြီးတော့မှအမိပြောင်း3လ6လ အဲ့ဆိုရင်အမွေစက္ကန့်တဲ့ဟာက3လပြီးအဲ့3လပြီးသွားလို့ရှိရင်သူတို့ကဟိုဟာဒီပိုင်ဆိုင်မြေပုံထွက်လာမှာပေါ့ ဟုတ်တယ် ပိုင်ဆိုင်မြေပုံထွက်လာပြီဆိုလို့ရှိရင်သူတို့ရဲ့ဒီခုနလိုမောင်နှမ4ယောက်ရှိရင်4ယောက်လုံးနာမည်နဲ့ စာချုပ်ပြန်ချုပ်အောင်မယ် ပိုင်ဆိုင်ကြောင်းကိုပြန်ချက်ချုပ် ပြန်ချုပ် အဲ့ဟာကနောက်တော့3လထပ်ကြာမယ် စာချုပ်ပြီးတော့အမိပြောင်း ပြီးโอเคအဲ့ဆိုစုစုပေါင်းက6လလောက်ကြာတော့မှဒီခုန4ယောက်ရှိဆို4ယောက်စလုံးနာမည်နဲ့စောက်ဟိုအနောက်မှာနာမည်ပြန်ပြီးတော့ပြန်ဖြစ်သွားမယ် ဟုတ်ကဲ့ အဲ့ဒါပြီးတော့မှသူတို့ပြန်ရောင်းမယ်ဆိုလို့ရှိရင်ရောင်းမယ်အနေထားမျိုးပေါ့ ဆော နော် င်းမဆိုရောင်းမျိုးပြန်ကူပေါ့လေ ရောင်းမျိုးပြန်ထက်ကူဆိုတော့အဲ့ကိစ္စကြတော့ဘယ်လောက်ကုန်ကြနိုင်လဲဆရာ ကုန်ကြတာတော့လေတယောက်တစ်ယောက်ကတော့မတူကြဘူးဗျရှင်းနေတိုင်းရောလေအဲ့တော့သူတို့ဘယ်လိုပြောမလဲကုန်တော့ကိုငှားမဲ့ကိုဘာလုံးမဲ့ဆရာပဲမိတာပိုကောင်းမှာအဲ့ဒါကြောင့်တယောက်တည်းမတူကြဘူး အော်အဲ့ဒါကြတော့ဟိုဟာမျိုးပေါ့ဒီဆရာနဲ့ပဲဆရာပေါ်တွေပဲမူတည်မှာပေါ့ ဟုတ်တယ် ဟိုလိုမျိုးယုံတွင်းပိုင်းကုန်ကြတာတွေပါရ အဲ့လောက်မရှိပါဘူးဟုတ် အော်โอเคသဘောပေါက်ပြီဆရာအခုနေပါရောဆောင်ဖို့လိုလားအဲ့ဒီဟိုဟာ မွေးဆက်ခံတော့မလို့ ငွေစက္ကန့်ခွန်ဆောင်ကြမလို့နော် ဟုတ်ကဲ့နောက်ဂရန်နဲ့ပတ်သက်ပြီးပါရှိအောင်လဲဂရန်နဲ့အဲ့လိုဟာလောက်ပါပဲဂရန်ကတုံးရှိမယ်နောက်ပြီးတော့ဟိုစာအုပ်စိမ်း2013နောက်ပိုင်းထွက်တဲ့ဂရန်ရှိမယ်2013မတိုင်စာအုပ်အဖြူလေးရှိမယ်ဒီ ဟိုဆရာဟိုဒီလိုမျိုးဟိုဖြစ် ကတ်စာလေးရှိမယ် ဟုတ် အဲ့တော့ကျန်တာတော့နောက်ခွာရှိသေးတယ်ဗျဟိုလေကုန်းမြင့်တာတက်ဌာနထုတ်ပြီးတက်ဂရန်တစ်မျိုးရှိသေးတယ် ဟုတ်ကဲ့ဟော တက်ဂရန်ကျွန်တော်တို့ဒီမင်္ဂလာအောင်ဘားလာဘက်မှာရှိတယ်တက်ဂရန်လေးရှိတယ်အဲ့လိုသူကဂရန်ကဲသို့အာနိသင်ရှိတယ်သူရေးပေးထားတာသူကနာမည်ပြောင်းလို့မဘာလို့မရ အော်โอเค အဲ့ဟွာပေါ့အဲ့လက်မကိုကင်ပြီးတော့ရောင်းဝယ်လုပ်ကြတာရှိတယ် ဆရာအထူးဂရန်ကြတော့ဘာကိုပြောရလဲ အထူးဂရန်ဆိုတာကတော့ဟိုနားလည်အောင်ပြောရရင်ကျွန်တော်တို့ဟိုဌာနဆိုင်ရာကနေပြီးတော့ဂရန်ရှာပေးတဲ့စီမံချက်တွေပါတဲ့ဂရန်မျိုးမဟုတ် ဟုတ်ကဲ့ ကိုယ်တိုင်လုပ်ထားတဲ့ဂရန်မျိုးပေါ့အဲ့မျိုးအထူးဂရန်ပေါ့အဲ့လိုအထူးဂရန်ကြတော့သူရေးဟိုဒီမှာဗျာဥမာဒီမြတ်ပက်လက်မြေဖြစ်ဖြစ်လမ်းနဲ့လွတ်တာဖြစ်ဖြစ်တခုရှိလို့ရှင်ကိုကဂရန်လျှောက်ရှင်လို့ရှင်ဟိုအဲ့မှာဂရန်သွားတင်ပြီးတော့ရလာတဲ့မြေဂရန်မျိုးပေါ့အဲ့မျိုးဂရန်လည်းရှိပါတယ်အထူးဂရန်ချို့ကြတော့လည်းဟွာရှိသေးတယ်ကြက်ခိုင်ကြီးကထုတ်ဝေတဲ့ဂရန်လည်းရှိသေးတယ်ရွှေပြည်သာဘက်မှာကြက်ခိုင်ဂရန်ဆိုပြီးတော့ အော်အဲ့လိုမျိုးဂရန်လည်းထက်ရှိတယ် ရှိသေးတယ်အဲ့တော့ကြောက်လဲနာမည်ပြောင်းလို့ရတယ်နာမည်ပြောင်းလို့မရအောင် နာမည်ပြောင်းလို့မရအောင်ဒီလိုပဲဆက်စာချုပ်နဲ့ပဲ ဟုတ်တယ် သွားမှရမှာ ဟုတ်တယ် အော်ကျွန်တော်သဘောပေါက်ပြီဗျဆိုတော့အဲ့ခုနလိုမျိုးပေါ့အထူးကရန်ဆိုလို့ရှိရင်ကြတော့နာမည်ပြောင်းလို့ရလား နာမည်ပြောင်းလို့ရပါတယ်ဗျ အထူးကရန်ဝယ်တာကစီပီမှာတော့သူကနာမည်ပေါက်နေမှာပေါ့ နာမည်ပေါက်နေမယ် အဲ့တော့သူ့ဝယ်တဲ့ဟာခုနလိုမျိုးဟိုအနေရှိနိုင်တာပေါ့ဟိုရောင်းဖို့ဝယ်ဖို့တွေဟုတ် အဲ့တော့ကိစ္စမရှိပါဘူးအနေရရှိတဲ့ဂရန်ဆိုရင်တော့ပါမစ်ပြောက်ဂရန် ဟုတ် အနေရရှိတယ်ဗျ ဟုတ်ကဲ့ဘယ်လိုမျိုးပုံစံမျိုးလဲဆရာအဲ့ဒါလေးနည်းရှင်းပြပေးပါဟုတ် အဲ့စောက်စိမ့်မယ် ဟုတ်ကဲ့ ဒါပေမဲ့စာမျက်နှာလှိုင်းတာနဲ့တစ်စကုန်းထူထားတယ် ဟုတ် ပါမစ်ပြောက်ဆုံးသွားကြောင်းကျန်းကျင်သဖြင့်တခုထောက်ထားပြသဖြင့်ဂရန်ထုတ်ပေးထားခြင်းဖြစ်ပါသည်တစ်ချိန်မှာပါမစ်မူရင်းပြန်ပေါ်လာရင်ဂရန်ပြန်သိမ့်မယ် အော် လက်ခံဂရန်ယူ အော်โอเค အဲ့လိုထုတ်ပေးထားရရှိတယ် အဲ့ဒါကျွန်တော်ဟိုတစ်ခေါက်တော့ပဲဗာလဲတောင်တကုံမှာ ဟုတ် ကျွန်တော်အဝယ်တယောက်ကအဲ့လိုမျိုးကရန်နဲ့တွေ့လို့ဆိုတော့သူမဝယ်တော့ဘူးဖြစ်သွားအဲ့ဒါကြတော့ခုနလို လုပ်လို့မရဘူး ဟိုအခုအဲ့ကိစ္စကြတော့အဲ့ဒါလေးတစ်ချက်ဆွေးနွေးချင်ဆရာအဲ့ကိစ္စကြဘယ်လိုလဲဆိုတော့အဲ့အကွက်ကဟိုသူ့မှာကဟိုဟာရှိတယ်ပါမစ်ရှိတယ် ဟုတ်
ပါမစ်ကရှိတယ်ဒါပေမဲ့ तू နောက်ဆုံးစာရွက်အဲ့လိုမျိုးဟိုနည်းချကြိုက်သွားလို့ဆရာ ဟုတ် အဲ့နဲ့ तू အဲ့ဟာပျောက်တယ်လို့လုပ်ပြီးတော့မှ grand လျှောက်လိုက်တယ် ဟုတ်ဩ grand လျှောက်လိုက်တယ် तू ရောင်းတဲ့ခါကျတော့လေ तू ဟိုပါမစ်ကိုပြနိုင်တယ် ဟုတ် ဆိုတော့အဲ့လိုမျိုးဟာကျတော့ဝယ်မယ်ဆိုရင်ရော ဒါဆိုဝယ်လို့ရပါတယ်သူမှရှိရပဲလေသူပြနေတာပဲလေ ဒါပေမဲ့ပြန်ရောင်းဖို့အတွက်ကျတော့နည်းနည်းလေး နောက်ဝယ်သူကဝယ်သူပေါ်မူတည်တာ ဝယ်သူပေါ်မူတည်ပါပေါ့နော် ဝယ်သူပေါ်မူတည်တယ် အဲ့ဒါကျတော့မိတ်တူမန်နဲ့တူလား မိတူမှန်လည်းမတူဘူးမိတူမှန်ကြတော့သူလည်း grand စားဟုတ်ပဲ ဟုတ်ကဲ့ ဒါပေမဲ့ grand စားထိတ်မှာမိတူမှန်ဆိုထုပေးတာလေစိတ်တုံးလေး မူရင်မဟုတ်ပဲနဲ့မိတ်တူမန် तू စာရွက်တိုင်းမှာတော့မပါဘူးပေါ့ စာပဲတိုင်းမှာပါတဲ့ဟာပါတဲ့ဟာမပါဘူးသူကဘာတစ်ခုထူးခြားလဲဆိုတော့ grand နောက်မှာထိုးတဲ့ဦးစီးလက်မှတ်တွေဦးစီးမှုဒူးညုံမှုတွေပဲမပါလက်မှတ်တွေမပါတော့ ဟောမိတ်တူမန်မှာအဲ့ဒါမပါ လက်မှ တော့ တ်တွေမပါတော့မယ်နဲ့ grand ထုတ်သွားလူလက်မှတ်ပဲပါတယ်သူလက်မှတ်တွေမပါတော့ အော် သူလက်မှတ်တွေမွေးမှာပဲရှိမယ် အော်ဟုတ်ပြီ ဟိုသူတို့ပြောက်သွားရင်မွေးမှာပဲရှိမယ်အဲ့လိုမျိုးလုပ်ပေးထားတယ်အလွယ်တကူခွဲလို့သိအောင်ပေါ့ ဟုတ်ကဲ့ဟုတ် မိတူမှန်လို့ရေးထားတယ်ပြီးတော့သူလက်မှတ်မပါတော့ ဆိုအဲ့မိတ်တူမန်အယောင်းဝယ်လောက်တာရောဘယ်လိုရှိလဲဆရာ မိတူမှန်ရပါတယ်ဆင်ပြေပါတယ် အယောင်းဝယ်လို့ရနော် မိတူမှန်ရတယ်ပါမပြောက် grand ရှောက်သူတော့ဟောမလို့အဲ့နဲ့မများဘူး အဲ့ဒီမများ ဟုတ်ကဲ့ ဟိုပါမစ်ပြဂရန်ရှောက်ကြတော့အနေများတဲ့အကြောင်းရင်းကဒီ ပါမေးအစ်စ်ပေါ်လာရင်တိတ်မှာသူကအဲ့လက်ခံလက်မထိုးရတာ အတုနဲ့လာလောက်တယ်ဆိုရင်ရလားမရလောက်တယ်နော် တူနဲ့ကြတော့အိုးမှာဒီဟာတူလာစစ်လာဆိုပြန်ပြီးတော့ပါမေးကိုစစ်ကောင်းမလဲစစ်ပြီးတော့ဒီပါမေးမှန်ရင်တော့ကိုယ်ကရံမလွယ်ဘူးပေါ့ပြန်ပြက်ခံမှာပေါ့ ဘာကြောင့်လဲဆိုတော့လေဟိုမျိုးပေါ့တချို့ကြောင့်လည်းရှိနိုင်တယ်ပေါ့နော်ဟိုပါမစ်ပျောက်သွားတယ်လို့လှုပ်တယ်ပြီးရင်ဂရန်ရှောက်လိုက်တယ်ပြီးတော့ဂရန်ကိုလည်းတယောက်ကိုရောင်းတယ်ပါမစ်ကိုလည်းတယောက်ကိုရောင်းတယ် အဲ့တလောကပဲမင်္ဂလာမှာအဲ့လိုဖြစ်ဘူးတယ် ဟုတ် အန်ကယ်ကြီးတယောက်တက်80ကျော်နေပြီသူ့နာမည်ပေါ့ပါမေးချပေးရတာ ဟုတ် ချပြီးတော့သူရောင်းမယ်ဆိုပြီးတော့ဆရာဒီမှာစီပင်စစ်ပေးပါအောင်ဆိုစီပင်စစ်တော့ဂရန်ဖြစ်နေပြီသူက အော်ဆိုတော့ဂရန်ဖြစ်နေ မိဘောက်ကိုယ်တိုင်နော်ရှိတယ်ပါမယ်အဲ့ဒါမဟုတ်ဘူးလေကျွန်တော်မိဘောက်ပဲလေ မလို့ရသေး ဟုတ်အန်ကယ်လို့ဂရန်ဖြစ်နေပြီအန်ကယ်ကိုကလို့ဒါပေမဲ့နာမည်တော့မသိဘူးပြောတာအဲ့ဘယ်ကလူတွေလဲဘလိုဂရန်ဖြစ်နေရလဲအဲ့ဒါကျွန်တော်တို့စီပင်ချီတက်သွားပြီးတော့စီပင်မှာမှကြည့်တဲ့ခါကျတော့ဘာမင်းပြောင်းတဲ့ဂရန်လျှောက်တာသူဟာ အော် အခုအဲ့ဒါကိုဂရန်မူရင်းပေါ်လိုက်ပြီးတော့အကြောင်းသူ့ပါမစ်ကိုပြန်လက်အပ်ဆိုပြီးတော့အစင်းစင်းအကြောင်းကြားတာလည်းလုပ်နေပြီပြန် တူဂရန်ပြန်လာအခမ်းတာအဲ့ဒါကြတော့ဆရာဟိုလက်ထဲမှာအဲ့လိုမျိုးပါမစ်မရှိတော့ तू ကဘယ်လိုလုပ်ပြီးတော့မှအဲ့ဂရန်သွားလျှောက်ထားလဲဟိုဂရန်မူရင်ဟိုပါမစ်မူရင်ကိုယ်တိုင်ကသွားလျှောက်တာမဟုတ်ပဲနဲ့ ဘာမမိတ်တူဘယ်ရရလဲမသိဘူးပေါ့ အော် तू အဲ့လိုမျိုးမိတ် မိတ် တူ တူဆိုတပ်ပုံဖြစ်ဖြစ် အော် ဒါမှမဟုတ်တစ်ခုခုပေါ့ဘယ်ရရလဲတော့မသိဘူးပေါ့ တနေရနေတော့ရနေတယ် ရပြီးတော့ ဒါပေမဲ့အဲ့လိုမျိုးခုနလိုမျိုးဟိုဟာသွားလျှောက်တဲ့လူနဲ့ဒီနာမည်နဲ့ကမတူတော့ ဒီ ဆက်စာချုပ်လည်းမရှိဘူးဆရာအဲ့ဒါကိုဂရန်ဘယ်လိုသွားထုတ်လို့ရရလဲအဲ့ဒါ ကိုတော့ဆက်ဆက်သူကဖန်တီးလိုက်မှာပေါ့ဆက်ဆက်ကျုပ်တွေဖန်တီးလိုက်တင်လိုက်မှာပေါ့ အော် အမေကပြောက်သွားတယ်ဆက်ဆက်တို့ရရှိပါသေးတယ်ဆိုတင်လိုက်မှာပေါ့ သဘောပေါက်ပြီဒါဆိုလို့ရှိရင်အဲ့ဟိုဂရန်ကပြန်လာမအပ်ဘူးဆိုလို့ရှိရင်လေ ပြန်လာမှလည်းသူကမရှိစင်းနဲ့မရှိတော့ဘူးက အော်စင်းလည်းမရှိတော့ စင်းအခြားလူနေမဖြစ်နေလိမ့်မယ်ကိုအန်ကယ်ကြီးနေမဖြစ်နေလိမ့်မယ် အော်ဟုတ်ပြီ ဘာမှလုပ်မရတော့လေ ဟုတ်ပြီအငယ်ကြီးကကျတော့ तू အောက်တစ်ခါလေး तू ဂရန် तू ပြန်ပြောင်းမယ်ဆိုလို့ရှိရင် ခါလေးရှောင်းနေကို तू ပြန်လျှောက်တယ်ဆိုလို့ရှိရင်ခုနလိုမျိုးဟိုကတော့ပါမစ်အပြောက်ဟိုလိုတော့မဟုတ်ပဲနဲ့ဂရန်မူရင်းပြန်မထွက်လာမှာ ရိုးကရန်ရှောက်တယ် အော်โอเคအဲ့ဒါတော့ သူ ဟို တို့တာဝါသူ့နာမည်ပေါက်ဒါရကြီးတို့ပါမစ်ကသူ့ပါမစ်ကြီးတခါတန်းရှောက်လို့ရပါတယ် အကယ်၍သူဟာမဟုတ်ဘူးဆိုရင်ရောဆရာ तू ကအဲ့လို တော့မရဘူးပိတ်ထားရလေ မူရင်းမဟုတ်ဘူးဆိုရင်ရော ပိတ်ထားရလေခုဘာလုပ်မရ အော်ဘာလို့လို့မရ အာ ဒါပေမဲ့မဟုတ်လေဟိုဂရန်ကိုကြတော့ပြန်ဖြတ်သိမ်းပါလား ချက်သိမ်းမလားဆိုတော့အဲ့ဒါစီးပင်မမူတည်တယ် အော်စီပင် ပြန်သိမ်းမလားပါလားဆိုတော့ခုဒီကကျွန်တော်တို့အဆင်ပြေတယ်ဆိုတော့ကြတော့ပါမစ်ပိုင်ရှင်မူရင်းအမိဘကိုယ်တိုင်ရှိနေလို့အဆင်ပြေတာ အော်အဲ့လိုမျိုးနော်မူရင်းအမိဘဂရန်ရှိလို့ဒီပြန်လျှောက်လို့အလွယ်သွားတာပေါ့အဲ့ဆိုနောက်ပိုင်းဟိုဂရန်ကြီးဝယ်ထားတဲ့လူကတော့ မလွယ်ဘူး သွားပြီပေါ့ ဟုတ် ရှုံးပြီပေါ့ အဲ့ဒါစာအုပ်တော့ပြန်ရမှာပေါ့ ဟေးပါတခြားဟိုကတော့ဘာမှလုပ်လို့မရတော့ဘူးနော်ဒါပေမဲ့အဲ့ဝယ်ထားတဲ့လူကဒါအဲ့နေရာမှာနေတယ်ဆိုလို့ရှိရင်ရော နည်းနည်းဆုံးရှင်းရမှာပေါ့ အမှုတွေပဲဖြစ် ဖြစ်မှာ မှုတွေပဲဖြစ်သွားတော့ ဖယ်ရှားစီလူမှုတွေပဲလာတော့မှာအဲ့တော့မှာ အော်အဲ့လိုမျိုးတခြားအမှုတွေတက်ပြီးတော့မှ တက်ပြီးတော့လည်းဟုတ် လောက်ရမှာအဲ့ဆိုလည်းအဲ့ဒါလည်းကြာမယ်ပေါ့ ကြမယ်ခုနဟိုအန်ကယ်ကြီးဆိုလဲသူ့အမိဘပါမစ်ရထားတယ်ပါမစ်ရထားပေမဲ့ငါတော့ခိုင်မာယူရဲဆိုပြီးတော့20လောက်ကိုဘာမှမလုပ်ခွဲထားထားတယ် အခုအဲ့ ကျိုးဆက်ကကြတော့ မြေကြီးနေမှာလည်းဘယ်သူမှမရှိဘူး မရှိဘူး ဟောတော်သေးရပေါ့ တော်သေးတယ်အဲ့ကျိုးဆက်ကတော့ခုနလိုမျိုးသူ
သူ့မြေနေရာမှာအခြားလူနာမည်ကရန်ဖြစ်သွားတယ် အဲ့လိုမျိုးအဲ့တော့မြေဝယ်လို့ရှိရင်လက်ရောက်ယူအရေးကြီးတယ်ဆိုတာပထမတည်းကပြောတာအဲ့အကြောင်းကနေပါဗျမြေကလက်ရောက်မြူထားလို့ရှိရင်ဟိုတော်တော်အဆင်မပြေရဲတော်တော်ရှုပ်တဲ့ထက်ပါတယ်ဒါကြောင့်မို့လို့ လက်ရောက်ရှိနေမှာ ဟုတ်ကဲ့ ဟောပေါ့ grand mate to man ပေါ့နော် mate to man ကိုကျွန်တော်တို့ဟိုဝယ်လိုက်တယ်ပေါ့ ဟုတ်မိတ်တူမှာ ဟိုခုနလိုမျိုး permit အပြောက်လျှောက်တဲ့ဟာဆိုလို့ရှိရင် permit ပေါ်လာတယ်ဆိုရင်ဒီ grand ကပြန်သိမ်းမယ် ဟုတ် mate to man ကြတော့အဲ့လိုရှိလား မိတ်တူမှာမရှိရတယ် မူရင်းပြန်ပေါ်လာလဲ မွေးပြန်မော်လဲမွေးကတော့မရှိတော့သူမိတ်တူမှာထုတ်ပြီးပြောလေမွေးပြန်သိမ့်ပေါ့ဌာနမွေးပြန်သိမ့်မှာပေါ့ မူရင်းပြန်သိမ်းမှာ ဟုတ်ကဲ့ အကယ်၍ဒါခုနလိုမျိုးပေါ့လူကသူကသူ grand ပျောက်တယ် နှိုးသုံးရောင်းတဲ့သဘောပေါ့ အဲ့တော့နိုးသုံးရောင်းလိုက်တယ်ဆို မွေး ရင် နဲ့တစ်ခုရောင်းကံမိတ်တူနဲ့တစ်ခု mate to နဲ့တခုရအောင်အဲ့လိုမျိုးဆိုလို့ရှိရင်တော့မူရင်းကင်တိုင်းလူကအားဖို့တာတာပေါ့ မွေးကင်တဲ့တာမို့သူလက်ရောက်ရလဲပေါ့လက်ရောက်ယူထားရလူဥဆုံးဝယ်ထားရလူတာ အော်ဦးဆုံးဝယ်ထားတဲ့လူတာ တာ အင်းဆို mate to man ကိုကအရင်ဝယ်လိုက်တယ် မိတူမှန်ဝင်လဲမိတူမှန်တာရအဲ့ဒါမှမွေးပေါ်လဲမွေးသမားကိုသွားပြလိုက်ဌာနတိမ်သွားလိုက်မယ်မွေးရော အော်အဲ့လိုမျိုးနော်အဲ့ဆိုလို့ရှိရင်တော့ mate to man ကိစ္စတော့ မိ သိ တူ ပြီ မှန် တော့ ကိစ္စမရှိရတယ်အဲ့တော့ဘန်ချီလဲဘန်ချီဝင်ပေးတယ်အကုန်လုပ်လို့ရတယ်မိတူမှန် ဒါပေမဲ့ဖြစ်နိုင်တဲ့ဟာလေးတွေပဲလူတွေကဆက်ဆက်စဉ်းစားပြီးတော့မှကြောက်နေကြတာပေါ့ ကြောက်နေကြတာ အဲ့လိုမျိုးပေါ့ ချို့ကြမိတူမှန်မွေးရကြအောင်မိတူမှန်မွေးရင်းရှိမလဲမသိဘူးမွေးရှိတဲ့ဌာနပြန်သိမ်းပါပဲ mate to man ဖြစ်သွားပြီဆိုလို့ရှိရင်ကြတော့ခုနလိုမျိုးဟိုဟာမှာစီပင်မှာကြတော့လေ mate to man ထုတ်ကြောင်း မိတူမှန်ထပ်ပေါ်တယ် ပေါ်ရနော် မှတ်တမ်းရှိတယ် မှတ်တမ်းရှင်နော် ရှိတယ်မှတ်တမ်းရှိတယ်ဘယ်နေ့ကဂရန်ပျောက်ဆုံးလျှောက်ပြန်ထုတ်ပြန်ပေါ်တဲ့စင်းတွေက အဲ့ဆိုရင်ခုနလိုမျိုး grand မူရင်းပြန်ပေါ်လာရင်တော့မှမူရင်းကိုပြန်သိမ်းပါ ဟုတ်တယ် တော့တောက်လျှောက်ကြီး mate to အခု man ဗျာ ဖြစ်နေတော့ အခုအဲ့မူရင်းပြပြီးတော့အခုလာရောင်းနေထားလိုက်စီဝေမှာစစ်လို့ mate to man မိ ထုတ် တူမှ တာ ထုတ်တာဒါဆိုကျွန်တော်သိနေပြီပဲလေမသိရလူပဲခံရတာပေါ့ဟိုကိုရီးယားတော့ဟိုဒါကြည့်ပြီးတော့ခုနစီပင်စင်းနဲ့ဒီပြတဲ့စားဆိုင်ထားနေကြည့်ပြီးတော့ဒါကြီးမိတူမှထုတ်ထားတာကြီးမဟာဆိုလို့ရှိ တကယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုယ်ကျွန်တော်ရောင်းမယ်ပေါ့ကျွန်တော်ကနေတော့မှကျွန်တော် grand ကျွန်တော်အပြောက်ပါဆိုပြီးတော့ကျွန်တော်ပြောပြီးတော့မှ mate to man ကျွန်တော်ထုတ်လိုက်တယ်အဲ့ဒါပြီးလဲပြီးတော့ကျွန်တော်ဟိုဟာဘယ်လိုပြောမလဲဟို mate to man မထုတ်ခင်မှာတယောက်ကိုအရင်ရောင်းလိုက်တယ်ပေါ့အဲ့လိုတော့ရလား မိတူမှန်တည်းမထုတ်ခင်တရားအောင်တော့ဂရန်ရောင်းဒါလည်းမပြီးသေးဘူးလေကိုရောင်းရောင်းမေဝင်တော့ကူရအောင်မယ်လေ yes yes ဖုန်းစားကိုထုတ်အောင်မယ်မပြီးသေးဘူးလေဒါအဲ့တော့ဂရန်ကျတော့လိမ်မခတ်တာအဲ့ဒါကြောင့် तू ကဟို तू နည်းနည်းလောက်ွက်တွေကကြံသေးတယ်ကျန်တော့ကိုကဒီဟာကြီးကိုဒါကိုသွားပြီးတော့အပြောက်လျှောက်လို့ရှင်စင်းရပုံနဲ့အပြောက်လျှောက်ဆိုပြီးတော့ကျွန်တော်ဖမ်းစစ်တာနဲ့ဘယ်သူကအပြောက်လျှောက်ထားအချို့ဆိုဟိုအဆောက်အဦဆောက်ခွင့်တင်ထားစားပေါ်တယ်ဆောက်ခွင့်တင်ထားအယောင်းမုံကူးတာအမွေဆက်ခံကူးတာနောက်ဘာကန့်ကွက်ထားတာပေါ်သေးတယ်ကန့်ကွက်ထားတာဒါမျိုးတွေပေါ်တယ်အဲ့ဒါပြန်ဖြီးမရမယ် အဲ့ပြန်ပြမရမယ် ကနတော့နည်းနည်းလေးအဲ့လိုမျိုးပါမစ်လိုမျိုးနည်းနည်းလှည့်ရပြူကမလွယ်ဘူးသူကတော့ဟုတ်ကဲ့ အဲ့ကြောင့် ground လူတွေပူကြိုက်ကြ ပူကြိုက်ကြတယ်ဟုတ်တယ် အခုကဘယ်လိုလဲဆိုတော့ဆရာမောင်နှမရှိရဆရာမောင်နှမရှိရဆိုတာဟိုပါပေါ့ညီကိုတွေပေါ့ကျွန်တော်ဥပမာပေါ့နော်ကျွန်တော်ကနေပြီးတော့မှကျွန်တော်ညီကိုကျွန်တော်ကပေးလိုက်တယ်ပေါ့မေတ္တာဖြင့်ပေးကမ်းသည်ဆိုပြီးတော့မှလုပ်လိုက်တယ်အဲ့လိုမျိုးဟာဆိုလို့ရှိရင်ဒီသူကျွန်တော်ညီကလည်းသူ့နာမည်သူပြန်ပြောင်းလိုက်တယ်အဲ့လိုမျိုးပြောင်းလိုက်တဲ့ဟာကိုဟိုဟာပေါ့ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ရဲ့အမျိုးသမီးကတွားကန့်ကွက်တယ် ဟုတ် ရောင်းလို့မရအောင်လို့ပေါ့ ဟုတ် အဲ့လိုမျိုးကန့်ကွက်တော့အဲ့မှာအမှုတွေဖြစ်ကြရပေါ့ဆရာ ဟုတ် အမှုတွေဖြစ်တဲ့အခါကျတော့ဒီဘက်ကဟိုဟာအမှုကဟိုဒီရင်ဆိုင်နဲ့ဟိုကအနိုင်တွေရပါပြီကျွန်တော်ညီကပြန်ရပါတယ်အဲ့ဆိုလို့ရှိရင်ပြန်ရောင်းမယ်ဆိုလို့ရှိရင်ခုနလိုမျိုးဟိုမက်ချက်မှာပေါ်နေလား grand စစ်လိုက်တဲ့ခါကျရင်ဒီကော ဂရန်ပေါ့ ဟိုဒီတရားရုံးဟိုဒီ တရားရောက်တာပေါ့အဲ့ဒါဂရန်တို့ဘာလို့မှာပဲသူကတရားလက်ခံဆိုပြီးစိတ်တုံးလေးထူထားရှိတယ်အကောင်မှာပေါ်တယ် ဟိုအဲ့လိုမျိုးကဆိုလို့ရှိရင်ရောင်းရတာတော့ဟိုဟာဖြစ်ပါမလား ကျွန်တော်ဖြစ်တရားမိတ်နဲ့90ဒီဂရီနဲ့အကုန်လုံးလို့ရပါတယ်ဗျတရားမိတ်ကိုစီဝင်နဲ့မကြော်နိုင်ပါဘူး အကယ်၍အဲ့မှာ तू ကရောင်းလိုက်တယ်ဆိုလို့ရှိရင်ဒီဘက်ကလည်းကျွန်တော်မျိုးသမီးကလာကန့်ကွက်ထက်ကန့်ကွက်တယ်ကျွန်တော်ကမရှိတော့ကျွန်တော်ဆုံးသွားပြီအဲ့လိုမျိုးနေထားမျိုးဆိုတော့ तू ကျွန်တော်မျိုးသမီးကအဲ့လိုမျိုး तू ရောင်းတဲ့ခါမှာအဲ့လိုတင်းစားကြော်ညာပါညာမှာအဲ့လိုမျိုးကန့်ကွက်တာတော့ပါလို့ဆိုလို့ရှိရင် ဟိုလုပ်ထားရမလားကိုနာမည်ပေါ့ပြောင်းပြီးရမလား နာမည်ပေါ့ပြောင်းလာပြပါပြီ နာမည်ပြောင်းပြီးရတော့ကန့်ကွက်လို့မရတော့ဘူးဗျ ဟောအဲ့လိုမျိုးဘာမှမဆိုင်တော့နော် ဘာမှမဆိုင် အေးဆိုကျွန်တော်နာမည်နဲ့ဆက်ရှိနေတယ်မြေတားပြပေးကမ်းသည်ဆိုတာပဲရှိနေဆိုလို့ရှိရင်တော့ မြေတားနဲ့ပေးကမ်းသည်ဆိုတော့မှာကျွန်တော်တို့အရေးကြီးမှတ်ထားဖို့တစ်ခုရှိတယ် ဟုတ်ကဲ့ ဘယ်သူမဆိုမိဘဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ကိုပစ္စည်းကိုစိုက်တက်လူပေးလို့ရတယ်။သားလေးကိုချစ်လို့
ရှိသမျှအမွေအကုန်ပေးမယ်ဆိုလည်းရတယ်အသမီးလေးကိုချစ်လို့သားသမီး3ယောက်ရှိတယ်ဒီနှစ်ယောက်မပေးဘူးကွာဒီအငယ်ဆုံးကငါပေးမယ်အဖေမေသဘောတူပြီးလို့ရတယ်ကျန်တဲ့သားသမီးတွေကဘာမှပြောခွင့်မရှိဘူး ကန့်ကွက်ပိုင်ခွင့်မရှိ ဘယ်ချိန်မှစကားပြောလဲဆိုတော့မိဘဆုံးတဲ့ချိန်မှာစတာအမေဖေကဒီတယောက်ကိုပဲအမွေပုံပေးခဲ့တာကျွန်တော်မကျင်တတ်ပါဘူးဒါကြောင့်မို့လို့ဒီအမွေစုသူကျွန်တော်လည်းရသိမှာဆိုတရားမှဥတိုက်ချောက်လို့ရင်ပြန်ပြီးအမှုဖြစ်တယ် ။အော်အဲ့ဒါပြန်ခွဲရအောင် ပြန်ခွဲရတယ် ။အော်โอเคဆိုတော့အဲ့ဒီလိုမျိုးဟိုဟာမျိုးမှာအမေပေးခဲ့တဲ့ကကိုယ့်နာမည်ကိုပြောင်းလိုက်တယ်ဆိုလို့ရှိရင်ရော ခုနကကိုပြောင်းခဲ့လို့ရှိရင်လည်းခုနလိုမျိုးဟိုဘက်ကပြန်လိုက်လို့ရှိရင်ဒါအမေဖေပြီးခဲ့တာကိုနံပါတ်ပေါက်ချိန်ခဲ့ပါဆိုပြီးတော့ပြန်ထောက်လို့ရှိရင်လည်းပြန်ထောက်လို့ရသေးတယ် ။အော်အဲ့ဆိုလို့ရှိရင်ဘာထူးတော့မှာလဲဆရာဘာမှမထူးတော့ဘူး ဘာမှမလုပ်ဟုတ်တယ်အဲ့တော့ဒါပေမဲ့ဟိုဥပဒေရလည်းဒီမိဘရှိတော့မှမိဘဒီသူပစ္စည်းသူကြိုက်တာလုပ်ခွင့်ရှိတယ် ။အေးလေ ပစ္စည်းအဲ့တော့မိဘရှိစင်မှာပဲတခါလေးရောင်းအောင်ပေါ့ဒါပဲလုပ်လို့ရတယ် ။အော်အဲ့သူ့လက်ထောက်ကလေးအဲ့ဒါလေးပဲရှိ မိဘရှိမှာတခါလေးရောင်းအောင်လိုက် ။ရောင်းလိုက်ပြီဆိုလို့ရှိရင်တော့ဘာမှ ရောင်းလို့မရ လုပ်လို့မရတော့မရောင်းမဲနဲ့ဒီဟာလေးကိုကွာဆက်ထားတိုင်းနဲ့မိဘဆုံးသွားပြီဆိုရင်တော့တကယ်ကိုကမိဘမဟုတ်ဘဲနဲ့တော့မှတခြားဟိုဥမာတခြားကိုမွေးစားသားပဲဖြစ်ဖြစ်တခြားဟိုပါပေါ့အရင်ခင်မရင်းနှီးလို့ပဲဖြစ်ဖြစ်အဲ့လိုမပေးဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်ဘုန်းကြီးကျောင်းလူတာတို့ဟိုဒီဖျားကျောင်းလူတာတို့ပါဆိုအဲ့လိုပေးလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီပေးလိုက်တဲ့အချိန်မှာသားသမီးတွေဘာမှပြောလို့မရသေးဘူးဒါပေမဲ့မိဘဆုံးပြီဆိုရင်ရောအဲ့ဟာတွေသွားပြန်ပြောလို့ရလားပြန် စားတယ်တခါဟိုဘုန်းကြီးကိုလူရတဲ့10ခါလောက်တော့မှသူ့မျိုးသားမရှိတော့ဟိုဇနီးဖြစ်သူနဲ့သမီးဖြစ်သူကလာတောင်းပြန်တောင်းတာရှိတယ် ဟောအဲ့လိုမျိုးဆိုရင်ရောအမှုတွေပြန်ဖြစ် ဖြစ်နေကြသာသနာမြေဖြစ်လူတာမျိုးဆိုတော့အဲ့လိုမျိုးလေကိစ္စတော့ဖြစ်ပါတယ် အဲ့လိုပြန်ဖြစ်ပြီးရင်တော့ပြန်ရဖို့အရာငယ်လုံးများလား မလွယ်တော့လေသာသနာမြေဖြစ်လူလိုက်ပြီဆိုတော့ အကယ်၍ခုနလိုသာသနာမြေမဟုတ်ဘူးဆရာခုနလိုမျိုးပေါ့အငယ်ကောင်လေးကိုပေးလိုက်တယ်အငယ်ဆုံးလေးကိုပေးလိုက်တယ်ဟွာနေပြီးတော့မှဟိုအကြီးနှစ်ယောက်ကမေဖေဆုံးလဲဆိုပြန်ပြီးတော့အဲ့လိုမျိုးလုပ်တယ်ဆိုရင်ပြန်ခွဲပေးရတာများလားအဲ့လိုဘယ်လို သူမရောင်းရသေးရင်တော့ပြန်ခွဲပြီပေါ့သူ့ဝေပုံကြအတိုင်းရောင်းပြီးတော့လို့ရှိရင်တော့ခုနရောင်းမငွေပဲသူတို့ဟိုဆရာသူမောင်ဆရာဖြစ်ညီမဆရာဖြစ်ပြန်တောင်းပေါ့ ဟောအဲ့လိုရောင်းပြီးရင်တော့မှအဲ့လိုဒါတော့နားလည်မှုဖြစ်သွားတာပေါ့တရားဥပဒေအရတော့ အဓိကလူမျိုးပြဿနာဖြစ်သွားတာဟုတ်ဒါလူမျိုးပြဿနာဆိုလူမျိုးနီးနဲ့ရှင်းခိုင်းတဲ့သဘောပါပဲ ဟုတ်ပြီအဲ့ဒါလည်းဒါမေတ္တာဖြင့်ပေးကမ်းသည်ဆိုတဲ့အကြောင်းရင်းပေါ့နော် ကိစ္စပါဗျ ဆိုတော့ဘာမှတော့လည်းတိတ်ပြီးတော့လည်းမထူးတဲ့အနေထားလေးတခုလို့မြင်မိတာပါ အဲကြောင့်အရှိုးကတော့ဒီဟိုကျွန်တော်တို့ခဏလာမိရတယ်လို့အမေကသူ့မိသားစုသူ့စီးတယ်အကုန်လုံးဒီတယောက်ပဲပေးလို့ရလားရပါတယ်အဲ့လိုကြမတရားဘူးပေါ့အဲဒါအဖေမရှိရင်တော့ကိစ္စအမွေမှုနဲ့တရားဆွဲလို့ရပါတယ်ဒါမျိုးပြန်ပြောရတာပေါ့ အော်အဲ့ဒါကြောင့်တော့အဲ့လိုအမွေဆိုင်ပြန်ဖြစ်သွားတာပေါ့နော် ပြန်ဖြစ်တော့အမွေဆိုင်ဖြစ်ရင်တော့အမှုကကြာသွားတာပေါ့မပြီးဘူးလေတောင်းနဲ့ ဟုတ်ဆိုတော့ဒီနေ့မှာကျွန်တော်တို့ဒီပါမစ်မြေကိစ္စတွေစလစ်အကြောင်းတွေဘိုးဘပိုင်အကြောင်းတွေ grand အကြောင်းတွေကိုတည်တည်ချာချာလေးလာရှင်းပြပေးတဲ့ဆရာကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအကယ်၍ဒီအိမ်ချမ်းမြေနဲ့ပတ်သက်လို့သိချင်တာတွေရှိရယ်မေးမြန်းချင်တာတွေရှိရယ်ဆိုလို့ရှိရင်လည်းဒီကျွန်တော်တို့ဆရာတူထက်ကြုံတွင်ကိုဆက်သွယ်ပြီးတော့မှမေးမြန်းလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျမရှင်နှန်းကြပါစေခင်ဗျာဆရာကိုလည်းကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်အခုလိုမျိုးလာရောက်ပြီးတော့မှဖြည့်ချပေးတဲ့အတွက်ကျွန်တော်နဲ့အတူပါဝင်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဆရာကျမရှင်နှန်းပါစေဆရာဟုတ်ကဲ့ပါ